ကျွန်တော်နာမည်ကလိုကန်ပါကျွန်တော်ကအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးစစ်ရေးပစ္စည်းတွေကိုအရန်ဝါဒနာပါတဲ့တခါမှမရောက်ဘူးတဲ့မော်ဒယ်ဆိုင်တစ်ဆိုင်တဲကိုဝင်မိလိုက်တော့ဒီဆိုင်ကအရန်ကြီးတာပဲဘာတွေများရှိမလဲဆိုတာလိုက်ကြည့်အောင်မယ်ဒီအမှတ်သားတွေကဘာတွေလဲဒီတန်လိုက်အိမ်မြောင်ဘောကထူးဆန်းတဲ့အမှတ်သားတွေကဘာလို့ရှိနေတာလဲအိုတစ္ဆာဖောက်ကျွန်းတွေမင်းတို့ငါ့ကိုပုံကံဖို့စူးစမ်းနေတာလားဆီရာဖီနာဒီလောက်တခုကြီးရဲ့မြင့်မြတ်တဲ့အိတ်ဂရီကကျမတို့ရဲ့ကြောက်တုံးလေးလိုဖြစ်သွားလိမ့်မယ်လို့ဘယ်သူထင်မှအားလဲဒီနေ့မှာမင်းရဲ့ဝိညာဉ်စွမ်းအားအများစုကိုတစိမ့်ခတ်ထားပြီးမင်းတည်ရင်ဝိညာဉ်သွေးကြောတွေကိုငါတို့သိမ့်ပိုက်မယ်မြင့်မြတ်တဲ့နေမြေကဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးမင်းတည်ဘာတွေဖြစ်ကုန်တာလဲငါဘယ်ရောက်နေတာလဲဒီနေရာကရုပ်ရှင်ရဲ့ကွင်းလာဒီဝစ်စုံတွေနဲ့ပစ္စည်းတွေကတကယ်အစ်စ်လိုပဲမင်းတို့ကဘယ်သူတွေလဲငါအကောင်းတဲ့ကတွေးတွေကဘာလဲလို့ဝက်ဆန်းကျင်တဲ့ပစ္စည်းတစ်ခုအလင်းနဲ့တစ်ခုပြီးတော့ကဘာတစ်ခုကနေတစ်ခုကိုခီးသွားလိုက်ရတာကာကွယ်ပေးဖို့ဝိညာဉ်စွမ်းအားလည်းမရှိဘူးဝိညာဉ်မြင့်မရှိတဲ့တာမန်လူသားတဲ့ရောက်ပဲဟန်တာမန်လူသားတစ်ယောက်ကငါ့ကိုဝင်နောက်ရှက်ဖို့စူးစမ်းရဲတဲ့ပေါ်မီလုံးကြီးဘာတွေလဲဒီလောက်ကြီးတဲ့မီလုံးကဘလို့မော်ပညာမျိုးလဲငါနဲ့လိုက်ခဲ့မင်းကဘသူလဲဝိညာဉ်မြင့်ဆိုတာအစအနတောင်မရှိဘူးဒါပေမဲ့မင်းကကျင့်စဉ်ကျင့်သူတစ်ယောက်ကိုရင်ဆိုင်နိုင်တဲ့ပေါ်ကြည့်ရတာငါတကယ်ပဲတခြားကဘာတစ်ခုကိုရောက်လာတာဖြစ်မဲ့သူမဝတ်ထားတဲ့ဝိယုံတွေကလှပတယ်သူမကအရေးပါတဲ့လူတစ်ယောက်ဖြစ်မှာပဲလုံခြုံတဲ့နေရာရောက်မှာပဲကျန်တာမေးတော့မင်းငါကကျင့်စဉ်ကျင့်တဲ့သူမဟုတ်ဘူးငါကနီးပြူဟာတွေနဲ့တိုက်ခိုက်တာဝိညာဉ်မြင့်မရှိပေမဲ့တယောက်ယောက်ကလိုက်ရှာနေပုံပဲငါကိုဒီအနေရဲကနေထွက်အောင်ကူညီပေးရင်မင်းနဲ့အပေးယူလုပ်မယ်ငါနောက်လိုက်ခင်ငါရဲ့ကိုကြီးအကြံပေးဖြစ်နေပေးဒီကျင်းစာကိုဖြေဖို့တာမန်လူသားတစ်ယောက်ရဲ့စိတ်ဆန္ဒလိုအပ်တဲ့ဒါကကံကြမ္မာပဲဖြစ်မယ်အဲ့ဒီလူမိုက်တွေနောက်ကလိုက်လာနေပြီးကောင်းပြီးမင်းရဲ့အခြေအနေကိုလက်ခံတဲ့ဒါပေမဲ့မင်းတခုခုလုပ်ဖို့စူးစမ်းရင်တော့ရက်ဆက်ရလိမ့်မယ်လို့မတွေးလိုက်နဲ့ဟာမြင့်မြတ်တက်တဲ့အဂရီကတာမန်လူသားတစ်ယောက်ရဲ့အကာအကွယ်ကိုလိုအပ်နေတာပဲရေးစရာကောင်းလိုက်တာဒီလူသားနဲ့အတူဒီမှာပဲတည်လိုက်တော့ဒီကောင်မလျှော့ဘူးသူတို့ကိုသင်ခန်းစာပေးရတော့မယ်အရှင်မတိုက်ခိုက်တာရက်လိုက်ပါကျွန်တော်အညံ့ခံပါတယ်ဒီမိမကိုအရှင်စီပေးအပ်ပါမယ်ကောင်းတယ်မင်းနေရမင်းတည်တာပဲဒါပေမဲ့အရှင်မဒီမိမကတန်ဖိုးရှိတာတေချာတယ်သူ့ကိုပေးအပ်ရင်ဆုလွတ်တစ်ခုခုတော့ရတဲ့နေမဟုတ်လားဟန်တာမန်လူသားတစ်ယောက်ကငါတို့နဲ့အပေးယူလုပ်ဖို့ရဲတင်းနဲ့ပေါ်လာပါအရှင်မတော်တမထွက်ပါနဲ့ဈေးတစ်ခုခုတော့ညှိလို့ရပါတယ်တစ္ဆာမရှိတဲ့ကုန်တယ်ငါကိုရောင်းစားဖို့စူးစမ်းရဲတဲ့ပေါ်ငါမှာအနှဲငယ်ကြံသေးတဲ့စွမ်းအားရှိတဲ့ဒီဝက်ဝင်ဖြန်းဆေးကိုခံလိုက်ဦးအားငါမျက်လုံးတွေဒါကဘလို့မော်ပညာမျိုးလဲငါကိုလွတ်ပေးမင်းကတစ္ဆာဖောက်ငါမင်းကိုကဲနေတာသူတို့နောက်ကလိုက်သွားနှစ်ယောက်လုံးကိုတက်ပြစ်ဟိနိုးပါဦးတေမသွားပါနဲ့ CPR ဟုတ်တယ် CPR တောင်းပန်ပါတယ်စောင့်ပါအထင်လွဲနေတာပါတာအထင်လွဲတာပါငါမင်းကိုကဲနေတာမင်းအခုလေးတင်အသက်ရှူရက်သွားမလို့ဖြစ်သွားလို့ပါတီလိုပုံစံနဲ့ကဲတာကိုပဆက်ချင်းထိပြီးအသက်ရှူပေးတဲ့နီးလို့ခေါ်တဲ့ငါသားမကဲခဲ့ရင်မင်းအခုလောက်ဆိုတေနေလောက်ပြီးမင်းငါကိုဘာလုပ်လိုက်တာလဲအဲ့ဒီအကြောင်းတွေအခုချက်ချင်းမေးထားလိုက်ပါမင်းရဲ့တန်ရာကိုကူးတောက်ဖို့လိုတဲ့ငါစီးပေးမဲ့တရားတွေကဘာတွေလဲဘာလို့ဒီလောက်ထူးဆန်းတဲ့ပုံစံတွေဖြစ်နေတာလဲဒါကပိုးသက်စေးပါပိုးမဝင်အောင်လုပ်ပေးတာမရဘူးတန်ရာကအရန်နဲ့တဲ့ပိုးဝင်ဖို့အနေရရှိတဲ့မင်းကိုပိုးသက်စေးထိုးပေးဖို့လိုတဲ့မင်းပါလုံးမလို့လဲဒါကပိုးသက်စေးပါတန်ရာပိုးမဝင်အောင်ကာကွယ်ပေးတဲ့မင်းရဲ့တန်ရာတွေကပြင်းထန်လွန်းတဲ့အပေါ်ရန်ဆေးလူယုံနဲ့မရဘူးမင်းငါကိုဘာလုပ်ဖို့စူးစမ်းနေပြန်တာလဲခဏလေးကပဲငါကိုဝိညာဉ်ကြောက်တုံးတွေနဲ့လဲလဲဖို့စူးစမ်းခဲ့ပြီးတော့အခုတော့ဒီထူးဆန်းတဲ့အနဲ့ထိုးဖို့စူးစမ်းနေပြန်ပြီးဒါကငါတို့ဒီကနေအသက်ရှင်ထွက်နိုင်ဖို့အတွက်ပါအခုတကယ်ပဲငါကိုကဲနေတာပါမင်းငါကိုထပ်မနာကျင်စေဘူးဆိုတာဘယ်လိုယုံရမှာလဲဒီအထက်မှာဘာတွေပြည့်နေလဲဆိုတာဒီဆေးကအစိမ့်မဟုတ်ဘူးအသက်ကယ်ဆေးပါကြည့်ပါဦးကျွန်တော်အရင်စမ်းတောက်ပြမယ်ဘာမှမဖြစ်ဘူးမလားမင်းဖျားနေတဲ့တန်ရာကလည်းရောင်ရမ်းနေတယ်ဒီဆေးမထိုးရင်အနေရများလိမ့်မယ်ဘာလို့မင်းကိုယုံရမှာလဲဘာလို့လဲဆိုတော့မင်းကိုပဆက်ချင်းထိပြီးအသက်ရှူပေးပြီးကဲတင်ကဲလို့ပဲငါသာမင်းကိုထိခိုက်အောင်လုပ်ချင်ရင်ဟိုဘက်မှာတင်တေးပါစေလို့ထားခဲ့မှာပေါ့ကောင်းပြီဒီတခါတော့ယုံပေးမယ်ဒါပေမဲ့တခုခုလုပ်ဖို့စူးစမ်းရင်တော့ပေးယူနာမမျော်လင့်တဲ့စိတ်လျှော့ပါငါဘာလုပ်နေလဲငါတိပါတယ်ငြိမ်လေးနေပါဘာလို့ငါကိုကဲတာလဲတယောက်ယောက်တည်နေတာကိုကြည့်မနေနိုင်လို့ပါမင်းကငငယ်လေးနဲ့လှပတဲ့ထင်ရှားတဲ့သူတယောက်ဆိုတာလဲတိတာတဲ့မင်းကိုကဲရတာကငါအတွက်တော့အကျိုးရှိတာပေါ့ပြောချိုတဲ့လူယုံမှာအခုမှပဲမင်းရဲ့အစ်စ်အမှန်ကိုပြတော့တယ်ပေါ့ပြီးပါပြီပိုးသက်ဆေးဝင်သွားပြီအခုဘယ်လိုခံစားရလဲအများကြီးတက်တာလာတယ်မင်းမှာဝိညာဉ်စွမ်းအားလုံးဝမရှိပေမဲ့ဒီလောက်အံ့ဩစရာကောင်းတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့ပေါ့ဒီနေရာကလူစိတ်ညံ့ရနေမြေပါငါကတော့ဆီယာဖီနာမြင့်မြတ်တဲ့ acre ဖြစ်ပြီးဒီကဘာကိုအုပ်ချုပ်ဖို့အတွက်မြင့်မြတ်တဲ့နေမြဒီကနေဆေးလွတ်ချင်းခံရတာပါနှစ်ပေါင်း1000လောက်ရှိပြီနေပါဦးကျင့်စဉ်ကျင့်တဲ့ကဘာကြီးနဲ့မြင့်မြတ်တဲ့ acre ငါတကယ်ပဲစိတ်ကူးရင်ဝတ္ထုတွေကိုရောက်လာတာငါကိုတိုက်ခိုက်တဲ့ကျင့်စဉ်ကျင့်သူတွေက celestial beast ခိုင်းကပါသူတို့ကဝိညာဉ်သွေးကြောတွေကိုတိမ့်ပိုက်ပြီးကောင်းကင်နဲ့မြေကြီးရဲ့ဟန်ချက်ကိုဖျက်ဆီးပစ်ကြတယ်ငါကစုံစမ်းဖို့လာရင်နဲ့သူတို့ထောင်ချောက်စင်တာကိုခံလိုက်ရတာပါခုတော့ငါရဲ့ဝိညာဉ်စွမ်းအားများစုကိုတစိမ့်ခတ်ခံထားရလို့ဒီလိုအခြေအနေမျိုးရောက်နေရတာဒါဆိုမင်းကဒီနေရာရဲ့အမြင့်ဆုံးအုပ်ချုပ်သူပေါ့အခုမင်းကိုကယ်လိုက်ပြီဆိုတော့ဆုလက်တစ်ခုခုတော့ရတဲ့နေမဟုတ်လားဆုလက်ဘာဆုလက်မျိုးလဲရွှေငွေလျှို့ဝှက်ကျင့်စဉ်စာအုပ်တွေလာတာမှမဟုတ်ဒါမှမဟုတ်ဘာလဲမင်းလူယုံမှာမင်းရဲ့မကောင်းတဲ့ရည်ရွယ်ချက်ကိုငါသိနေတာကြားပြီးဟေးမင်းစိတ်တွေဘယ်ရောက်သွားတာလဲငါဆိုလိုတာကတရားဝင်ရာထူးတစ်ခုခုပေးဖို့ပြောတာပါအော်အဲ့ဒါကိုပြောတာကိုငါကနောက်ထပ်ဘာများတောင်းဆိုစရာရှိမှလဲမင်းတို့တာမန်လူသားတွေကတကယ်ကိုလောဘကြတီးကြတာပဲဒါပေမဲ့မင်းကငါအသက်ကိုကယ်ခဲ့တာဆိုတော့ငါဆုချရမှာပေါ့ဒါပေမဲ့ငါရဲ့ဝိညာဉ်စွမ်းအားတွေတစိမ့်ခတ်ခံထားရတဲ့အတွက်ကျွန်တော်တို့လွတ်မြောက်တဲ့အထိဆုလက်ကတော့ခဏဆောင်ပေးရလိမ့်မယ်အကြီးအကဲအဲ့ဒီတာမန်လူသားကအိတ်ဂရီကိုခေါ်သွားတဲ့နေရာကဒီအဆောက်အုံပဲဒီလူသားကတကယ်ကိုထူးဆန်းတဲ့သူမှာဝိညာဉ်စွမ်းအားလုံးဝမရှိပေမဲ့ငါတို့ကိုအံ့အားသင့်စေတဲ့ထူးဆန်းတဲ့နည်းလမ်းတွေကိုတုံးနေတဲ့တာမန်လူသားတစ်ယောက်က celestial beast ခိုင်းရဲ့နေမြေမှာပြဿနာရှာဖို့ရဲတင်းနဲ့ပေါ်ဆီယာဖီနာပြင်ထွက်ခဲ့ပြီးတေးဖို့ပြင်ဆင်ထားတော့ငါမြန်မြန်လေးအဆုံးသတ်ပေးမယ်ဟန်နာဆန်ဆိုအဆင့်ကျင့်စဉ်ကျင့်သူပြီးဆုံးသွားပြီးငါတို့ဒီတခါတော့မလွတ်တော့ဘူးမင်းလွတ်အောင်အခုချက်ချင်းထွက်သွားမင်းလွတ်နိုင်ပါသေးတဲ့တေးဖို့အတွက်လက်လျှောက်သွားရမှာလာငါရဲ့ဝိညာဉ်စွမ်းအားတွေတစိမ့်ခတ်ခံထားရပြီးနာဆန်ဆိုအဆင့်ကျင့်စဉ်ကျင့်သူကိုမရှင်နိုင်ဘူးမင်းကတာမန်လူသားလေးပါတီမှာနေရင်တော့တေးဖို့ပဲရှိတော့တယ်သွားတော့ငါကယ်မယ်လို့ပြောခဲ့ပြီးသားဘလောက်ပဲအနေရများပါစေငါနောက်ပြန်မဆုတ်ဘူးငါကပြောတဲ့အတိုင်းလုပ်တဲ့သူကဘယ်တော့မှအလေးနဲ့မရှိတယ်လို့ဖြစ်နေပေမဲ့သူကတကယ်ကိုဂုဏ်သိက္ခာရှိတဲ့သူပါတာကငါစွမ်းအားရဲ့နောက်ဆုံးအစအနာပါယူထားလိုက်မလုံးနဲ့ဒါကမင်းရဲ့အသက်ကိုကယ်တင်နိုင်လိမ့်မယ် we protective စွမ်းရင်တွင်းယူမှုစတင်နေပါပြီ whole original စနစ်အသက်ဝင်သွားပါပြီအမတ်တွေကိုခင်မီပစ္စည်းတွေနဲ့လဲလှယ်နိုင်ပါတယ်လက်ရှိလက်ကျန်အမတ်တရားအကြံပြုထားတဲ့ရွေးချယ်မှု drone အုပ်စု drone တွေဟုတ်ပြီးဒါပဲဒါကဘာပစ္စည်းလဲမင်းမကြခင်သိရပါလိမ့်မယ်ဆီယာဖီနာမြင့်မြတ်တဲ့ acre ကတာမန်လူသားတယောက်ရဲ့နောက်ွယ်မှာပုံနေရတာတကယ်ကိုတနာစရာကောင်းလိုက်တာမင်းပါလို့ဖို့စူးစမ်းနေတာလဲအပြင်မှာ nasan so အဆင့်ကျင့်စဉ်ကျင့်သူရှိနေတာလေတာမန်နီလန်တွေနဲ့ဆိုသူ့ကိုချစ်မိမှာတော့မဟုတ်ဘူးစိတ်လျှော့ပါငါစီမှာရှိတာကတာမန်မဟုတ်ဘူးဆိုတာမင်းတီလာမှာပါဆီယာဖီနာငါမင်းကိုနောက်ဆုံးခွင့်ရေးပေးမဲ့အပြင်ထွက်ပြီးတေးချင်းတရားကိုလက်ခံမလားမခံရင်တော့မင်းကိုမင်းပဲအပြစ်တင်တော့ဒါမှမဟုတ်ရင်
နောက်ဆက်တွဲဖြစ်လာမဲ့အရာတွေအတွက်ငါ့ကိုအပြစ်မတင်တဲ့အခုတော့အောက်တန်းကြတဲ့လှည့်ကွက်တွေပဲအကြီးကဲထိသွားပြီးမဖြစ်နိုင်တာငါရဲ့မတင်မျိုးတားဆီးကိုဘလို့လုပ်ပြီးတော့ဒီအရာတွေကဘာတွေလဲမင်းကနက်ဆန်ဆိုအဆင့်ကျင့်စဉ်ကျင့်သူကိုတကယ်ပဲဒဏ်ရာရအောင်လုပ်နိုင်တဲ့ပုံကမပြီးသေးဘူးကြည်တောင်ပဲကျန်တော့ပေမဲ့သူတို့လာနေပြီးပြေးစာရပြေးဒီနေ့အရှက်ရခဲ့တာကိုငါမှတ်ထားမယ်နောက်ဆုံးတော့ထွက်သွားကြပြီးမင်းကတကယ်ဘသူလဲဒီလိုစွမ်းအားတွေကိုဘလို့လုပ်ပိုင်ဆိုင်ထားတာလဲငါပြောပြီးပြဒီလေငါကတာမန်လူတယောက်ပါလို့မင်းသုံးလိုက်တဲ့လက်နက်ကနက်ဆန်ဆိုအဆင့်ကျင့်စဉ်ကျင့်သူရဲ့မတင်မျိုးတားဆီးကိုတောင်ဖျက်ဆီးပြနိုင်တယ်မင်းကဘလို့လုပ်ပြီးတာမန်ဖြစ်နိုင်မှာလဲထားလိုက်ပါတော့မင်းရဲ့ဒဏ်ရာတွေအများကြီးတက်တာလာပြီးအခုတော့ငါမင်းကိုကဲနေတာဆိုတာယုံပြီးလားဟုတ်ပါတယ်မင်းကိုအထင်လွဲမိခဲ့တာပါပြီးတော့အဲ့ဒီပတ်သက်ချင်းထိပြီးအသက်ရှူပေးတာကတကယ်ပဲအထောက်အကူဖြစ်ခဲ့တာပဲအခုမင်းရဲ့နာမည်နဲ့ဘယ်ကလာတယ်လဲဆိုတာပြောပြပါဦးကျွန်တော်နာမည်လိုကန်ပါတခြားကဘာတစ်ခုကနေလာတာကတခြားကဘာအဲ့ဒါကဘလို့နေရာမျိုးလဲမင်းတို့ကဘာနဲ့လုံးဝမတူတဲ့နေရာပါငါတို့စီမှာကျင့်စဉ်ကျင့်သူတွေလည်းမရှိဘူးဝိညာဉ်စွမ်းအားတွေလည်းမရှိဘူးဒါပေမဲ့တိတ်ပံတဲ့နည်းပညာတွေတော့ရှိတယ်ရိုးပြောရရင်တခြားကဘာကနေကူးပြောင်းလာတာပါသဘောပေါက်ပြီးမင်းမှာကျင့်စဉ်မရှိပေမဲ့ဒီလိုမယုံနိုင်စရာစွမ်းရည်တွေကိုပိုင်ဆိုင်ထားတာအံ့ဩစရာမရှိတော့ပါဘူးဒါဆိုမင်းကမြင့်မြတ်တဲ့နေမြေကနေလာတာပေါ့တကယ်ကိုတခြားကဘာကပညာရှိတယောက်ပဲတခြားကဘာကပညာရှိဆိုရင်တော့ဝိညာဉ်စွမ်းအင်မပါပဲဒီလောက်စွမ်းအားတွေသုံးနိုင်မှာပေါ့ဒါကိုမမြင်ပဲမင်းကိုအထင်သေးမိတဲ့အတွက်ကျမအမြင်မှားခဲ့တာပါသူမကငါ့ကိုတခြားကဘာကပညာရှိလို့တကယ်ထင်နေတာပဲအခုတော့ခွင့်လွှတ်ပေးပါလိုကန်ဆရာတခင်ကျမအရန်ပြမိခဲ့ပါတယ်3ရက်လောက်ဘာမှမစားရသေးလို့ပါမင်းပိုက်စာနေတာလားငါစီမှာအစားအသောက်တွေပါလာတဲ့ဒီပြင်ပမှာချက်ပြုတ်တဲ့ကိရိယာတွေကဘာတွေလဲသူတို့ကမီမွေးပြီးအစားအစာချက်ပြုတ်ပေးတာလေးတာက field ration ပါပူပေးလိုက်ရင်စားလို့ရပြီးအရင်စားထားလိုက်အောင်မကြခင်ထမင်းစားရတော့မယ်ဒါကဘာလဲအရန်ချိုတာပဲဒါက chocolate စွမ်းရင်တောက်လေးမင်းရဲ့စွမ်းရင်ကိုမြန်ပြန်ဖြစ်ပေးလိမ့်မယ်ပူတယ်ဂယုစိုက်ဖြစ်စားမတီးသွားနဲ့အိုးငါစီမှာဆိုရင်ဒီထက်ပိုကောင်းတဲ့အစားအသောက်တွေရှိသေးတယ်ဘာဖြစ်တာလဲနေမကောင်းဘူးလားမဟုတ်ပါဘူးငါရဲ့ဝိညာဉ်ဦးတိုင်းမှာရှိတဲ့တစိတ်ခတ်ထားတာတွေရော်ရဲလာတယ်လို့ပဲဒီအစားအစာကဝိညာဉ်တစိတ်ကိုတောင်ဖျက်ဆီးပေးနိုင်တယ်ပေါ့တကယ်လားကျေးဇူးတင်ပါတယ်လိုကန်ဆရာတခင်ဒီကျေးဇူးကိုကျမပြန်ဆက်ပါမယ်ထောင်တိုင်းကိုရှာကြအဲ့ဒီတစ္ဆာဖောက်စီရာဖီနာကဒီနာတဲ့နေရာမှာပုံနေမှာပဲအကြီးကဲကသတင်းပေးလိုက်တယ်စီရာဖီနာနဲ့အတူတာမန်လူသားတယောက်ပါလာတဲ့သူမှာနန်ဆန်ဆိုအဆင်ကျင့်စဉ်ကျင့်သူကိုဒဏ်ရာရစေနိုင်တဲ့ထူးဆန်းတဲ့လက်နက်ရှိတယ်တတိနဲ့နေကြတာမန်လူသားတယောက်ဆိုပေမဲ့ဘလောက်ပဲပြည်ရများတာမန်ပါပဲငါတို့ဒီမှာလွတ်မထွက်နိုင်တဲ့ပိုက်ကွန်ဆင်ထားပြီးသူမှာဘလို့လက်ကွက်ပဲရှိလွတ်လန်းမရှိဘူးကျင့်စဉ်ကျင့်သူတွေထက်လာနေကြပြန်ပြီလားသူတို့ကရက်တန်းတော့မှမဟုတ်ဘူးလားငါရဲ့ဝိညာဉ်စွမ်းအားတွေနည်းနည်းပြန်ကောင်းလာပြီးဒါပေမဲ့အပြည့်ပြန်ရဖို့တော့လာနဲ့ချီပြီးအနားယူရလိမ့်မယ်အနည်းဆုံးတော့လာနဲ့ချီကြမှာဆိုတော့ငါတို့တေချာပေါက်တရားတော့မှာပဲအပြင်မှာနတ်ဆန်ဆိုအဆင်ကျင့်စဉ်ကျင့်သူ9ယောက်နဲ့ Golden Core အဆင်ကျင့်စဉ်ကျင့်သူ10ယောက်ကျော်ရှိနေတာကိုငါခံစားမိနေတယ်ဒီနေ့တော့ငါတို့မလွတ်တော့ဘူးထင်တယ်မင်းကအဲ့ဒီနတ်ဆန်ဆိုကျင့်စဉ်ကျင့်သူကိုလှည့်ကွက်နဲ့အရင်ကမောင်းထုတ်နိုင်ခဲ့ပေမဲ့ဒီလောက်များတဲ့ကျင့်စဉ်ကျင့်သူတွေကြတော့မင်းရဲ့လက်နက်တွေနဲ့မလုံလောက်တော့ဘူးငါရဲ့မြင့်မြတ်တဲ့အာယုံခံစားမှုတွေပိတ်ဆို့ခံထားရတဲ့သူတို့ရဲ့အရေးအတွက်နဲ့တီနေရကိုငါမသိနိုင်ဘူးအတင်းထိုးပေါက်ဖို့စူးစမ်းရင်လည်းထောင်ချောက်ထဲကိုတက်တိုးဝင်မိတယ်လို့ဖြစ်လိမ့်မယ်သူတို့ဘယ်နှယောက်ရှိပြီးဘယ်နေရာမှာရှိနေတယ်ဆိုတာငါတိကျအောင်ပြောပြပေးနိုင်ရင်ကောမင်းဘလို့သိနိုင်မှာလဲစနစ်ထိုင် power စစ်ဖက်သုံးမှန်ပြောင်းကိုလဲလဲလိုက်မယ်အဲ့ဒီမှာကျင့်စဉ်ကျင့်သူအမျိုးသမီးတယောက်လည်းရှိနေတယ်ဝါမင်းမကိုဝါလို့ပြောတာလဲမင်းတကယ်ကိုကြီးကြီးလင်းလင်းမြင်ရတာလားတာကအဝေးကြီးမှန်ပြောင်းပါမိုင်ပေါင်းများစွာအဝေးကအထိမြင်ရတဲ့ဒီမှန်ပြောင်းကတကယ်ပဲအဝေးကြီးကအရာတွေကိုပါအကုန်ပြပေးနိုင်တာပဲငါတို့ရဲ့လမ်းကြောင်းကအခုဆိုရင်တော်လေးရှင်းသွားပြီအခုချိန်မှာငါတို့ထွက်ပေါက်ကဘဲဘက်ချမ်းကနေဖောက်ထွက်ဖို့ပဲရှိတယ်ဒါပေမဲ့ဖောက်ထွက်နိုင်ရင်တော့သူတို့ကအရေးအတွက်များလုံးလို့အမိခံရရင်တော့ငါတို့တေပြီးပေါ်မင်းရဲ့အစွမ်းတစ်ခုနဲ့လူတွေကိုဘလောက်အထိအာယုံလွှဲနိုင်မလဲငါသားအကုန်စင်သုံးပြီးအစွမ်းကုန်ထုတ်လိုက်ရင်မိုင်းတရပတ်လေလောက်ထိကိုကောင်းကင်ရန်အထိထူးခြားတဲ့ဖြစ်စဉ်မျိုးဖြစ်အောင်လုပ်နိုင်တဲ့ကောင်းပြီးဒီနေရာမှာအာယုံလွှဲဖို့တစ်ခုခုလုပ်ပြီးသူတို့ကိုဟိုဘက်ကိုအကုန်ဆွဲခေါ်သွားငါကဒီမှာကလေးဖောက်ခွဲရေးပစ္စည်းတွေကိုစိုက်ထူထားလိုက်မယ်ဘုံတွေပေါ်တာကိုလျှက်စီးကြောင်းထက်အစတရပိုပြင်းထန်တဲ့စွမ်းအားတစ်ခုလို့သဘောထားလိုက်တာအတွက်ဝိညာဉ်စွမ်းအားလည်းလုံးဝမလိုဘူးငါအကုန်လုံးကိုထိန်းချုပ်ထားနိုင်တဲ့နဲ့ဆန်ဆိုအဆင့်ကျင့်စဉ်ကျင့်သူတွေတောင်ဒါကိုတစ်ချက်တည်းနဲ့မခံနိုင်ဘူးခံနိုင်ရိုးလားသူတို့တေကုန်မလားဒါမှမဟုတ်ဒဏ်ရာအကြီးကျယ်ရပြီးအလုံးမဖြစ်တော့ဘူးအရေးကြီးတာကဒါကရှုပ်ထွေးမှုတွေဖြစ်စေပြီးငါတို့အတွက်အချိန်ဆွဲပေးနိုင်တယ်ပြီးရင်တော့စနစ်ရည်ကို16တင်ကားတစ်စီးကိုလဲပေးပါဒီကို16တင်ကားတစ်စီးကိုလဲဖို့အမှတ်10ထောင်လိုအပ်ပါတယ်လက်ရှိအမှတ်ကမလုံလောက်သေးပါဘူးအကြံပြုချက်အနေနဲ့တင်ကားမော်ဒယ်9စီးတစ်စီးကိုအမှတ်90နဲ့လဲနိုင်ပါတယ်တင်ကားမော်ဒယ်တွေကလည်းမဆိုးပါဘူးအဲ့ဒါဆိုရင်အဝေးထိန်းမော်ဒယ်9စီးကိုလဲလိုက်မယ်ဝါတာတွေကဘာတွေလဲသူတို့ကိုတင်ကားမော်ဒယ်လို့ခေါ်တဲ့စက်မှုစက်ကောင်ရုပ်တွေလို့ပဲသဘောထားလိုက်ပါသူတို့ကငါတို့ကိုမတွေ့သေးဘူးတီယူကစွမ်းအားတွေပေါင်းဆက်သွားပြီးရွှေရောင်လင်းနှန်းတွေကောင်းကင်ရံကိုဖျားထွက်သွားပြီးကောင်းကင်ရံလင်းနှန်းတွေထွက်လာပြီးဟိုဘက်ကိုကြည့်အဲ့ဒါစီရာဖီနာဖောက်ထွက်ဖို့စူးစမ်းနေတာပဲဖြစ်ရမယ်မဟုတ်ဘူးသူမဦးတိုင်းတစ်စိတ်ကိုဖျက်ဆီးနေတာကကောင်းကင်ရံထူးခြားဖြစ်စဉ်တစ်ခုပဲသူမကိုအခုချက်ချင်းထားရှာရတာကြာပြီးနောက်ဆုံးတော့တွေ့ပြီးထက်လို့မသွားစေနဲ့ဒီဘက်ကိုထွက်လာခဲ့ငါစီကရှိသမျှအကုန်သုံးလိုက်ပြီးကျန်တာမင်းတာဝန်ပဲစီယာဖီနာဘယ်မှာလဲသူမဒီနားမှာပဲရှိရမယ်အားလုံးဒီ area ကိုရှာကြ3နှစ်တပြည့်ဝါနဲ့ဆန်ဆိုနဲ့ Golden Core အဆင့်ကျင့်စဉ်ကျင့်သူတွေအကုန်လဲကြကုန်ပြီးပါဖြစ်ကုန်တာလဲအကြီးကဲတွေကိုဘလို့လုပ်ပြီးဒီလိုဖြစ်သွားရတာလဲဒါကနတ်ဆန်ဆိုအဆင့်ကျင့်စဉ်ကျင့်သူ6ယောက်ပဲတစိတ်ခက်ခံထားရတဲ့ဦးတိုင်းရှိတဲ့သူစီကနေဒီလောက်ဆွမ်းအားမျိုးဘယ်တော့မှမလာနိုင်ဘူးဒီနောက်ွယ်မှာပုံကွယ်နေတဲ့ဆရာသခင်တယောက်ရှိနေရမယ်ဒီနေ့တော့ငါတို့ညီကိုတွေအများကြီးဆုံးရှုံးလိုက်ရပြီဒါနဲ့မပြီးသေးဘူးငါတို့စီယာဖီနာကိုဖမ်းရမယ်သူမကိုရှာဟိုမှာကြည့်အဲ့ဒီအရာကဘာလဲထူးဆန်းလိုက်တာခေါင်းလဲမပါဘူးကိုခဏလဲမပါဘူးနောက်ဆုတ်ကြသည့်ချိန်စာတဲ့အရာရဲ့စွမ်းအားကအမြင့်ဆုံးနာဆန်ဆိုအဆင့်နဲ့ရှင်နိုင်တဲ့ပြေးကြအဲ့ဒီအရာနဲ့ဝေးနေဟိုတစ်ခေါက်ကပောက်ကွဲတန်ကဒီအရာစီကနေလာတာပဲဖြစ်ရမယ်အားလုံးနောက်ဆုတ်ကြကြည့်မနေနဲ့တော့သူတို့မရောက်လာခင်ဒီကနေထွက်သွားကြရအောင်ငါစွမ်းရင်တွေအကုန်ကုန်သွားပြီးနောက်ထပ်အဝေးကြီးလမ်းမလျှောက်နိုင်တော့ဘူးထင်တယ်ငါမင်းကိုပွေ့ချီသွားပေးရင်ကောမင်းကငါကိုလာအချိန်ဖြုံးမနေနဲ့တော့သူတို့ပဲချိန်မစိုးရောက်လာနိုင်တဲ့ဒီနေ့မင်းသာမရှိရင်ငါတေချာပေါက်တေးပြီးစိတ်မလျှော့ပါနဲ့ငါတို့ဆက်သွားရမယ်ငါတို့အနားမယူခင်သူတို့ကိုလွတ်အောင်ရှောင်ရမယ်လိုကန်မင်းကဘာလို့ငါကိုကယ်ဖို့ဒီလောက်တောင်အနေရခံရတာလဲအစကတော့ငါတို့ရဲ့အပေးယူကြောင်းပါဟုတ်တယ်ငါကလမ်းပြလိုအပ်တယ်ပြီးတော့မင်းကတာမန်လူမဟုတ်မှန်းလဲတိတာနေတာပဲဒါပေမဲ့အခုတော့ဘာဖြစ်
သွားတာလဲအခုတော့ငါတိလိုက်ပြီးမင်းကဧကရီတယောက်ဆိုပေမဲ့ဂုံယူတက်ပြီးတန်တရားဝင်တက်တယ်ဒါပေမဲ့မင်းကစင်ကျင်တုံတရားတော့ရှိပါတယ်မင်းတတိလစ်နေတာကိုမြင်တော့ငါစိတ်ထဲတစ်မျိုးဖြစ်သွားတယ်တယောက်ယောက်တည်နေတာကိုကြည့်မနေနိုင်လို့ပါမင်းစိတ်ထဲတစ်မျိုးဖြစ်သွားတာကဘာကြောင့်များလဲငါကချောလို့တော့မပြောနဲ့အောင်တော့အဲ့ဒီလူယုံမာလေးပြောပြန်ပြီးငါကိုလူယုံမာလို့ခေါ်ပြန်ပြီးမင်းကိုအတက်ကယ်ပေးတော့ကတော့ဒီလိုတွေမငြင်းညူပါဘူးမင်းလုပ်ပေးခဲ့တာတွေကိုငါမှတ်ထားပါတယ်ငါစွမ်းအားတွေပြန်ရလာရင်မင်းကိုကျေးဇူးပြန်ဆက်ပါမယ်စောင့်ပါဦးမင်းနာမည်ကိုပြောမပြရသေးဘူးငါတို့နှစ်ယောက်တည်းရှိချိန်မှာမင်းငါကိုစာရာလို့ခေါ်နိုင်ပါတယ်စာရာလှပတဲ့နာမည်ပဲဒါဆိုနောက်ဘက်ကိုတွားကြမလဲပြောပြပါကျင့်စဉ်ကျင့်သူတွေကိုငါတို့လွတ်အောင်ရှောင်လာနိုင်ပေမဲ့ဒီမှာကြာနေလို့မရဘူးပိုလုံကြုံတဲ့နေရာတစ်ခုလိုအပ်တဲ့အနီးနားမှာ Azure City ဆိုတဲ့နေရာတစ်ခုရှိတာငါတတိယမိတယ်အဲ့ဒါငါအုပ်ချုပ်တဲ့မြို့ပဲအဲ့ဒီမှာအရင်နားကြတာပေါ့ကောင်းပြီးစာရာရက်လိုက်မျိုးဆောင်တက်သားရိတ်တင်ပြပါတယ်မျိုးစား Gary San ကိုချက်ချင်းခေါ်ပေးပါအရှင်မကျွန်းတော်တို့မတိလိုက်လို့ပါအဖြစ်ကိုခွင့်လွှတ်ပေးပါအရှင်မမြန်မြန်လုံးမျိုးစားစီတရင်ပို့လိုက်ပါမျိုးစား Gary San အရှင်မကိုဂါရဝပြုပါတယ်အရှင်မဒီကိုဘာလို့ရောက်လာတာလဲပြီးတော့အရှင်မတန်ရာရထားတာလားစိတ်အေးထားပါမျိုးထဲရောက်မှအကုန်လုံးပြောပြမယ်အရှင်မကိုကြိုးဆိုပါတယ်အရှင်မဘာဖြစ်တာလဲဘလို့လုပ်ပြီးဒီလောက်တောင်ပြင်းပြင်းထန်ထန်တန်ရာရလာတာလဲ Celestial Webby စကိုင်းကတစ္ဆာဖောက်တွေနဲ့ပူပေါင်းပြီးငါ့ကိုချောင်းမြောင်းတိုက်ခိုက်တယ်ငါရဲ့ဝိညာဉ်ဦးတိုင်းကိုတစိမ့်ခက်ပစ်လိုက်တယ်မှာဆရာလိုကန်ရဲ့အကူအညီတာမရှိရင်ငါတင်နေလောက်ပြီး Celestial Webby စကိုင်းကဒီလောက်ထိလှုပ်ရက်လိုက်တာလာတာကတော့လိုကန်မာစတာလိုကန်ဖြစ်ပြီးတခြားကဘာကနေလာတာပါသူကထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားတယ်ငါတို့လွတ်မြောက်လာတာသူကြောင့်ပဲမာစတာလိုကန်ရဲ့လက်ချက်တွေကြီးပါပဲတခြားကဘာကပညာရှိတယောက်ပါလားတွေ့ရတာဂုဏ်ယူပါတယ်ဒါကဘာလဲအရှင်မရဲ့ Azure City ကအရှင်မအုပ်ချုပ်တဲ့မျိုးဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့ကာကွယ်ရေးကအားနည်းပါတယ်ကျင့်စဉ်ကျင့်သူတရားတော်မရှိပါဘူးအကယ်၍ Celestial Webby Sky ကအရှင်မကိုဒီမှာတွေ့သွားရင်ကျွန်တော်တို့အကြီးအကျယ်ဒုက္ခရောက်ပါလိမ့်မယ်ငါရဲ့စွမ်းအားတွေပြန်ရလာဖို့ပဲစောင့်ရမှာပါ Celestial Webby Sky မှာတူရှိုးတွေနေရာတိုင်းမှာရှိတယ်အရှင်မမတက်တာခင်ပါတယ်သူတို့ရဲ့ကျင့်စဉ်ကျင့်သူတွေကအရှင်မကိုလိုက်ရှာတွေ့သွားမှာပါတာဆိုလဲလာခိုင်းလိုက်ပါတော့ဘာကိုဆိုလိုတာလဲ Master Logan ဒီမျိုးမှာလူပေါင်းဘယ်လောက်နေထိုင်လဲလူပေါင်း10,000လောက်ရှိပါတယ်ဒီလောက်များတာလား Celestial Webby Sky ကိုဘာလို့ကြောက်နေရတာလဲငါကိုလူ900လောက်3လအချိန်ပေးပါအဲ့ဒီနောက်ဆိုသူတို့ကျင့်စဉ်ကျင့်သူဘယ်လောက်ပဲလွတ်လိုက်အေးမဆိုင်တော့ဘူး Master Logan မင်းနောက်နေတာလားတာမန်လူတွေကကျင့်စဉ်ကျင့်သူတွေကိုမရှင်းနိုင်ပါဘူးသူတို့ကပိုးကောင်းနေလို့ပါပဲလူ100,000ရှိရင်တောင်ကိုကြောက်ခဲနဲ့ပြစ်ပေါက်နေတယ်လို့ပဲဖြစ်မှာပါ Logan မင်းလူ900ပဲလိုချင်တာလား Gary San ပြောတာမှန်တယ်ဒီကဘာမှာတာမန်လူတွေနဲ့ကျင့်စဉ်ကျင့်သူတွေကြားကကွာဟချက်ကကောင်းကင်နဲ့မြေကြီးလိုပါပဲ Master Logan ဒီကဘာကမင်းတို့ကဘာနဲ့မတူဘူးကျင့်စဉ်ကျင့်သူတွေကဓာတ်ပြန်တွေနဲ့ပြန်တန်းပြီးတောင်တွေကိုတောင်ခွဲပစ်နိုင်တဲ့မော်တက်တွေကိုတုံးနိုင်တဲ့ဒီကလူတွေကအသက်ရှင်ဖို့တောင်ခက်ခဲရုန်းကန်နေရတာပါစီရာဖီနာငါဘာလုပ်နိုင်လဲဆိုတာမင်းမြင်ပြီးလေပြီးတော့ငါမှလည်းဝိညာဉ်မြင့်မှမရှိတာ Gary San မင်းအမိတ်နာခံလူ900ကို Master Logan စီချက်ချင်းခွဲပေးလိုက်မျိုးရဲ့အရင်မြင့်အားလုံးကိုလည်း Master Logan တုံးနိုင်အောင်စီစဉ်ပေးပါကျွန်တော်သူ့ကိုယုံကြည်ပါတယ်အရှင်မအကယ်၍ Celestial Webby Sky ကတကယ်လာခဲ့ရင်လေ့ကျင့်မှုမရှိတဲ့အရက်သားတွေကိုစစ်ပွဲထဲပို့လိုက်ရင်သူတို့တေးဖို့ပဲရှိပါတယ်ငါဆုံးဖြတ်ချက်ကနောက်ဆုံးပဲငါပြောတဲ့အတိုင်းလုပ်ပါLoganဒီလူ900ရဲ့အသက်နဲ့မျိုးရဲ့ရှင်တန်ရေးကိုမင်းလက်ထဲမှာအလိုက်ပြီးစိတ်မပူပါနဲ့ငါမင်းကိုစိတ်ပြက်စေမှာမဟုတ်ဘူးနားလည်ပြီလားအခုချက်ချင်းပြင်ဆင်မှုတွေစလုပ်တော့ငါတို့ဒီမှာဘာတွေလုပ်နေကြတာလဲမျိုးစားကငါတို့ကိုဒီနေရာကိုဘာလို့ခေါ်လာတာလဲဘာဖြစ်ပေါ်နေတိုင်းထမင်းစားရနေတာပဲဘာလို့အဲ့လောက်မေးခွန်းတွေများနေရတာလဲတခြားကဘာကပညာရှိတယောက်ရောက်လာတယ်လို့ကြားတယ်သူကငါတို့ကိုစေရေးနီးပြူဟာတွေတင်ပေးလိုက်မယ်တဲ့ကျင့်စဉ်ကျင့်သူတွေကကောင်းကင်ဘုံမှာလွတ်လပ်သွားလာနိုင်ပြီးငါတို့တာမန်လူတွေကတော့ရေတွင်းတွေကဖားတွေလို့ဘာလို့ပိတ်မိနေရတာလဲဆိုတာကိုရောမင်းတို့တခါမှတွေးဘူးကြလားသူတို့သဘောရှိသလိုငါတို့ကိုနင်းချသွားနိုင်ကြတယ်တလုံးပိုးကောင်တွေလို့ရှင်းတန်လာခဲ့ရတာဒီနေ့တော့ငါပြောချင်တာကတာမန်လူသားတွေကကျင့်စဉ်ကျင့်သူတွေထက်မနှိမ့်ပါဘူးငါတို့သူတို့ကိုပြန်ပြီးတိုက်ထုတ်လို့ရတယ်သူယူသွားတာလားငါတို့မှာဝိညာဉ်မြင့်မှမရှိတာဘလို့လုပ်ပြီးကျင့်စဉ်ကျင့်သူတွေကိုတိုက်ခိုက်လို့ရမှာလဲသူတို့ကိုရင်ဆိုင်မယ်ဆိုတာယူနက်နဲ့စကားပဲစနစ်ရည် RPG အမြောက်ကိုလဲလိုက်ပါလဲမှုအောင်မြင်ပါတယ်အမှတ်63လိုက်ပြီးမင်းတို့အားလုံးမြင်တဲ့အတိုင်းငါလည်းမင်းတို့လိုပဲတာမန်လူတယောက်ပါငါပြောတာအလကားမဟုတ်ဘူးဆိုတာပြမယ်ငါလာတဲ့နေရာမှာဒီလိုလက်နက်မျိုးတွေကဝိညာဉ်အမြင့်လည်းမလိုဘူးဝိညာဉ်စွမ်းအားလည်းမလိုဘူးသူတို့ကတာမန်လူသားတွေအတွက်တိဆောက်ထားတာဒါဆိုမင်းတို့ကဘာမှာတာမန်လူတွေကတောင်းတွေကိုတောင်ဖြိုချနိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်ထားတာပေါ့ဝိညာဉ်စွမ်းအားမပါပဲဒီလောက်ပြင်းထန်တဲ့စွမ်းအားမျိုးမယုံနိုင်စရာပဲအကယ်၍တာငါမှာဒီလိုလက်နက်မျိုးရှိရင်အဲ့ဒီမာနာကြီးရဲ့ကျင့်စဉ်ကျင့်သူတွေကိုဘယ်တော့မှကြောက်နေစရာမလိုတော့ဘူးမင်းတို့ငါနောက်လိုက်ရင်3လအတွင်းမင်းတို့အားလုံးကျင့်စဉ်ကျင့်သူတွေကိုတိုက်ပွဲမှာရှင်းနိုင်မယ်လို့ငါအာမခံတယ်နောက်တစ်ခုကနီးပြူဟာဆိုတာရန်သူကိုကိုညံနဲ့ကြောတက်တာမျိုးစနစ်ရည်စစ်မဟာပြူဟာကျန်း900ကိုလဲပေးပါစစ်ပွဲဆိုတာလှည့်စားခြင်းပဲဒီကျန်းမှာရန်သူကိုအနိုင်ယူဖို့အကောင်းဆုံးနီးပြူဟာတွေကုန်ပါတယ်ဒီစစ်ရေးနီးပြူဟာတွေကတကယ်ကိုနှက်နေတဲ့စစ်ပွဲဆိုတာလှည့်စားခြင်းပဲဒီလိုမျိုးစစ်တက်ရတာပေါ့တကယ်ကိုထူးချွန်လိုက်တာစနစ်ရည်တိုက်ခိုက်ရေးရိုင်ဖဲ900နဲ့ကြီး90,000ကိုလဲပေးပါလဲမှုအောင်မြင်ပါတယ်ပြီးခဲ့တဲ့ရက်တွေအတွင်းအမှတ်1000သုံးလိုက်ပြီးမင်းတို့ကိုတန်းစီတာတွေခွန်အားတိဆောက်တာတွေနဲ့နီးပြူဟာတွေလေ့ကျင့်ပေးခဲ့တာမင်းတို့နဲ့ကျင့်စဉ်ကျင့်သူတွေကြားကကွာဟချက်ကိုပိတ်ဖို့အတွက်ပါသူတို့ကိုတကယ်ရင်ဆိုင်နိုင်ဖို့မင်းတို့မှာမှန်ကန်တဲ့လက်နက်တွေလိုအပ်တဲ့ကျင့်စဉ်ကျင့်သူတွေကတာမန်လူတွေထက်တာလွန်နေဆိုတာအလကားစကားပါငါပေးမဲ့လက်နက်ကနတ်ဆန်ဆိုးအဆင့်ကျင့်စဉ်ကျင့်သူကိုတော့ခြေလန်းတရအကွာကနေဖြုတ်ချနိုင်တဲ့ဒီအရာမဝင်ဘက်တွေကလူအများကြီးကိုတက်ဖြတ်ခဲ့တဲ့တမာတဲ့သူတွေတောင်နားမကတ်နိုင်ဘူးဒါပေမဲ့အခုတော့ခြေလန်းတရအကွာကနေခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့လဲကျသွားတာပဲဂုံခေါ်အဆင့်ကျင့်စဉ်ကျင့်သူတောင်ဒါမျိုးလုပ်ဖို့အနာကက်ရအောင်မယ်မဟုတ်လားမင်းပြောမှပဲလိုကန်ဆရာတခင်ပြောတာအမှန်ပဲဒီလက်နက်ကိုရိုင်ဖယ်လို့ခေါ်တဲ့ဒါကမိုင်ပေါင်းများစွာအဝေးကနေတောင်အသက်ယူနိုင်တဲ့ငါပေးတဲ့လက်နက်တွေနဲ့ဆိုရင်ဘလောက်မြန်နဲ့ကျင့်စဉ်ကျင့်သူဖြစ်ပါစေခြေလန်းတရအကွာမှာကြီးကိုမရှောင်နိုင်ဘူးလိုကန်ဆရာတခင်ပြောတာတကယ်ကိုမှန်တယ်ငါအမြဲတမ်းကျင့်စဉ်ကျင့်သူတွေကိုမုန်းတီးခဲ့တာအခုလိုကန်ဆရာတခင်ရဲ့လက်နက်တွေနဲ့ဆိုရင်ငါပြန်တိုက်နိုင်ပြီးခြေလန်းတရမှာရိုင်ဖယ်ကမြန်တဲ့တစ်ဆက်ခြေလန်းတွင်းမှာဆိုရင်ပို့ပြီးတော့တောင်မြန်ပြီးတိကျတယ်ချက်ချင်းဆိုသလိုဘယ်သူမဆိုအသက်ဆုံး
ရှုံးနိုင်တဲ့ထူးချွန်စရာလည်းမလိုဘူးနက်ဆန်ဆိုအဆင့်ကျင့်စဉ်ကျင့်သူတောင်ဒါမျိုးမရှင်နိုင်ဘူးနောက်ရက်တွေမှာပုံမှန်လေ့ကျင့်ရေးအပြင်ပြစ်ခတ်မှုတွေကိုပါလေ့ကျင့်ရမယ်ဒီလက်နက်တွေရဲ့အစွမ်းကိုအကုန်သုံးတတ်အောင်လေ့ကျင့်လိုကန်ဆရာသခင်အသက်ရကျော်ရှိပါစေပြီးခဲ့တဲ့ရက်တွေမှာမင်းတို့ရိုင်ဖယ်တွေကိုကျွမ်းကျင်သွားပြီးအခုလူ3ယောက်အဖွဲ့ဖွဲ့တဲ့ပုံစံကိုတင်ပေးမယ်လူ3ယောက်အဖွဲ့ဆိုတာဗာလဲကျင့်စဉ်ကျင့်သူတွေကိုတိုက်တဲ့အခါဒီလက်နက်တွေရှိရင်တောင်အနေရရှိနိုင်သေးတယ်ဒါပေမဲ့3ယောက်တစ်ခွက်ဆိုရင်တယောက်နဲ့တယောက်အရှိအနောက်စောင့်ကြည့်ပြီးအပြန်အလှန်ပံ့ပိုးပေးရင်ပိုပြီးစွမ်းအားကြီးလာလိမ့်မယ်စနစ်ရည်12ခုကိုလဲလှယ်လိုက်ပါစက်မှုခွေး12ကောင်လဲလှယ်မှုအောင်မြင်ပါတယ်အမှတ်12မှတ်3လိုက်ပြီးအနားယူအာယုံဆိုင်2လအတွင်းမှာတင်ဒီတာမန်လူတွေကဒီလောက်အထိပြောင်းလဲသွားတာလားဂယ်ရီဆန်မင်းကရဲ့ဆုံးဖြတ်ချက်ကိုအခုဘလို့ထင်လဲသူတို့ရဲ့စီကံကအံ့ဩဖို့ကောင်းတဲ့တာမန်စစ်တီတွေထက်တောင်ပိုပြီးဆူရှာပြီးနာခံမှုရှိတယ်ဒါပေမဲ့နောက်ဆုံးတော့သူတို့ကတာမန်ပြည်သူတွေပဲကျင့်စဉ်ကျင့်သူတွေရဲ့မော်တက်တွေနဲ့မော်လက်နက်တွေကိုသူတို့ဘလို့ရင်ဆိုင်နိုင်မှာလဲဂယ်ရီဆန်မင်းဆက်ကြည့်လိုက်ပါဦးတက်စုအားလုံးအာယုံဆိုင်ဒီအဆင့်တန်းရှိတဲ့စီကံကအရှင်မရဲ့ကျင့်စဉ်ကျင့်သူအဆောက်တက်တွေထက်တောင်တာလုံးနေသေးတဲ့3လကြာကသူတို့တယောက်ချင်းစီတိုင်းကပျက်စီးပြီးအသက်မဲ့နေတယ်လို့ပဲအခုတော့သူတို့မျက်လုံးထဲမှာဆုံးဖြတ်ချက်တွေတောက်လောင်နေတယ်အဲ့ဒီအပြောင်းလဲကတကယ်ကိုအံ့အားသင့်စရာပဲဆက်ကြည့်လိုက်ပါဦးနောက်တစ်ခုကချစ်တက်ချင်းခံနိုင်ရင်းနဲ့နီးပြူဟာအခြေခံတွေတရုတ်ပြချင်းပါမယုံနိုင်စရာပဲတကယ်ကိုမယုံနိုင်စရာပဲအပြည့်အဝအချိန်နဲ့ပြည့်နေရင်းနဲ့တောင်အတန်းစားကိုပြည့်စုံအောင်ထိန်းထားနိုင်တဲ့တကိုယ်တည်းလို့များပေါင်းဆက်ညီနိုင်မှုနဲ့ရွေလျားနေတဲ့နောက်ဆုံးအဖြစ်စစ်ရေးလေ့ကျင့်ခန်းအခုရောမင်းတို့တာမန်လူတွေကကျင့်စဉ်ကျင့်သူတွေထက်အမြဲအားနည်းတယ်လို့ထင်နေလုံးလားငါအရင်ကမှားခဲ့တဲ့3လအတွင်းမှာတင်မင်းကတာမန်လူ9ယောက်ကိုစွမ်းအားကြီးတဲ့တပ်ဖွဲ့တစ်ခုအဖြစ်ပြောင်းလဲပေးလိုက်တာပဲတာမန်လူတွေရဲ့စွမ်းအားကိုတစိမ့်တဝမ်းနဲ့ပေါင်းစည်းလိုက်ရင်ကြောက်တုံးတွေကိုတောင်ထွင်းဖောက်နိုင်ပြီးကောင်းကင်ရံကိုတောင်တုံ့နှုတ်စေနိုင်တဲ့လူကမင်းရဲ့ကဘာအကြောင်းကိုငါနေ့တိုင်းပို့ပြီးစိတ်ဝင်စားလာတယ်ဒီနေရာလောက်တော့စိတ်လှုပ်ရှားစရာမကောင်းပါဘူးဒါပေမဲ့ငါလာတဲ့နေရာမှာစကားပုံတစ်ခုရှိတယ်စီလုံးချင်းဒီအင်အားစီလုံးချင်းဒီအင်အားပဲအရှင်မပြောတာမှန်လိုက်တာဂယ်ရီဆန်မာစတာလိုဂန်ကင်းထောက်တွေစီကနေအရေးပေါ်သတင်းပို့လာတဲ့ Celestial Lobby စကိုင်းကကျင့်စဉ်ကျင့်သူတွေကိုမိုင်ယာနဲ့ချီတဲ့အကွာဝေးမှာတွေ့ရှိခဲ့ရတယ်ဘယ်လောက်များလဲတရားလောက်ရှိမယ်သူတို့ကဓာတ်ပြန်တွေစီးပြီးလက်ရွှေစရီကိုလာနေကြပြီနောက်ဆုံးထားရင်မနှက်ပြန်မွန်လွဲပိုင်းလောက်ရောက်လာလိမ့်မယ်ကျင့်စဉ်ကျင့်သူတရားဆိုတာမျိုးကိုဖြိုချဖို့လုံလောက်တယ်အရှင်မအခုချက်ချင်းရှောင်ရတော့မယ်ငါဦးတိုင်းတစ်စိတ်ကိုဖျက်ဆီးဖို့အရေးကြီးတဲ့အဆင့်မှာရောက်နေတာဒီအချိန်မှာအနောက်ရှက်မဖြစ်ရဘူးတစ်စိတ်ကိုဖျက်ဆီးဖို့ကနိုင်ပိုင်းပဲလို့တော့တာအခုထွက်သွားရင်အကုန်လုံးအလကားဖြစ်သွားလိမ့်မယ်တက်ဖွဲ့တစ်ခုကိုရက်ထောင်ပေါင်းများစွာလေ့ကျင့်ပေးထားတာကဒီလိုအချိန်မျိုးမှာသုံးဖို့ပါပဲ3လကြာလေ့ကျင့်ထားတာတွေကိုအခုစမ်းတက်ရမယ့်အချိန်ပဲသူတို့တကယ်ပဲဘာလုပ်နိုင်မလဲဆိုတာကြည့်ရအောင်မာစတာလိုကန်အဲ့ဒါကျင့်စဉ်ကျင့်သူတရားနော်နက်ဆန်ဆိုအဆင့်ကျင့်စဉ်ကျင့်သူတွေဥဆောင်လာတာငါတို့တက်ဖွဲ့ကလေ့ကျင့်မှုကောင်းပေမဲ့ဒါကသူတို့ရဲ့ပထမဆုံးစစ်ပွဲပဲငါတို့ကအခုထိမတက်ရသေးတာငါတို့မနိုင်ဘူးဆိုတာမင်းဘယ်လိုလုပ်သိတာလဲပြီးတော့ငါတို့ကအနားယူပြီးစောင့်နေမှာသူတို့ကတော့ခီးပန်းလာမှာအသာစီးရတာငါတို့ဘက်မှာပဲဒါပေမဲ့ပြဿနာတစ်ခုရှိတယ်ကျင့်စဉ်ကျင့်သူတွေကပြန်တန်းနိုင်ပြီးမြေကြီးထဲမှာလည်းပျောက်ကွယ်နိုင်တယ်သူတို့ဂရိတ်ခါမလို့ပေမဲ့တာမန်စစ်တီတွေကတော့ချီတက်ရင်အစားအသောက်နဲ့ဂရိတ်ခါအမြောက်များလိုအပ်တယ်အဲ့ဒါပဲစောစောကပြောတင်တာပေါ့စနစ်ရည်စွမ်းအားမြင့်အစားအသောက်9000ကိုလဲလှယ်ပေးပါလဲလှယ်မှုအောင်မြင်ပါတယ်အမှတ်800သုံးလိုက်ပြီးအနှဲငယ်စားကြည့်လိုက်ပါဒါကဘာလဲမင်းခဏနေရင်တိလိမ့်မယ်ညီကိုတို့ Celestial Abyss ခိုင်းကကျင့်စဉ်ကျင့်သူတွေကဒီမျိုးနဲ့မိုင်းတရားမကွာတော့ဘူးငါတို့3လလောက်လေ့ကျင့်ခဲ့တာဘာအတွက်လဲရန်သူကိုချေမုန်းဖို့လေကောင်းပြီးမင်းတို့တွေကတခြားခုကကျင့်စဉ်ကျင့်သူတွေကိုဘယ်လိုလုပ်ပြီးတာမန်လူတွေကရင်ဆိုင်နိုင်ပါလဲသူတို့ကပြန်တန်းနိုင်ပြီးမော်တက်တွေသုံးနိုင်တာကိုလို့စိုးရိမ်နေကြတာငါသိတယ်အဲ့ဒါကြောင့်ဒါကအားဖြင့်အစားအသောက်ပဲတစ်ခုစားရင်တစ်နေ့လုံးခံနေငါတို့တိဆောက်ထားတဲ့စွမ်းအားကြောင့်တိုက်ခိုက်ကြတာငါတို့တာမန်လူတွေကကျင့်စဉ်ကျင့်သူတွေထက်မနှိမ့်ပါဘူးဆိုတာတက်တည်ပြဖို့ဒီမှာရှိနေတာဒါကဘိုက်ဝါစီပြီးဂျုံရတာလည်းပါတယ်ဂျုံရတာလေးကကောင်းသားပဲအရင်စားနေကြအမဲရောင်မုတ်ထက်အများကြီးပိုကောင်းတဲ့ဒါတွေကမာစတာလိုကန်တခြားကဘာကနေယူလာပေးတဲ့ရိတ်ခါတွေပဲအဝေးကြီးကနေရောက်လာတဲ့နက်ဖျားရိတ်ခါတွေပေါ့ဒါတွေလက်ထဲရှိရင်ငါတို့တက်ဖွဲ့အတွက်ရိတ်ခါအတွက်ပူစရာမလိုတော့ဘူးဒီစစ်ပွဲကိုငါတို့အနိုင်ရမှာတေချာတယ်ဒါပေမဲ့ရိတ်ခါတင်မကသေးဘူးနောက်ထပ်တစ်ခုပြမယ်စနစ်ရည်အဝေးထိန်တင်ကားမော်တဲ့ငါးစီးကိုလဲလှယ်ပေးပြီးဟိုအရင်ကစက်မှုခွေး12ကောင်ကိုခေါ်လိုက်ပါလဲလှယ်မှုအောင်မြင်ပါတယ်အမှတ်253လိုက်ပြီးဒါတွေကတင်ကားပါဒီနဲ့စက်မှုခွေးတွေပေါ့သူတို့အားလုံးကစက်မှုစက်ကောင်ရုပ်တွေပဲတာမန်လူတွေကအယုတ်လိုမျိုးထိန်းချုပ်နိုင်တဲ့ဝိညာဉ်စွမ်းအားလုံးဝမလိုဘူးတကယ်ကိုအံ့ဩဖို့ကောင်းတယ်အခုတော့ထွက်ခွာဖို့ပြင်ဆင်ကြတော့မြင်မာတဲ့နေရာမှာနေတဲ့ကျင့်စဉ်ကျင့်သူတွေကိုခစ်တွေပြောင်းသွားပြီဆိုတာသိသွားစေရမယ်ကောင်းပြီဂယ်ရီဆန်အရှင်မဘလို့ထင်လဲငါမာစတာလိုကန်နဲ့အတူစစ်ချီခြင်းနဲ့တခုခုလွဲချော်သွားရင်ငါလိုကန်ကိုကူညီပေးလို့ရတယ်မင်းလဲလားဂယ်ရီဆန်သွားခြင်းရင်လည်းအတူတူသွားကြတာပေါ့ဒါကသူတို့စစ်တီတွေကိုတကယ်တိုက်ပွဲမှာမြင်ဖို့အကောင်းဆုံးအခွင့်အရေးပဲကောင်းပါပြီဂယ်ရီဆန်မင်းစစ်တပ်နဲ့အတူချီတက်ပြီးမာစတာလိုကန်ရဲ့အမိန့်တိုင်းကိုနာခံလိုက်အနေရရှိရင်ဒါကိုယူသွားငါချက်ချင်းသိနိုင်တယ်ဟေးငါတို့ရဲ့ဧကရီတောင်အချုပ်တက်တာကိုလူရုပ်မာလေးမင်းမလို့ချင်းရင်ပြန်ပေးပြီးသားလက်ဆောင်ကိုပြန်မယူရဘူးပြန်မပေးနိုင်ဘူးစာရာကျေးဇူးပဲမင်းရဲ့တစိတ်ကိုဖျက်ဆီးဖို့ပဲအာယုံစိုက်ထားငါပြန်လာတာကိုစောင့်နေပြီးအသက်ရှင်လျက်ပြန်လာခဲ့ထွက်ကြဆိုတန့်စင်သူမမျိုးနယ်မြေထဲရောက်တော့မယ်အဲ့ဒီဆုံးမစီရာဖီနာကဒီမျိုးထဲမှာပုံအောင်နေတာတေချာတဲ့တာမန်လူမျိုးလေးက Celestial Abyss ခိုင်းကအလိုရှိတဲ့ရာဇဝတ်သားကိုကာကွယ်ပေးရတဲ့ပေါ့အမိန့်ပေးလိုက်မျိုးထဲရောက်တာနဲ့ချက်ချင်းရှာဖွေဆန့်ကျင်တဲ့သူမှန်သမျှကိုမညာမတာတက်ပစ်လိုက်စိတ်ချပါတန့်စင်သူမဒီမျိုးမှာတာမန်လူတွေပဲရှိတာပါတန်ဖိုးမရှိတဲ့လူရုပ်မှာကျင့်စဉ်ကျင့်သူနည်းနည်းပဲရှိတာမို့လက်တစ်ဖက်နဲ့တောင်အနိုင်ယူနိုင်ပါတယ်မပေါ်ဆကြနဲ့ငါတို့အရင်ပို့လိုက်တဲ့အဖွဲ့တွေကဒီအားလုံးပျက်စီးပြီးပြန်လာခဲ့ကြတာဂိုင်းကြီးကဲတွေကထပ်ပြီးအမှားမလုပ်ဖို့မှာထားတဲ့တန့်စင်သူမပြောတာမှန်တယ်စီရာဖီနာနဲ့အတူတယောက်ရှိနေတဲ့ထူးဆန်းတဲ့လူတယောက်ပါတာမန်လူတယောက်ဖြစ်ပုံရတဲ့ဘာကိုကြောက်စရာလိုလဲလီယာယာက Daily Transformation အဆင့်အမြင့်ဆုံးမှာရှိပြီးစီရာဖီနာရဲ့အူတိုင်ကတစိတ်ခက်ခံထားရတာဖောက်ထွက်ဖို့တောင်လက်နဲ့ချီကြအောင်မယ်ဒါကတော့အေဂိုဘီတောင်ကြားပဲနှစ်ဖက်စလုံးကကျင်းပြီးအလဲမှာကျဲတဲ့ချောင်းမြောင်းတိုက်ခိုက်ဖို့အကောင်းဆုံးပဲဒီမြေပြင်ကချတောင်းမြောင်းမှုအဆင်ပြေတယ်ဒါပေမဲ့ငါစိုးရိမ်တာကသူတို့ကိုဝိုင်းထားရင်တောင်အကုန်လုံးကိုအပြီးတိုင်ဖျက်ဆီးနိုင်ပါမလားဆိုတာပဲဂယ်ရီဆန်မင်းရဲ့တခုလေးတော့အလုတ်ကချောင်းမြောင်းတိုက်ဖို့ဥဆောင်ဖို့ပဲကြံတာကိုငါလက်ထဲအထာလူတရာစီအုပ်စုဖွဲ့ကြပထမဆုံးအုပ်စုလေးစုကတောင်ကြားရဲ့အရက်လေးမျက်နှာမှာနေရာယူထားဘယ်သူမှလွတ်မသွားစေရဘူးနောက်
ဆုံးအုပ်စုကစက်မှုလက်နက်တွေကိုကင်တွယ်ရမယ်မာစတာလိုကန်စက်မှုလက်နက်တွေကိုဘလို့နေရာချမလဲတင်ကာ9စီးကိုတောင်ကြားဝင်ပေါက်နားမှာအမြင့်မရှင်းအောင်ဖွက်ထားသူတို့ဝင်လာတာနဲ့အစာဖြစ်3လိုက်စက်မှုခွေ12ကောင်ကိုတော့ရန်သူတွေတက်ကွင်းနဲ့ရောက်တဲ့အထိစောင့်နေပြီးရင်ပြစ်ကူပေးလိုက်ငါအတွက်ရောဘာလို့ရမလဲဂယ်ရီဆန်မျက်စိရှင်တဲ့လူနည်းနည်းခေါ်ပြီးအမြင့်ဆုံးနေရာကိုတက်သွားဒီအဝေးကြီးမှန်ပြောင်းတဲ့သူတို့လှုပ်ရှားမှုတိုင်းကိုခြေရခံပြီးအချိန်နဲ့တပြေးညီသတင်းပို့လိုက်နားလဲပါပြီးငါတို့ရဲ့ရည်မှန်းချက်ကတိုက်ရိုက်တိုက်ခိုက်ဖို့မဟုတ်ပဲသူတို့ကိုထိတ်လန့်အောင်လုပ်ပြီးရောရှက်သွားစေဖို့ပါသူတို့စွမ်းအားတွေကိုအသုံးမဝင်အောင်လုပ်ရမယ်သူတို့ခေါင်းမပါတဲ့ရင်ကောင်တွေလိုယူသွနေချိန်မှာငါတို့အဆုံးတက်လိုက်မယ်ရင်ကောင်တွေလိုပဲတစ်ချက်တည်းနဲ့အဆုံးတက်လိုက်မယ်မာစတာလိုကန်နေရာယူပြီးရင်ဘာလို့ကြမလဲအားလုံးနေရာယူပြီးရင်အနားယူကြသူတို့ပင်ပန်းနှွမ်းနေပြီးရောက်လာချိန်မှာငါတို့ကအားအင်ပြည့်နဲ့တိုက်ခိုက်ကြမယ်မာစတာလိုကန်ကင်းထောက်တွေစီကနောက်ဆုံးသတင်းရောက်လာပြီးရန်သူဘက်မှာ daily transformation အဆင့်ကျင့်စဉ်ကျင့်သူပါလာတဲ့ Celestial Abyss ခိုင်းရဲ့တန့်စင်သူမပဲ daily transformation ဆိုပေမဲ့ဘာမှမထူးခြားပါဘူးမာစတာလိုကန်အဲ့ဒါ daily transformation အဆင့်ကျင့်စဉ်ကျင့်သူပါတန့်စင်သူမဟုတ်လား daily transformation ဟုတ်လားဒီနေ့တော့လက်တွေ့ဘဝဆိုတာဘလို့လဲဆိုတာငါပြလိုက်မယ်သူတို့ရောက်လာပြီးအမိတ်ပေးလိုက်အစီအစဉ်တိုင်းလောက်ကြအချက်ပြလိုက်တော့တန့်စင်သူမအဲ့ဒီတန်တုံးတွေကအရင်နေ့ကငါတို့ညီကိုတွေတည်တဲ့အခါကအတန်ကြင်နဲ့ပောက်ကွဲတန်တွေထွက်လာတဲ့အရာတွေပဲသူတို့လှုပ်ရှားနေပြီးအားလုံးသတိထားကြဝိညာဉ်စွမ်းအင်လုံးဝမပါဘူးအသက်မဲ့တဲ့အယုတ်တွေပါကစားကွက်တွေပဲလူအနေငယ်လွတ်ပြီးဖြက်စီးလိုက်ဟုတ်ကဲ့တန့်စင်သူမသူတို့ထောင်ချောက်ထဲဝင်လာပြီးအဝေးထိန်အဖွဲ့သူတို့ကိုတောင်ကြားတဲ့ဆွအခေါ်သွားအကွာအဝေးထိန်ထားရက်မပြေးကြနဲ့သူတို့တောင်ကြားတဲ့ရောက်တော့မယ်လိုက်ဖမ်းသူတို့ကိုလွတ်မသွားစေနဲ့ငါတို့ညီကိုတွေအတွက်လက်စားချေမယ်စောင့်တစ်ခုခုမှားနေပြီးအရန်တိတ်ဆိတ်နေတဲ့သတိထားဖြစ်ပါတွေလဲအဲ့ဒါတွေကဘာလဲဝတ်ထားတဲ့ကြီးစံတွေပဲတန့်စင်သူမှကျမရဲ့ပုံတူကပျောက်သွားပြီးချောင်းမြောင်းတိုက်ခိုက်ခံနေရတာလေးဖက်လေးတန်ကနေပြစ်နေကြတာကူညီကြပါဦးကြွက်တွေလိုပုံနေတဲ့လူယုံမာတွေထွက်ခဲ့ပြီးတိုက်ကြမယမ်းကြနဲ့တန့်စင်သူမှအဓိကလူရောက်လာပြီးတိုက်ပွဲဝင်ဖို့အသင့်ပြင်အဲ့ဒီအရာတွေကဘာလဲအယုတ်သားရဲတွေလားဘာလို့ဝိညာဉ်စွမ်းရင်မပါပဲလက်ပတ်နေတာလဲကျမစီတိုးဝင်လာနေပြီးဝေးဝေးနေကြတာဘလို့မော်တက်မျိုးလဲတေးစမ်းထွက်ခဲ့ပြီးတကယ်စစ်တီလိုရင်ဆိုင်ဆန်းတော်ပြီးအားလုံးအပြည့်အဝတိုက်ခိုက်ကြညှိနှိုင်းတိုက်ခိုက်ဟေးသူတို့ကတာမန်လူသားတွေပဲဝိညာဉ်စွမ်းရင်လုံးဝမပါဘူးငါတို့ကတာမန်လူအုပ်စုကိုရှုံးနေလိုက်တာလားမဖြစ်နိုင်ဘူးစန့်ကျင်တဲ့သူမှန်သမျှကိုခုတ်ပိုင်းပြစ်နားလဲတဲ့သူတွေဒူးထောက်ပြီးအရှုံးပေးကြအရှုံးပေးပါတယ်တနာပေးပါကဲတင်ပေးကြပါပြစ်မာစတာလိုကန်ငါတို့တကယ်နိုင်သွားပြီးကျင့်စဉ်ကျင့်သူတရားကိုတာမန်လူ900နဲ့အနိုင်ယူလိုက်တာမပြီးသေးဘူးတယောက်လွတ်သွားသေးတယ်အောက်တန်းကြတဲ့တာမန်လူဘာမော်တက်တွေတုံးနေတာလဲမင်းတက်ကိုလိုချင်ရင်အခုချက်ချင်းအရှုံးပေးလိုက်မင်းဘာပြောလိုက်တယ်တာမန်လူတယောက်ကိုအရှုံးပေးရမယ်မာစတာလိုကန်တတိထားသူမက Celestial Abyss ခိုင်းရဲ့တန့်စင်သူမလီယာယာငယ်ပေမဲ့ daily transformation အဆင့်အမြင့်ဆုံးမှာရှိနေတာ Celestial Abyss ခိုင်းရဲ့တန့်စင်သူမလား daily transformation ဟုတ်လားသူမကိုဖမ်းမိရင်ဂိုင်းတစ်ခုလုံးကိုချင်းချောက်လို့ရပြီစကားကြီးစကားကျယ်ပြောလာကြည်လား Master Logan daily transformation ဆိုတာဟာတာမဟုတ်ဘူးသူမတစ်ချက်တွေးလိုက်တာနဲ့ကြိုက်တရားအကွာကိုရောက်သွားနိုင်နေရပြီစနစ်ရည်အစွမ်းထက်မေးစေးတနက်တလက်ကိုလဲလှယ်ပေးပါစင်တကောင်ကိုတောင်လဲကျသွားစေနိုင်တဲ့ဟာမဟုတ်ဘူးဒိုင်နိုဆောကိုတောင်လဲစေနိုင်တဲ့ဟာလဲလှယ်မှုအောင်မြင်ပါတယ်အမတ်တရသုံးလိုက်ပြီးတာမန်လူဓာကိုခံလိုက်တတိထားခစ်တွေပြောင်းသွားပြီးမင်းကလေးဘလို့လုံငါဘာလို့မူးဝေနေတာလဲဘာလို့လိုက်တာလဲ daily transformation အဆင့်ကျင့်စဉ်ကျင့်သူကို Master Logan ကဒီလိုမျိုးဖြုတ်ချလိုက်တာပဲလက်ချောင်းတစ်ချောင်းတောင်တိတ်မလုပ်လိုက်ရဘူးတန့်စင်သူမကသူ့ရင်ခွင်ထဲကိုပြုတ်ကျသွားတာပဲလားဘာလက်နဲ့မျိုးလဲ daily transformation အဆင့်ကျင့်စဉ်ကျင့်သူတောင်မခံနိုင်ဘူးခစ်တွေပြောင်းသွားပြီလို့ငါပြောခဲ့တယ်မဟုတ်လား Master Logan ကိုဘယ်သူမှမတားနိုင်ဘူးမရက်တက်နိုင်သူမာစတာလိုကန်အသက်ရာကျော်ရှိပါစေကောင်းပြီးအကျဉ်းသားတွေကိုထိမ့်သိမ်းပြီး Electricity ကိုပြန်ကြားဆိုမာစတာလိုကန်မင်းရဲ့နီးပြူဟာတွေကနက်ဖျားလိုပဲမင်းရဲ့စွမ်းရည်တွေကလည်းတိုင်းတာလို့မရဘူးအကျဉ်းသားတွေကိုစောင့်ကြည့်နေရင်ငါမင်းကိုတောင်းပန်စရာရှိတယ်မင်းရဲ့အရေးချင်းအစ်စ်အမှန်ကိုအရင်ကမမြင်ခဲ့မိတဲ့အတွက်ခွင့်လွှတ်ပေးပါတာတွေထားလိုက်ပါဂယ်ရီဆန်မင်းတာမရှိရင်ဒီနေ့တန့်စင်သူမကိုငါတို့ဖမ်းမိမှာမဟုတ်ဘူးတွားကြဆိုဆီယာဖီနာကိုသတင်းကောင်းပေးချိန်တန်ပြီးနောက်ဆုံးတော့ငါရဲ့ဥတိုင်းတစိမ့်ပွင့်သွားပြီးအရှင်မာစတာလိုကန်နဲ့ဂယ်ရီဆန်တို့အပြတ်တက်အနိုင်ရပြီးအောင်ပွဲခံပြီးပြန်လာနေကြပါပြီသူတို့ပြန်ရောက်ပြီးခုနလေးတင်မဲ့ကောင်းကင်ရံကိုရွှေရောင်လင်းတန်းတစ်ခုပြန်တက်သွားတာကိုငါမြင်လိုက်တယ်အဲ့ဒါမင်းရဲ့တစိမ့်ပွင့်သွားတာလားဟုတ်တယ်ငါရဲ့ဝိညာဉ်စွမ်းအားတွေအပြည့်အဝပြန်ရလာပြီးဒါနဲ့မင်းတို့ဘလို့လုပ်ပြီးဒီလောက်မြန်ပြန်ရောက်လာတာလဲ Celestial Abyss ခိုင်းကကျင့်စဉ်ကျင့်သူတရားကျော်ကိုငါတို့အကုန်စင်ဖြည့်ဆည်းပစ်လိုက်ပြီးသူတို့အားလုံးကိုလေတန့်စင်သူမကိုတောင်ဖမ်းမိခဲ့တယ်လီယာရာတန့်စင်သူမကိုပါဖမ်းမိခဲ့တာလား Celestial Abyss ခိုင်းရဲ့တန့်စင်သူမလေးသူမက daily transformation အဆင့်တော့ဘလို့လုပ်ပြီးအရှင်လက်ဖမ်းမိတာလဲအရှင်Master Logan ကတန့်စင်သူမကိုတစ်ချက်တည်းနဲ့အနိုင်ယူလိုက်တာပါတစ်ချက်တည်းနဲ့လားအဲ့ဒါတွေအရေးမကြီးပါဘူးအရေးကြီးတာကသူမသတိပြန်မရခင်မှာအကာအကွယ်တစ်ခုခုလုပ်ထားဖို့ပါငါသူမရဲ့ဥတိုင်းကိုတစိမ့်ခတ်ထားပြီးဥတိုင်းတစိမ့်ရှိနေတဲ့၍သူမကတာမန်လူနဲ့ဘာမှမထူးခြားဘူးမေ့စေကလည်းသူမကိုယ်ထဲမှာရှိနေသေးတော့သူမဘယ်တော့မှအနေရမပြုတ်နိုင်ဘူးမင်းတို့တာမန်လူတွေငါ့ကိုဘာလုပ်လိုက်တာလဲဘာလို့တတိလစ်ပြီးဘာမှမသိတော့တာလဲငါမင်းကိုဆေးထိုးပေးလိုက်တာအခုတော့မင်းပြောဖို့အလှည့်ရောက်ပြီးဒီတစ်ခါဆီယာဖီနာကိုရှာဖို့ Celestial Abyss ခိုင်းကလူဘလောက်လွတ်လိုက်တာလဲမင်းအပြင်ဘသူကဥဆောင်တာလဲအောက်တန်းကြတဲ့တာမန်လူမင်းသားငါ့ကိုချောင်းမြောင်းတိုက်ခိုက်တဲ့ညစ်ပတ်တဲ့နီလန်းတွေမတုံးရင်ဒီနေ့ရလက်ကဒီလောက်ဖြစ်လာမှာမဟုတ်ဘူးအိုးတဲကြီးတဲငယ်ဖြစ်နေတော့လား daily transformation အဆင့်တန့်စင်သူမှဖြစ်ပါလျက်နဲ့တာမန်လူတွေလက်ထဲမှာရှုံးနေသွားတာလေရှုံးတာကရှုံးတာပဲစင်ချေမပေးပါနဲ့တော့ငါတကယ်ပဲတာမန်လူတယောက်ကိုရှုံးလိုက်တာလားလီယာယာဘာလို့ Celestial Abyss ခိုင်းကငါ့ကိုပူပေါင်းကြံစည်တာလဲမင်းတို့ခိုင်းနဲ့ငါဘာမှမပတ်သက်ဘူးဒါပေမဲ့မင်းတို့ကငါ့ကိုမြင်တာနဲ့တက်ဖို့အမိတ်ပေးထားတယ်ဆီယာဖီနာအပြစ်မရှိတယ်လို့မလုံနဲ့မင်းကငါတို့တပည့်တွေကိုလေ့ကျင့်ရေးမရှင်မှာတက်ခဲ့တာလေမင်းဒီမွန်ကိုင်းနဲ့တိတ်ပုံပူပေါ်အင်းနေတာကိုတက်သေးတွေမြင်လိုက်ရတယ် Celestial Abyss ခိုင်းကတရားမျှတမှုအတွက်လှုပ်ဆောင်တာလေဘာမှလို့လဲမူသားစကားတွေငါမင်းတို့တပည့်တွေကိုတခါမှမတက်ဘူးဒီမွန်ကိုင်းနဲ့လည်းဘယ်တော့မှမပူပေါင်းဘူးစန့်ကျင်ဘက်အနေနဲ့လွန်ခဲ့တဲ့လတွေကငါရဲ့ integration အဆင့်ကိုဖောက်ထွက်ခါနီးမှာငါ့ကိုချောင်းမြောင်းတိုက်ခိုက်ပြီးဥတိုင်းကိုတစိမ့်ခတ်ပြီးငါ့ကိုဖျက်ဆီးလူနီးပါလုပ်ခဲ့တာမင်းတို့ကိုင်းရဲ့ဒုတိယအကြီးကဲလေပါငါတို့ဒုတိယအကြီးကဲကဂုံတိတ်ခါရှိတဲ့သူပါမင်းကိုဘလို့လုပ်ပြီးချောင်းမြောင်းတိုက်ခိုက်မှာလဲအိုဒါတော့
စိတ်ဝင်စားဖို့ကောင်းလာပြီးမင်းကဆီရာဖီနာကလူတက်ပြီးပူပေါင်းကြံစီတယ်လို့ပြောတယ်သူမကမင်းတို့အကြီးကဲကသူမကိုချောင်းမြောင်းတိုက်ခိုက်တယ်လို့ပြောတယ်တယောက်ယောက်ကဟိုဘက်ဒီဘက်ကစားနေတာနဲ့တူတယ်စဉ်းစားကြည့်လေ Celestial Abyss ဂိုင်းနဲ့ Ikari အသေးလဲတိုက်ခိုက်ရင်ဘသူအကျိုးမျက်ရှိဆုံးလဲဒီမွန်ဂိုင်းပေါ်ငါသုံးချခံနေရတာလားကြည့်ရတာငါတို့ရဲ့ချစ်လစွာတော့တန့်စင်သူမကလှယုံတယ်မဟုတ်ပဲညံလဲရှိတာပဲတကယ်လို့ဒုတိယအကြီးကဲကဒီမွန်ဂိုင်းနဲ့တကယ်ပဲပူပေါင်းပြီးမင်းတို့နှစ်ယောက်ကြားမှာတွေးခွဲနေတယ်ဆိုရင်တော့ဒီအခြေအနေကပိုပြီးရှုပ်ထွေးသွားပြီးအကယ်၍အဲ့ဒါအမှန်ဆိုရင် Celestial Abyss ဂိုင်းကမညမတာပဲစစ်တီတွေထက်လွတ်နေလိမ့်မယ်ငါ Ikari မျိုးတော်စီစာပို့လိုက်ပြီငါရဲ့ Empire အဆောက်တက်မှုဝီလိုဟာ message ကိုလက်ခံရရှိပြီးဖြစ်မှာမို့အင်အားဖြစ်တင်းဖို့မကြခင်ရောက်လာတော့မယ်သုံးမဝင်ပါဘူးဒုတိယအကြီးကဲကဂိုင်းမှာအာနာလွန်ကြီးမားတယ်ဒီအမဲလိုက်ပွဲတစ်ခုလုံးကသူ့ရဲ့အစီအစဉ်ပဲငါတို့တစ်ခွက်တစ်ခုလုံးပျက်စီးသွားပြီးသူ့ရဲ့စရိုက်ကိုတိတာမှုသူတိသွားရင်ကိုယ်တိုင်လာပြီးစုံစမ်းတော့မှသူက integration အဆင့်ကျင့်စဉ်ကျင့်သူပဲနောက်တစ်ခါလာရင်တပည့်တွေကိုပို့ခေါ်လာဦးမယ် integration အဆင့်ဆိုရင်ဘာဖြစ်လဲငါကိုယ်တိုင်ကလည်း peak integration အဆင့်ပဲတယောက်ယောက်ကအရေးထဲမှာကြံစီနေပြီးမို့တလန့်မရှိတဲ့ Celestial Abyss ဂိုင်းနဲ့အလုံးစုံစစ်ပွဲဆင်နွှဲဖို့ပဲစစ်မြေပြင်ဆိုတာတိုက်ခိုက်ဖို့တင်မဟုတ်ဘူးနီးပြူဟာနဲ့မဟာမိတ်ဖွဲ့ဖို့လည်းလိုတဲ့ပထမဦးစားပေးက Celestial Abyss ဂိုင်းတွေကတစ္ဆာဖောက်ကိုဖော်ထုတ်ဖို့ပဲငါတို့ဒါမျက်စိစုံမိတ်ပြီးဝင်တိုက်ရင်တကယ်လူဆိုးတွေကနောက်ကနေအမျက်ထုတ်သွားလိမ့်မယ်လို့ကန်ငါတို့ဒီနေ့အသက်ရှင်ခဲ့တာမင်းကြောင့်ပါမင်းကိုငါရဲ့ဝင်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်းနဲ့ယူစစ်တွေမှာလူမျိုးတာမန်စစ်တပ်တွေကိုပို့ပြီးလေ့ကျတင်ပေးဖို့ပေါ်ဝင်ကြီးချုပ်ယာတူးကိုလက်ခံမလားအဲ့ဒါယာတူးကြီးလှကြည်လားတာမန်လူတွေကိုလေ့ကျင့်ပေးတာပြဿနာမရှိပါဘူးဒါပေမဲ့ငါလာစာတိုးပေးရမယ်သဘောတူတယ်မင်းတို့ငါကိုနိုင်တာချောင်းမြောင်းတိုက်ခိုက်လို့ပဲဒုတိယအကြီးကဲကကြီးမားတဲ့တပ်ဖွဲ့နဲ့လာနေပြီးမော်ပစ္စည်းတွေကောင်းကင်ကိုဖုံးလွှမ်းသွားမဲ့စီရေးပြူဟာမော်စာလုံးတွေနဲ့လာနေတာမင်းတို့ရဲ့တာမန်လူတွေဘလို့မှမခံနိုင်ဘူးမင်းတီရောက်လာတာဘလို့ဖြစ်လာတာလဲဆိုတာတေချာစဉ်းစားကြည့်ဦးအစီရင်ခံပါတဲ့အရှင်မအင်ပါယာအဆောက်တက်မှုဝီလိုသူမရဲ့တပ်ဖွဲ့တွေနဲ့ရောက်ရှိလာပါပြီအရှင်မကိုကဲတင်ဖို့နောက်ကျသွားခဲ့တယ်ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါအင်ပါယာအဆောက်တက်သားတရားအားလုံးရောက်ရှိလာပြီးမို့အမိန့်ကိုစောင့်မျှော်နေပါတယ်ထားဝီလိုခီးရှည်ကြီးပေါ့အရှင်မကိုလှုပ်ကြံမှုကြိုးပမ်းတာကိုငါကြားပြီးသားပါ Celestial Abyss စကိုင်းကအရှင်မကိုချောင်းမြောင်းရဲတယ်ပေါ့သူတို့ကိုယ်တိုင်မြေချင်းတူးနေတာပဲငါ Celestial Abyss စကိုင်းကနေအသက်ရှင်ပြီးလွတ်မြောက်လာတာလူကန်ကြောင့်ပါအရှင်မငါလည်းအဲ့ဒါကိုကြားအားထားပါတယ်လေးစားစွာနဲ့ပဲပြောရရင်တာမန်လူတွေကကျင့်စဉ်ကျင့်သူတွေကိုတိုက်ခိုက်မယ်ဆိုတာမယုံကြည်နိုင်စရာပဲတာမန်လူခန္ဓာကိုယ်ကကျင့်စဉ်ကျင့်သူတွေရဲ့မော်စာလုံးတွေနဲ့ပြန်တန်းတဲ့ဓာတ်တွေကိုဘယ်လိုခံနိုင်မှာလဲဒါကကစားစရာမဟုတ်ဘူးအရှင်မရဲ့လုံခြုံရေးနဲ့နေမြေရဲ့အခြေခံအုံမြစ်အတွက်ပါအရှင်မ Garrison သတင်းဆိုးတစ်ခုရှိတယ်အနောက်ပိုင်းခရိုင်မှာကက်ယောဂါဖြစ်ပွားနေတဲ့လူဒါစင်ပေါင်းများစွာလဲကျကုန်ပြီးအလင်းအမြန်ပြန့်နှံ့နေတဲ့ကက်ယောဂါလားအရှင်မတာမန်လူတွေရဲ့ကက်ယောဂါကကျင့်စဉ်ကျင့်သူတွေကိုတိုက်ရိုက်မတက်နိုင်ပေမဲ့အဲ့ဒီဆိုးဝါးတဲ့စွမ်းအင်ကဝိညာဉ်စွမ်းအားကိုညှဉ်းညမ်းစေပြီးကျင့်စဉ်တိုးတက်မှုကိုအဟန့်တားဖြစ်စေနိုင်တယ်ဒီနေရာကအနည်းရှိနေပြီးအရှင်မ Empire မြို့တော်ကိုချက်ချင်းပြန်ကြရအောင်မြို့ထဲမှာကက်ယောဂါဖြစ်နေတာလားဒါဆိုရင်ဘာလို့ငါ့ကိုဒီခေါ်လာတာလဲအရှင်မတက်မှုဝီလို့ပြောတာမှန်တယ်ကက်ယောဂါကအရေးကြီးတယ်တာမန်လူတွေရဲ့ယောဂါကကျင့်စဉ်ကျင့်သူတွေအတွက်တောင်သိစေနိုင်တယ်လူကန်မင်းဘလို့ထင်လဲငါမပြတ်ဘူးတကယ်တော့ငါဒီကက်ယောဂါကိုကုသပေးမယ်ပါမင်းကက်ယောဂါကိုကုချင်တာလားကက်ယောဂါဆိုတာကောင်းကင်နဲ့မြေကြီးကြားကဖောက်ပြန်မှုကနေဖြစ်လာတာဆိုတာမသိဘူးလားကုဆက်ခံရတဲ့တာမန်လူတွေတေကုန်မှာကျင့်စဉ်ကျင့်သူတွေတောင်ရှောင်ကြတာရှေ့ရခင်ကလေးကရွေးချယ်စရာဆိုလို့တီးတန့်ခွဲထားတာဒါမှမဟုတ်ကုဆက်တဲ့နေရာကိုမိရှို့တာဒါမှမဟုတ်သူ့အလိုလိုပျောက်သွားအောင်စောင့်တာပဲရှိတာအကောင်းဆုံးဆရာဝန်တွေတောင်မကုနိုင်ခဲ့ဘူးမင်းဘလို့လုပ်မလဲတာမန်လူအသက်တွေကမျက်ပင်တွေလိုပဲမပြန်ရင်ကက်ယောဂါကပြန့်နှံ့သွားပြီးကျင့်စဉ်ကျင့်သူတိုင်းဒီနေရာကကျင့်စဉ်ကျင့်သူတိုင်းလည်းခံစားရလိမ့်မယ်တာမန်လူအသက်တွေကမျက်ပင်တွေလိုပဲတက်မှုဝီလိုမင်းရဲ့ Ikari ရဲ့အသက်ကိုဒီတာမန်လူကကဲတင်ခဲ့တာပါပြီးတော့တန့်စင်သူမ Liara Daily Transformation အဆင့်ရှိတဲ့မင်းလည်းဒီတာမန်လူတွေရဲ့လက်ချက်နဲ့ရှုံးနိမ့်ခဲ့တာပဲစာယာလူထုရဲ့နှလုံးသားကိုအနိုင်ယူနိုင်တဲ့သူကကဘာကိုအနိုင်ယူနိုင်တဲ့တဇီရမျိုးကမင်းရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီလူတွေကမင်းရဲ့လက်အောက်ခံတွေပဲသူတို့ရဲ့အခက်အခဲဆုံးအချိန်မှာမင်းစွန့်ပစ်လိုက်ရင်တနိုင်ငံလုံးကတာမန်လူတွေရဲ့လုံးသားကိုအေးခဲသွားစေလိမ့်မယ်အဲ့ဒီနောက်မှာမင်းအတွက်ဘသူကများအသက်ပေးတော့မှလဲလူကန်မင်းတကယ်ပဲဒီကက်ယောဂါကိုကုနိုင်မလားဟုတ်တယ်ကောင်းပြီငါမင်းကိုယုံတယ်ငါနေခဲ့မယ်အရှင်မကျေးဇူးပြုပြီးပြန်စဉ်းစားပါမာစတာလူကန်ဒီကက်ယောဂါကတာမန်ယောဂါမဟုတ်ဘူးစနေရီပရိစီဝါဆေးယူနစ်1000ကိုလဲလှယ်ပေးပါလဲလှယ်မှုအောင်မြင်ပါတယ်အမတ်1000တုံးလိုက်ပြီး Garrison ငါကိုယောဂါကူးဆက်တဲ့နေရာကိုချက်ချင်းခေါ်သွားမာစတာလူကန်တင်ယောဂါကူးဆက်နေတဲ့တာမန်လူတွေကိုထိလိုက်တာနဲ့ကက်ယောဂါကူးဆက်သွားအားလိမ့်မယ်မာစတာလူကန်တင်ဟာတာမန်လူတွေကိုကျင့်စဉ်ကျင့်သူတွေနဲ့တိုက်ခိုက်ခိုင်းနိုင်ပေမဲ့ကက်ယောဂါကိုကုသနိုင်တယ်လို့တော့မပြောပါနဲ့ Garrison လမ်းတာပြလိုက်မာစတာလူကန်ပြောတဲ့အတိုင်းလုပ်အရန်ပူတယ်အရန်နာတယ်မာစတာလူကန်ငါတို့ကိုကယ်ဖို့ရောက်လာပြီးတရွေမျိုးမှာမာစတာလူကန်တယောက်ပဲငါတို့ကိုလူသားတယောက်လိုဆက်ဆံတာမာစတာလူကန်တင်ရဲ့စွမ်းရည်တွေကငါတို့တခါမှမမြင်ဘူးတဲ့အရာတွေထက်တာလုံးနဲ့ကျေးဇူးပြုပြီးငါတို့ကိုကယ်တင်ပေးပါအားလုံးစိတ်အေးထားကြငါရောက်လာပြီးမို့တယောက်မကြမ်းအသက်ရှင်အောင်ငါနီးလန်းရှာမယ်ဒါကငါကဘာကဆေးပဲကက်ယောဂါကိုတိုက်ခတ်ဖို့ရည်ရွယ်တာပရိစီဝါဆေးလို့ခေါ်တယ်ငါညွှန်ကြားချက်အတိုင်းပဲလုပ်မာစတာလူကန်ဘာလုပ်ဖို့ရည်ရွယ်တာလဲအဲ့ဒါဘာဆက်ပစ္စည်းမျိုးလဲတေချာကြည့်ဒီဆေးကိုဘယ်လိုသုံးရမလဲတခါပဲပြမယ်ဒီဆေးတွေတကယ်အလုပ်ဖြစ်ပါမလားဆေးထိုးလိုက်တာနဲ့ကက်ယောဂါပျောက်သွားတာလားအတိတ်ပဲမရှိတာတာမန်ယောဂါကိုအဲ့လောက်လွယ်လွယ်ကုနိုင်မယ်ထင်နေတာလားအလုပ်ဖြစ်မဖြစ်မနှက်ပြန်ဆိုသိရမှာပေါ့မာစတာလူကန်အံ့ဩဖို့ကောင်းတယ်အံ့ဩဖို့ကောင်းလိုက်တာ Garrison မင်းပါဖြစ်လို့ဒီလောက်တောင်စိတ်လှုပ်ရှားနေတာလဲမာစတာလူကန်ရဲ့ဆေးကိုရတဲ့လူနာတိုင်းမနေ့ကဖျားနေတာဒီမနက်ဆိုအဖျားကျကုန်ပြီးတွေးအံနေတဲ့သူတွေတောင်ကိုယ့်ဘာသာထိုင်နိုင်နေပြီးမင်းပါပြောလိုက်တယ်ကက်ယောဂါကူးဆက်ခံရတဲ့တာမန်လူတွေအကုန်တက်တာသွားပြီလား Garrison မင်းယူဖြစ်သွားတာလားကက်ယောဂါရှိတဲ့တာမန်လူတွေကဒီလောက်မြန်မတက်တာဘူးတက်မှုဝီလိုကျမဒါကိုလိန်ပြောရဲပါမလားကျမကိုယ်တိုင်မျက်မြင်တွေ့ခဲ့တာပါတေခါနီးဖြစ်နေတဲ့လူတဒါစင်ကျော်ဒီမနက်ဆိုထိုင်ပြီးစံပြုတ်တောက်နိုင်နေပြီဒါမှန်လားအရှင်မမယုံရင်ကိုယ်တိုင်လာကြည့်ပါတွားကြဆိုမာစတာလူကန်ရောက်လာပြီးအားလုံးကြည့်ကြမာစတာလူကန်တင်းရဲ့အသက်ကယ်ဆယ်တဲ့ကျေးဇူးကိုတေးတဲ့အထိမမေ့ဘူးဒီဖိုးကြီးမနေ့ကတေးခံနီးဖြစ်နေတာမာစတာလူကန်သားမရှိရင်ငါတေချာပေါက်တေးပြီးမာစတာလူကန်ဒီနေ့ကစပြီး
တင်ကငါတို့ရဲ့ကဲတင်ရှင်ပဲတခွန်းသာပြောလိုက်မိတဲ့ဖြစ်စေဓာတ်သွားတွေပေါ်မှာဖြစ်စေငါတို့အရှင်မနောက်ကိုလိုက်မယ်ဒီတာမန်လူတွေလိုကန်ပေါ်အလွန်မင်းတစ္ဆာရှိနေတာပဲမနေ့ကထိုးလိုက်တဲ့ဆေးနဲ့ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှလဲသူကက်ယောဂါကိုကူလိုက်ပြီးအားလုံးထားကြငါမင်းတို့ကိုကဲလိုက်တာကတစ်ချက်တည်းကိုနားလဲစေခြင်းလို့ပဲတာမန်လူအသက်လဲအသက်ပဲကျေးဇူးတင်ခြင်းရင်အေဂရီကိုကျေးဇူးတင်မင်းတို့ကိုကဲဖို့အမိန့်ပေးတာသူပဲကျေးဇူးတင်ပါတယ်အရှင်မအေဂရီတက်တော်ရကြောရှိပါစေစိတ်အေးထားပါသူကငါအတွက်အာနာကိုတိဆောက်ပေးနေတာပဲမင်းမြင်လားနှလုံးသားကိုအနိုင်ယူရဲဆိုတာဒါမျိုးပဲအခုတော့ငါနားလဲပြီးဒီတာမန်လူတွေကိုကဲဖို့မင်းမလို့အတင်းတိုက်တွန်းတာလဲမာစတာလိုကန်မင်းရဲ့ငါရဒီတာမန်လူတွေကိုကဲဖို့မင်းမလို့ဒီလောက်တောင်အတင်းတိုက်တွန်းတာလဲဆိုတာငါနားလဲသွားပြီးမာစတာလိုကန်မင်းရဲ့တာမန်စစ်တီငါရကကျင့်စဉ်ကျင့်သူတွေကိုတကယ်ပဲတိုက်နိုင်မှာလားတက်မှုဝီလိုမင်းစိတ်ဝင်စားရင်လေ့ကျင့်ရေးကွင်းမှာလာကြည့်ပါလားအဲ့ဒါကငါမျက်စိနဲ့ကိုယ်တိုင်သွားကြည့်ခြင်းနဲ့ရွေးချယ်မှုတစ်ခုပါပဲတာမန်လူဆိုတာတာမန်လူပဲသူတို့ကချောင်းမြောင်းတိုက်ခိုက်မှသာကျင့်စဉ်ကျင့်သူတွေကိုနိုင်မှာတန့်စင်သူမှလီယာယာအတူတူမျက်စိဖွင့်ကြည့်လိုက်ရအောင်တပ်ဖွဲ့အားလုံးအာယုံဆိုင်ပထမဦးဆုံးကိုအလေးချိန်နဲ့တိုင်းပြည်ဖြတ်ကျော်ပြေးထပ်ပြေးကြဒီတာမန်လူတွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုဒီလောက်အထိခံနိုင်ရရှိအောင်လေ့ကျင့်ထားကြတာကိုအဲ့ဒါကခွန်အားတစ်ခုပဲတခြားဘာမှမဟုတ်ဘူးကျင့်စဉ်ကျင့်သူတွေကဓာတ်ပြန်တွေပေါ်မှာစီးပြီးမိုင်းတစ်ထောင်ကိုတစ်ခဏချင်းနဲ့ဖြတ်တန်းနိုင်တယ်သူတို့ရဲ့ခန္ဓာကိုယ်တွေကလည်းအများကြီးတာလွန်နေတာမန်လူတွေဘလောက်ပဲစူးစမ်းပါစေဒါကိုမပြောင်းလဲနိုင်ဘူးဒါဆိုရင်အတုံးဝင်တာတစ်ခုပြမယ်အားလုံးနားထောင်သားတဲ့ strike အဲ့ဒီတုံးလို့ဖွယ်ရမိုးကျိုးစွမ်းအားတာမန်လူတွေလောက်တာလားအဲ့ဒီတိုက်ပွဲမှာဘာကြောင့်ငါမျက်နှာတော့မမြင်လိုက်ရပဲငါတက်ဖွဲ့ရဲ့တဝက်လောက်ကြာဆုံးသွားရတာလဲတက်မှုဝီလိုမာစတာလိုကန်ပြောတာကိုမင်းယုံလားဒါကအစင်းနေကျင့်စဉ်ကျင့်သူတွေကိုတော့အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အစင်းမြင့်တဲ့သူတွေကိုတော့အဲ့ဒါကတော့နည်းနည်းတော့လွန်သွားပြီတက်မှုဝီလိုမင်းရဲ့ nation ဆိုအဆောင်တရားကိုငါ့ကိုခဏငါးပါလားဘာအတွက်လဲငါဒီကျင့်စဉ်ကျင့်သူတွေကိုတာမန်လူတွေနဲ့အတူလေ့ကျင့်ပေးခြင်းလို့ပါဒီကျင့်စဉ်ကျင့်သူတွေဒါတာမန်လူတွေနဲ့ပူးပေါင်းပြီးတိုက်နိုင်မယ်ဆိုရင်တယောက်ရဲ့အာသာချက်နဲ့နောက်တယောက်ရဲ့အာသာချက်ကိုပေါင်းစပ်ပြီးငါအနိုင်မရှိတဲ့စစ်တပ်တစ်ခုကိုတိစောက်နိုင်မယ်ကျင့်စဉ်ကျင့်သူတွေနဲ့တာမန်စစ်တပ်ပူးပေါင်းလုပ်ဆောင်တာအဲ့ဒါထူးချွန်တဲ့ idea ပဲစမ်းကြည့်တဲ့ဆိုတာငါသဘောတူတယ်တက်မှုဝီလိုဒီနေ့ကစပြီးအဆောင်တရားလုံးကိုလွှဲပြောင်းပေးလိုက်သူတို့ကတာမန်လူတွေနဲ့အတူနေစားအိပ်ရမယ်လုံးဝမဖြစ်နိုင်ဘူး nation ဆိုကျင့်စဉ်ကျင့်သူတွေကတာမန်လူတွေနဲ့ပဲလိုလုပ်ပြီးအတူစားအိပ်ပြီးမြေကြီးထဲမှာတွားသွားရမှာလဲအတိတ်ပဲမရှိတာ nation ဆိုကျင့်စဉ်ကျင့်သူတွေကတာမန်လူတွေရဲ့အားနည်းချက်တွေကိုကြော်လွန်ပြီးသားလေပါကိုစိုးရင်စရာရှိလို့လဲငါကမင်းတို့ agree ခန့်အပ်ထားတဲ့ဝင်ကြီးချုပ်ပဲတပ်ဖွဲ့အားလုံးပေါ်အပြည့်အဝအာဏာရှိတယ်ဒါကအမိန့်ပဲမင်းတက်မှုဝီလိုမာစတာလိုကန်ရဲ့အမိန့်ကိုနာခံလိုက်နားလဲပါပြီဒါပေမဲ့အဲ့ဒီ nation ဆိုကျင့်စဉ်ကျင့်သူတွေကဂုံယူတက်ကြတယ်သူတို့နာခံမှာမဟုတ်ဘူးသူတို့မနာခံရင်ငါနာခံအောင်ရိုက်သွင်းပေးမယ်တက်မှုဝီလိုကတာမန်လူတယောက်ရဲ့အမိန့်ကိုငါတို့ကိုနာခံခိုင်းနေတာလားဒါကဂုံတိတ်ခါကြဆင်းစရာပဲဒီနေ့လိုနေမျိုးကိုကြုံရလိမ့်မယ်လို့မထင်ထားခဲ့ဘူးငါတို့ကဒီတာမန်လူတွေနဲ့ဘေးချင်းရှင်ရက်နေရမှာလားဒီနေ့ကစပြီးမင်းတို့အားလုံးကိုတရင်တမာတာဝန်ပေးတယ်မင်းတို့ကတာမန်စစ်တီတွေနဲ့အတူစားအိတ်လေ့ကျင့်ဖြူဟာတွေလေ့လာပြီးလေ့ကျင့်ခန်းတွေလုပ်ရမယ်ငါတို့ nation စောကျင့်စဉ်ကျင့်သူတွေကဝိညာဉ်နီလန်းကိုကျွမ်းကျင်ပြီးသားငါတို့ရဲ့ခန္ဓာကိုယ်တွေကတာမန်လူတွေနဲ့ရှင်လို့မရအောင်တာလွန်နဲ့ဘာလို့ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေလုပ်ဖို့လိုမှလဲငါတို့ကတိုက်ပွဲဝင်မော်တက်တွေကိုလေ့ကျင့်တာဒီလိုကြမ်းတမ်းတဲ့လေ့ကျင့်ခန်းတွေရဲ့အတိတ်ပဲကဘာလဲတာမန်လူတွေနဲ့တူတိုက်တာကတော့မေးခွန်းထုတ်เสียရပဲမာစတာလိုကန်မင်းကတာမန်လူတက်တက်ပါငါတို့က nation ဆိုကျင့်စဉ်ကျင့်သူတွေဘာလို့မင်းစကားကိုနားထောင်ရမှာလဲတာမန်လူတယောက်ကမင်းတို့ကိုအမိန့်ပေးဖို့မထိုက်တန်ဘူးလို့ထင်လို့လားအဲ့ဒါပဲလားကောင်းပြီငါနားလဲတယ်မင်းတို့အတွက်အခွင့်အရေးပေးမယ်မင်းတို့ထဲကတယောက်ကိုငါနဲ့ရှင်ပြိုင်ဖို့ဆေးလွတ်လိုက်မင်းတို့နိုင်ရင်ဒီနေ့ကစပြီးမင်းတို့လေ့ကျင့်เสียရမလို့တလို့ငါအမိန့်ကိုလည်းနာခံเสียရမလို့ဘူးဒါပေမဲ့မင်းတို့ရှုံးရင်ဒီနေ့ကစပြီးငါပြောသမျှအတိုင်းလုပ်ရမယ်တလုံးတစ်ပါးမှမညှိတွားရဘူးသဘောတူလားငါက Macbeth Nation ဆိုကျင့်စဉ်ကျင့်သူပါဝင်ကြီးချုပ်လိုကန်ရဲ့စိန်ခေါ်မှုကိုငါလက်ခံတယ်မာစတာလိုကန်ဒီလောက်ထိလုပ်ဖို့မလိုပါဘူးသူတို့ကိုရှင်ပြန်ခိုင်းလိုက်စိန်ခေါ်မှုကရိုးရှင်းပါတယ်ကြိုက်တထောင်အကွာမှာကောက်ရိုးပြစ်မှတ်ရှိတယ်ငါတို့နောက်တစ်ယောက်စလုံးဒီမှာရက်ပြီးကိုတက်တဲ့ဟာသုံးကြမယ်ဘသူပြစ်မှတ်ကိုအမြန်ဆုံးနဲ့အတိအကျဆုံးပြစ်နိုင်သူနိုင်တယ်ကြိုက်တထောင်အကွာဝေးဝင်ကြီးချုပ်လိုကန်ငါကငါရဲ့ဓာတ်ကိုစီးပြီးတက်တက်ရှူချိန်အတွင်းအဲ့ဒီကိုပြန်သွားနိုင်တယ်မင်းကတော့တာမန်လူဖြစ်လို့အဲ့ဒီကိုလမ်းလျှောက်ဖို့တဝက်လောက်ကြာလိမ့်မယ်စမ်းကြည့်ရအောင်စနစ်ရည်စလိုက်ပါတနက်တလက်ကိုလဲလဲပေးပါလဲလဲမှုအောင်မြင်ပါတယ်အမှတ်303လိုက်ပြီးလိုကန်အဲ့ဒီအရာကဘာလဲမင်းရှုံးတော့မဲ့ပုံပဲမာစတာလိုကန်ကျွန်တော်မင်းကို15မိနစ်ကြိုပေးမယ်မင်းရင်သွားမလို့ပါဘူးအတူတူစမယ်အသင့်ပြင်စတီလိုဘလို့ဖြစ်နိုင်မှာလဲမင်းလက်ချောင်းတစ်ချောင်းတောင်တိတ်မလုပ်လိုက်ရဘူးမင်းမှာဝိညာဉ်စွမ်းအားတောင်မရှိဘူးဘာတွေလဲသူပြစ်မှတ်ကိုထိသွားပြီးကြိုက်တထောင်กว่าကိုတက်တက်ရှူချိန်တောင်မကြဘူးသူကလက်ဖွားရွယ်စားရှိတဲ့ပြစ်မှတ်ကိုအမှုန့်ဖြစ်အောင်ပစ်ချလိုက်တာတကယ်ကိုကြောက်ဖို့ကောင်းတယ်အဲ့ဒီလောက်အစွမ်းထက်တဲ့မိုးကြိုးစွမ်းအားမျိုးအံ့ဩဖို့ကောင်းတယ်အံ့ဩဖို့ကောင်းလိုက်တာငါရှုံးပြီးဒါကိုစနိုက်ပါတနက်လို့ခေါ်တယ်ထိရောက်တဲ့အကွာဝေးကကြိုက်2000အခုနောက်ကသာမင်းကိုချိန်ရွယ်လိုက်ရင်မင်းရဲ့ဓာတ်ကိုတောင်ထုတ်ဖို့အချိန်မရလိုက်ဘူးငါလက်ချောင်းတစ်ချောင်းလှုပ်လိုက်ရုံနဲ့မင်းကအလောင်းဖြစ်သွားမှတခြားသူများစိန်ခေါ်ခြင်းသေးလားမာစတာလိုကန်တင့်စွမ်းအားကကျွန်တော်တို့နားလည်နိုင်စွမ်းထက်ကျော်လွန်နေတယ်ကျွန်တော်တို့အရှုံးပေးပြီးတင့်အမိန့်ကိုလိုက်နာပါမယ်ဒီနေ့ကစပြီးကျွန်တော်မာစတာလိုကန်ကိုလက်အောက်ခံတဲ့တာမန်လူတွေနဲ့အတူလေ့ကျင့်မယ်ကောင်းပြီးဒီအချိန်ကစပြီးမင်းတို့အားလုံးငါလက်အောက်မှာပဲတာမန်လူပဲဖြစ်ဖြစ်ကျင့်စဉ်ကျင့်သူပဲဖြစ်ဖြစ်အတူတူပဲနောက်တစ်လဆိုရင်အကဲဖြတ်မှုမှာအမှတ်အများဆုံးရတဲ့သူကငါလက်ထဲကလူမျိုးလက်နဲ့တစ်ခုရမယ်ဟုတ်ကဲ့ Celestial Abyss ခိုင်းကလူ100ကျော်ဆုံးရှုံးသွားတယ်သူတို့ရဲ့တန့်စင်သူမတောင်ဖမ်းမိထားတယ်နောက်တစ်ခါဆိုသူတို့ပို့လွတ်လိမ့်မယ်ကျွန်တော်တို့လူအင်အားကမလုံလောက်သေးဘူးလူတစ်တွေထပ်ခေါ်ရမယ်မာစတာလိုကန်ဘာများစဉ်းစားထားတာလဲ Gary Sandy တခါတော့တာမန်လူ1000ထပ်ခေါ်မယ်မာစတာလိုကန်ရဲ့ရွေးမျိုးမှာတင်ပြောတဲ့အတိုင်းပဲဖြစ်နေမှာပါပြည်သူတွေကတင့်ကိုကြည်ညိုကြတယ်ကျွန်တော်တို့ခေါ်လိုက်တာနဲ့ပြည်သူတွေအလူရက်လာရောက်စည်ရင်တွင်းကြလိမ့်မယ်လူတစ်စုဆောင်တာနဲ့လေ့ကျင့်တာကိုမင်းလက်ထဲအပ်ခဲ့မယ်မင်းတာမန်လူ1000မက10,000ခေါ်ရင်တောင်ဘာဖြစ်လဲ Celestial Abyss ခိုင်းမှာ Nation ဆိုကျင့်စဉ်ကျင့်သူတွေအများကြီးရှိတယ် Daily Transformation အဆင့်တွေလည်းရှိတယ်တန့်စင်သူမှလီယာယာမင်းကတော့ထိုင်ကြည့်နေလိုက်ငါလိုကန်က Celestial Abyss ခိုင်းကိုဘယ်လိုပါရိုက်မလဲဆိုတာ Master လိုကန်ရဲ့စစ်တပ်တစ်လူတစ်စုဆောင်ခြင်းနေရာအကန့်အသတ်1000ပဲရှိတယ်အသက်16နဲ့30ကြားလူငယ်တိုင်းကြိုးဆိုပါတယ် Gary
ဆန်ကျွန်တော်စရင်သွင်းမယ်မာစတာလိုကန်ကတာမန်လူတွေရဲ့အသက်လဲတန်ဖိုးရှိတယ်ဆိုတာပြသခဲ့တယ်ကျွန်တော်လဲပါမယ်ကျွန်တော်အမေကမာစတာလိုကန်နောက်ကိုလိုက်ဖို့နဲ့ကျင့်စဉ်ကျင့်သူတွေရဲ့ကျွန်မဖြစ်ဖို့ပြောတယ်ကျွန်တော်ကျင့်စဉ်ကျင့်သူတွေကိုမထိနိုင်ဘူးလို့ထင်ခဲ့တာအခုတော့အမှန်တရားကိုမြင်လိုက်ရပြီးကျွန်တော်တို့တာမန်လူတွေလဲသူတို့ထက်မနှိမ့်ကြဘူးအားလုံးကျွန်တော်တို့တာမန်လူတွေကဝိညာဉ်စွမ်းရင်အမြင့်မျိုးရိုးပေါ်မှာမမီခိုဘူးစီးလုံးမှုနဲ့ကိုပဲအားကိုးတာမင်းတို့သာလေ့ကျင့်ပြီးတိုက်ခိုက်ခြင်းရင်ငါလိုကန်မင်းတို့တယောက်ချင်းစီတိုင်းလက်နက်ကင်နိုင်မယ်တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေမယ်ဆိုတာအာမခံတဲ့အဲ့ဒီကျင့်စဉ်ကျင့်သူတွေကိုတာမန်လူတွေရဲ့စွမ်းအားကဘလောက်အထိအစွမ်းထက်လဲဆိုတာမြင်သွားစေရမယ်အရှင်မဆလတ်စတိုလဘေးစကိုင်းတွေကသတင်းပေးပို့ချက်တစ်ခုရောက်လာတယ်ပြောပါလီယာယာရဲ့တပ်ဖွဲ့တစ်ခုလုံးပျက်စီးသွားမှန်ခိုင်းကတိသွားပြီးအရှင်မရဲ့ရွှေမြို့မှာရှိနေတာကိုလည်းတိသွားပြီးဒုတိယကြကြီးကဲကအလိကျင့်စဉ်ကျင့်သူတစ်ထောင်ကိုဥဆောင်ပြီးဒီကိုလာနေပြီဒီဘက်ကိုအင်အားအပြည့်နဲ့လာနေပြီးကျင့်စဉ်ကျင့်သူတစ်ထောင်ဒုတိယကြီးကဲအဲ့ဒီ integration အဆင့်ရှိတဲ့ဘီလူကသူကိုယ်တိုင်ဥဆောင်လာတာပါဟုတ်တယ် Celestial Abyss ဂိုင်းချုပ်ကတေမိတ်ထုတ်လိုက်ပြီးရွှေမြို့ကိုမြေပြင်နဲ့ညီအောင်ဖျက်ဆီးပြီးအရှင်မကိုအရှင်ဖမ်းဖို့တဲ့ဒုတိယကြီးကဲကလည်းကျိန်ဆိုထားသေးတယ်ကျိန်ဆိုတာလားဘာကျိန်ဆိုတာလဲသူကတာဝန်ရှိသူ Master Logan ကို Celestial Abyss ဂိုင်းစီပြန်ဆွဲခေါ်ပြီးအရှင်လက်အရေးခွန်ခွာမယ်လို့ကျိန်ဆိုထားတာဂုံယူဝါကြွားသူတွေအတွက်တတိပေးချက်ပေါ့လာခဲ့ခိုင်းလိုက်ငါတို့တပ်ဖွဲ့အသိရှိတယ်သူတို့ကအသေးခံတိုက်ချင်တာလားသူတို့ကအရွှေမြို့ကိုဖျက်ဆီးချင်တာလားသူတို့ကငါ့ကိုအရေးခွန်ခွာချင်တာလားဒါဆိုရင်ငါရဲ့ရွှေမြို့ကိုနောက်ဆုံးအသက်ထွက်တဲ့အထိကာကွယ်မယ်ကျူးကျော်သူမှန်သမျှကိုအမြင့်ပြတ်ချေမှုပြီး Celestial Abyss ဂိုင်းစီတိုက်ရိုက်ချီတက်မယ်အိမ်မက်မက်နေလိုက်ငါခေါ်လာတဲ့စစ်သားတရားကိုနိုင်တာနဲ့ကျင့်စဉ်ကျင့်သူတစ်ထောင်ကိုတိုက်ရိုက်ရင်ဆိုင်နိုင်မယ်ထင်နေတာလားလိုကန်မင်းကအရန်အပြစ်ကင်းစင်နေတာပဲငါရဲ့ခေါ်တစိတ်ကိုအခုချက်ချင်းဖွင့်တင်ပေးလိုက် Celestial Abyss ဂိုင်းတကားဝရောက်လာရင်ငါအပြစ်ခက်ရက်စဲဖို့စစ်ဆက်ကြည့်မယ်အဲ့ဒါမလိုဘူးတန့်စင်သူမလီယာယာမင်းရဲ့တခုလေးသောတာဝန်ကတဆခံအဖြစ်နေဖို့ပဲမင်းရဲ့ချစ်လာစွာသောဒုတိယအကြီးကဲကိုချင်းချောက်ဖို့ပေါ့အချိန်တန်ပြီးစာရစစ်ပွဲအတွက်ပြင်ဆင်ဖို့လေ့ကျင့်ရေးကွင်းကိုတွားကြဆိုညီကိုတို့ Celestial Abyss ဂိုင်းကကျင့်စဉ်ကျင့်သူတစ်ထောင်ဟာအရွှေမျိုးစီချီတက်လာနေတယ်သူတို့ကငါတို့မျိုးကိုဖျက်ဆီးဖို့ကြိမ်ဆိုထားတယ်သူတို့ကိုခွင့်ပြုမှလားလုံးဝမခွင့်ပြုဘူးသူတို့ကငါ့ကိုရောဧကရီကိုပါအရှင်ဖမ်းဖို့ကြိုးစားနေတယ်သူတို့ကိုခွင့်ပြုမှလားလုံးဝမခွင့်ပြုဘူးသူတို့ဒီလောက်ရဲတင်းတဲ့စကားတွေပြောဖို့ဘလောက်တောင်ဆေးလွတ်လိုက်တာလဲမာစတာလိုကန်ဒီတခါငါတို့ဘလောက်များများနဲ့ရင်ဆိုင်ရမှာလဲ Celestial Abyss ဂိုင်းကသူတို့ရှိသမျှအကုန်ဆေးလွတ်လိုက်ပြီးသူတို့မှာကျင့်စဉ်ကျင့်သူအပြည့်အဝတစ်ထောင်ရှိတယ်ကျင့်စဉ်ကျင့်သူတစ်ထောင်ဆိုတာမြို့တစ်မြို့ကိုချွေးတောင်မပြန်ပဲဖျက်ဆီးနိုင်တယ်ငါတို့မှာအရေးအတွက်တော့ရှိတယ်ဒါပေမဲ့တရားပဲကျင့်စဉ်ကျင့်သူတွေဖြစ်ပြီးကျန်တာတွေကတာမန်လူတော့ဒီပဲဘယ်လိုလုပ်နိုင်မှာလဲမာစတာလိုကန်သူတို့ပြောတာမှန်တယ်ကျင့်စဉ်ကျင့်သူတစ်ထောင်ဆိုတာမနေ့ကတိုက်ခဲ့တဲ့တရားနဲ့လုံးဝမတူဘူးလိုကန်ကကိုလွတ်ပေးလိုက်ဒုတိယအကြီးကဲကိုအရှုံးပေးအောင်ငါနီးလန်းရှာပေးမယ်ဟမ်ဘသူပြောလဲငါတို့မနိုင်ဘူးလို့ငါမှထုံးမပြရသေးတဲ့ကက်တွေရှိသေးတယ်စနစ်ရေးစားလိုက်ပါတနက်3ဆက်လက်ပစ်ပုံ9ရအဝေးထိန်ဆက်ရုပ်ခွေတရားမျက်ရည်ယူဘုံတရားနဲ့ကြည်အပြည့်ပါတဲ့မော်တာ9လုံးကိုလဲပေးပါလဲမှုအောင်မြင်ပါတယ်အမှတ်9500သုံးလိုက်ပြီးဒါကလက်ပစ်ပုံပေးခင်ရေးအပ်ကိုဆွဲထုတ်ပြီးပြစ်လိုက်ရုံပဲဟိုဒီစွမ်းအားကဂုံခေါ်ကျင့်စဉ်ကျင့်သူရဲ့စွမ်းအားပြည့်နဲ့ရှင်းနိုင်တဲ့တခါဆွဲတခါပြည့်ုံနဲ့ဒီလောက်ပြင်းထန်တဲ့အားပါတာငါမှဒီလိုမျိုး900ရှိတယ်ရန်သူအုပ်စုတွေပြစ်ထည့်လိုက်ရင်တခါတည်းနဲ့အများကြီးလဲကျသွားမှာဒါပေမဲ့တကယ်မီးအားအကြောင်းပြောရရင်တော့ဒါကအကောင်းဆုံးပဲမော်တာကအလွန်ပြင်းထန်တဲ့စွမ်းအားရှိတယ်ထောင်းချိန်ပြီးကြီးထည့်လိုက်ရင်ရန်သူတွေအပေါ်မိုးကျိုးလိုဖျက်ဆီးခြင်းတွေမိုးရွာချလာမှာကက်ရပေါင်းများစွာအကွာကနေမော်တာကမျိုးရိုးနောက်ကနေပစ်တာအောက်ကစုပြုံလာတဲ့ရန်သူတွေကိုချိန်ရွယ်တာ Celestial Abyss ဂိုင်းကကျင့်စဉ်ကျင့်သူတွေဘလောက်ပဲအစွမ်းထက်တယ်ထင်ပါစေမော်တာကြီးအနှဲငယ်လောက်စားကြည့်လိုက်ဦးပြီးမှငါတို့စကားပြောကြတာပေါ့ဒါကရိုးရိုးရှင်းရှင်းစွမ်းအားရှင်တာမဟုတ်တော့ဘူးဒါကစစ်ပွဲရဲ့ပုံစံတစ်ခုပဲအဲ့ဒါတည်းမကသေးဘူးမော်တာတစ်ခုလေးနဲ့တင် Celestial Abyss ဂိုင်းကိုသူတို့ခံနိုင်ရည်ထက်ပိုပြီးခံစားရစေမှာပါစစ်တီတိုင်းကိုခြေမုံရေးတနက်နဲ့ကြီးစံတွေပေးထားမယ်စလိုက်ပါတနက်ကရွေချက်တစ်ခုရဲ့အတွက်ပဲခေါင်းကိုအတိကထားချိန်ရွယ်ဖို့ရှေ့ကဥဆောင်နေတဲ့သူတွေကိုဖယ်ရှားအမိတ်ပေးနေတဲ့သူတွေနဲ့ကျင့်စဉ်အမြင့်ဆုံးသူတွေကိုဖြစ်ဖို့ Master Logan ဆိုလိုတာကကျွန်တော်လိုနတ်ဆန်ဆိုကျင့်စဉ်ကျင့်သူတောင် Daily Transformation အဆင့်ရှိတဲ့သူကိုနိုင်ပါလား Daily Transformation ဒါမကဘူး Void Refinement အဆင့်ရှိတဲ့သူတောင်အသင့်မဖြစ်ခင်အချိန်မှာမင်းလက်ချက်နဲ့ကြာရှုံးနိုင်တယ်ပြီးတော့ဒါရှိသေးတယ်မျက်ရည်ရိုးဘုံကိုလက်ပစ်ဘုံလိုပဲသုံးမျိုးရိုးပေါ်ကနေပစ်ချလိုက်မျက်စိကိုပူဆက်ပြီးမျက်ရည်တွေကျစေမဲ့အသက်ရှူရခတ်တဲ့မိခိုးငွေတွေချက်ချင်းထွက်လာလိမ့်မယ်ဒါတွေကိုဟိုဘက်ကအာယုံကြည့်ပြီးမန်တက်နေတဲ့သူတွေအတွက်ခြံထားလိုက်အခုကျင့်စဉ်ကျင့်သူတစ်ထောင်ကိုငါတို့မနိုင်ဘူးလို့ထင်တဲ့သူရှိသေးလား Celestial Abyss ဂိုင်းကိုသူတို့ပြန်မလာနိုင်တော့မဲ့တိုက်ပွဲတစ်ခုစီပို့လိုက်မယ်ဒီလက်နက်တွေနဲ့ဆို Nasan ဆိုလဲအသေးနိုင်တဲ့ Daily Transformation လဲကြာဆုံးနိုင်တဲ့ Azure မျိုးကတာမန်လူတွေကတော့အယူတွေပဲသူတို့ Celestial Abyss ဂိုင်းရဲ့တန့်စင်သူမကိုပြန်ပေးဆွဲပြီးငါတို့တပည့်တွေကိုတရဲတဲ့တတိယအကြီးကဲစိတ်အေးအေးထားပါတာမန်လူမျိုးလေးတစ်မျိုးကိုလက်ညှိုးလေးတစ်ချက်နဲ့ချေမုန်းနိုင်ပါတယ်ခင်ဗျားကိုယ်တိုင်တွားစရာမလိုပါဘူး Daily Transformation တပည့်နဲ့ငယ်လွတ်လိုက်တာနဲ့ Azure မျိုးကိုဖျက်ဆီးတာကလေးကစားတယ်လို့ပါပဲအကြီးကဲ Azure မျိုးကသတင်းပြန်လာတဲ့ Akiri Siafina ရဲ့ခေါ်တစိမ့်ပြတ်သွားပြီးတော့အဲ့ဒီတာမန်လူလိုကန်ကတာမန်စစ်တီထောင်ပေါင်းများစွာကိုစစ်ရေးပြထားပြီးငါတို့ကိုစောင့်နေတဲ့အဲ့ဒီ Akiri တကယ်ကိုအယူထနေပြီးတာမန်လူတွေကိုကျင့်စဉ်ကျင့်သူတွေနဲ့တိုက်ခိုင်းဖို့စဉ်းစားနေတာလားဟာတာပဲငါတို့သူ့ကိုကြောက်အောင်လှုပ်ထားမိတယ်လို့ပဲအမိန်ပေးလိုက်အမြန်ဆုံးသွားကြဒီနေ့ရဲ့ရွှေမျိုးကိုငါမျက်စိနဲ့မြေပြင်နဲ့ညီအောင်လောင်ကျွမ်းတာကိုကြည့်မယ်ဆီယာဖီနာကိုအရှင်ဖမ်းပြီးအဲ့ဒီတာမန်လူလိုကန်ကိုအရေးခွန်ခွာမယ် Celestial Abyss ခိုင်းရောက်လာပြီးသူတို့တကယ်လာတာပဲလူတစ်ထောင်ကအသက်ခံရမယ့်နေရာကိုလက်လျှောက်လာနေတာမော်တာဖွဲ့နားထောင်ပြစ်မှတ် area တွေကိုချိန်ထားအစုလိုက်ပြုံလိုက်ရှိတဲ့နေရာကိုကြီးတွေပစ်ချစနိုက်ပါဖွဲ့မင်းတို့မှာအလုပ်တစ်ခုပဲရှိတယ်ခေါင်းကိုဦးစားပေးချိန်ရှေ့ကပြန်လာတဲ့သူကိုပြစ်အတန်ကျဲဆုံးអော်တဲ့သူနဲ့ကျ
င့်စဉ်အမြင့်ဆုံးသူကိုပြစ်နားလေလား Daily Transformation ဆရာကြီးတွေရောက်လာပြီးမျက်ရည်ယိုဘုံအဖွဲ့ငါအချက်ပေးတံကိုစောင့်သူတို့တိုက်ခိုက်ဖို့စုမိတာနဲ့အကုန်ပစ်ချပြီးရှုပ်ထွေးအောင်လှုပ်လိုက်ဟုတ်ကဲ့ Master Logan ကျွန်တော်ရဲ့ကျင့်စဉ်ကျင့်သူတွေဘယ်တော့လှုပ်ရှားရမလဲအခုမဟုတ်သေးဘူးမင်းကနောက်ဆုံးအစ်စ်မှာပဲ Logan ဒီတိုက်ပွဲမှာမင်းဘလောက်ယုံကြည်ချက်ရှိလဲအပြည့်ပဲမင်းကအယမ်းမှန်တက်နေတာပဲတတိယအကြီးကဲက integration အဆင့်ရှိတာမင်းရဲ့အကွက်တေးသေးလေးတွေကအစွမ်းအစအစစ်အမှန်နဲ့ရှင်ရင်ဘာမှမဟုတ်ဘူးတန့်စင်သူမှလီယာယာလောင်းကြီးထက်မလားငါတို့နိုင်ရင်မင်းငါကိုဆရာတဆူလိုအတိမတ်ပြုရမယ်ငါတို့ရှုံးရင်မင်းကိုငါလွတ်ပေးမယ်ဆီရာဖီနာအပြင်ထွက်ခဲ့စောက်ဖက်မလုပ်တဲ့သူမင်းတို့ Celestial Abyss ခိုင်းကငါကိုအဆက်မပြတ်လိုက်ဖမ်းနေအခုဘာအကြောင်းပြချက်မှမရှိပဲငါတကားဝကိုချီတက်လာရဲတယ်ပေါ့မင်းတို့ငါတပည့်တွေကိုတတ်တယ်မင်းတို့ကနတ်ဆိုးကိုင်းနဲ့ပူပေါင်းတယ်ဒါကတေတံပေးရမယ်ရာဇဝတ်မှုပဲငါတို့တန့်စင်သူမှလီယာယာကိုချက်ချင်းပြန်လွတ်ပေးပြီးရင်မင်းရဲ့ကျင့်စဉ်တွေကိုဖျက်ဆီးပြီးဒူးထောက်ရှုံးပေးပြီးတော့လိုကန်လို့ခေါ်တဲ့တာမန်လူကကိုကျိုးတုပ်ပြီးထွက်လာခဲ့မင်းရဲ့အလောင်းကိုအကောင်းဘက်ကလေးအတိုင်းထားပေးခဲ့မယ်ဟေးအဖိုးကြီးအတန်ကျဲယုံနဲ့မင်းမှန်တာမဟုတ်ဘူးငါ့ကိုပြောတဲ့အခါမင်းရဲ့လေတံကိုစင်ကျင်တာကောင်းလိမ့်မယ်ငါကတာမန်လူတစ်ယောက်ပါကိုကျိုးတုပ်ပြီးထွက်လာခဲ့မင်းရဲ့အလောင်းကိုအကောင်းဘက်ကဒီအတိုင်းထားပေးခဲ့မယ်ဟေးအဖိုးကြီးအတန်ကျဲယုံနဲ့မင်းမှန်တာမဟုတ်ဘူးငါ့ကိုပြောတဲ့အခါမင်းရဲ့လေတံကိုစင်ကျင်တာကောင်းလိမ့်မယ်တာမန်လူတစ်ယောက်ကတတိယအကြီးကဲကိုမယုံမသေးလို့ရဲတယ်ပေါ့တာမန်လူတစ်ယောက်ကပါစက်နဲ့အလုရှုံနေတာမရိုင်းလိုက်တာစာရာကနတ်ဆိုးကိုင်းနဲ့ပူပေါင်းတယ်လို့မင်းမြဲပြောနေတာတက်တိပြဆန်းငါမြင်တဲ့အတိုင်းဆိုရင်နတ်ဆိုးကိုင်းနဲ့တကယ်ပူပေါင်းပြီးဂိုင်းနဲ့အေဂရီကြားမှာစစ်ပွဲဖြစ်အောင်လှုံ့ဆော်နေတာမင်းပဲတော့မရိုင်းတဲ့ကောင်ဒီလောက်ရိုင်းဆိုင်တဲ့ဆွဆွဲချက်မျိုးဘလို့လုပ်ပြောရဲတာလဲငါရဲ့အချက်ချနေရကိုထိမိသွားလို့လားနတ်ဆိုးကိုင်းလွယ်ကူကူဝင်ရောက်နိုင်အောင်မင်းကအေဂရီနောက်ကိုလိုက်ပြီးပယံပါတာဖြစ်အောင်လုပ်တာလေအဖိုးကြီးမင်းက Celestial Abyss ခိုင်းထဲမှာနတ်ဆိုးကိုင်းကထည့်ထားတဲ့အယုတ်ဆိုတာရှင်းနေတာပဲတိတ်ဆန်း Celestial Abyss ခိုင်းတပည့်တို့ငါအမိန့်ကိုနာခံစုစည်းပြီးမြို့ကိုဝင်တိုက်အရွယ်မြို့ကိုမြေပြင်နဲ့ညီအောင်ဖျက်ဆီးဆီယာဖီနာကိုအရှင်ဖမ်းပြပြီးတော့ပါစက်မပိတ်တဲ့အဲ့ဒီတာမန်လူကိုအပိုင်းပိုင်းဖြတ်ပြစ်အယောင်ဆောင်နေတာတွေရဲ့ငါတို့တိုက်တော့မယ်မျက်ရည်ယိုဘုံတွေပြစ်ပါတွေလဲငါမျက်စိဘာမှမမြင်ရတော့ဘူးဖြန့်ကြအခုချက်ချင်းဖြန့်ကြဒီမီကုန်းငွေတွေကအသက်ရှူချက်တဲ့တည်ငြိမ်ကြတာကအပေါ်စာမီကုန်းငွေပဲကာကွယ်ဖို့အတွက်ဝိညာဉ်စွမ်းအားကိုတုံးဆလိုက်ပါတွေရက်နေတဲ့သူမှန်သမျှကိုချိန်ကျင့်စင်မြင့်တဲ့သူကိုဦးစားပေးပြီးပစ်ချ late stage daily transformation အဆင့်အကိုကြီးတည်သွားပြီး void refinement အဆင့်အကြီးကဲလဲကျသွားပြီးဘသူကတိုက်နေလဲဆိုတာတော့ငါတို့မမြင်ရဘူးအဲ့ဒီမျိုးရိုးပေါ်ကနေအတန်တစ်ချက်ထွက်လာတိုင်းငါတို့လူတွေတယောက်ပြီးတယောက်လဲကျနေတယ်ဒါဘာစွမ်းအားလဲမော်တာအဖွဲ့ပြစ်ကြဘာတွေလဲထွက်ပြေးကြဒီနေရာကနေထွက်သွားနောက်မဆုံးတဲ့အားလုံးနေရာမှာတည်ငြိမ်ကာကွယ်ရေးတပ်ကိုဖွဲ့စည်းတာက Master Logan ပြောတဲ့မိအားပြည့်နဲ့ပြစ်ခတ်မှုပဲတက်မှုဝီလိုနာဆန်ဆိုချင်းစင်ကျင့်သူတရားကိုခေါ်ပြီးမြို့ပြင်ထွက်တနက်တွေလက်ပစ်ဘုံတွေနဲ့ပြန်တိုက်ကြံနေတဲ့သူတွေကိုရှင်းထုတ် Master Logan ညွှန်ကြားတဲ့အတိုင်းလှုပ်၃ယောက်တစ်ဖွဲ့တစ်လက်စီပြစ်အုပ်စုကနေခွဲထွက်နေတဲ့သူတွေကိုချိန်ပဲသွားမလို့လဲဒါကိုယူသွားလက်ပစ်ဘုံကအကောင်းဆုံးပဲမျက်စိမိတ်ပြီးလူအုပ်ထဲပစ်ထည့်လိုက်ရုံပဲလက်ပစ်ဘုံတစ်လုံးနဲ့အများကြီးလွင့်ထွက်သွားမှရက်တိုက်တာရက်ငါအရှုံးပေးတယ်ငါဝိညာဉ်စွမ်းအားတွေကုန်သွားပြီးငါမပြေးနိုင်တော့ဘူးအတုံးမကျတာအားလုံးဒီပြန်လာခဲ့ Logan ဆီရာဖီနာမင်းတို့တွေကဒီလိုယွန်စရာကောင်းတဲ့နီးပြူဟာတွေတုံးပြီးမတရားတိုက်နေတာဒါကအနိုင်ရတဲ့အနိုင်ညဘူးမဟုတ်ဘူးယွန်စရာကောင်းတဲ့အဖိုးကြီးမင်းကအေဂရီကိုဆွဆွဲပြီးလှုံ့ဆော်တာယွန်စရာမကောင်းဘူးလားစစ်မြေပြင်မှာဆိုရင်အသက်နဲ့တေချင်းပဲအရေးကြီးတယ်ဘသူမှမင်းရဲ့စီးမြင့်တွေတိုင်းမကစားဘူးအချိန်တွေပြောင်းလဲသွားပြီးအဖိုးကြီးတက်မှုဝီလိုအသေးဖွဲတွေကိုထားခဲ့အားလုံးပြစ်အားစုခရမ်းရောင်ဝတ်ထားတဲ့အဲ့ဒီအဖိုးကြီးကိုပြစ်ချဟုတ်ကဲ့မြန်ငါပတ်လည်မှာ Celestial Sword တပ်ဖွဲ့ကိုဖွဲ့စည်းမော်တာအဖွဲ့အဲ့ဒီအကြီးကဲရဲ့ဓာတ်တပ်ဖွဲ့ကိုပြစ်တပ်ဖွဲ့ပြတ်သွားပြီးငါတို့သွားရမယ်ငါတို့တပ်ဖွဲ့ဒီထက်ပိုပြီးမခံနိုင်တော့ဘူးနောက်ဆုံးဒီနေ့အတွက်အဆက်တကွဲဖြစ်ရတာကိုငါပြန်ပေးဆက်မယ်ကျင့်စဉ်ကျင့်သူတွေရဲ့အထုထိတ်ကဒီလောက်ပဲလားသူတို့ကိုချေမုန်းတိုက်သွားတိုက် Celestial Abyss ဂိုင်းရဲ့အကောင်းဆုံးတွေကဘာမှမဟုတ်ပါလားကစားသမားကြောင့်ရန်သူများစွာပျက်စီးသွားပြီးစုစုပေါင်းရမှတ်ဆက်ငါနှစ်ရလိုကန်ဒီလောက်တိုးတောင်းတဲ့အချိန်တွင်းမှာငါတို့တစ်ခုနိုင်လိုက်ပြီး Celestial Abyss ကိုင်းရဲ့ထိတ်တန့်ကျင့်စဉ်ကျင့်သူတစ်ထောင်ထဲကတဝက်ကျော်ပျက်စီးပြီး30ကျော်ဖမ်းမိလိုက်ပြီးအရှင်မကိုကျွန်တော်စတင်အမှုထမ်းခဲ့တဲ့နှစ်တရာတိုက်ပွဲတွေတခြားမှာဒီလိုအောင်ပွဲမျိုးကိုတခါမှမမြင်ဘူးခဲ့ဘူးကျွန်တော်လိုကန်ဟာမာနကြီးမှုမှန်သမျှကိုကုသပေးနိုင်သူပါဒါပေမဲ့အဲ့ဒီအဖိုးကြီးတုံးလွတ်သွားတာကတော့နှမျောစရာပဲလိုကန်နောက်ပါဆက်လုပ်ကြမလဲအရင်က Celestial Abyss ကိုင်းကငါတို့စီအမြဲလာတိုက်တာငါတို့ကအမြဲခံစစ်ပဲအခုတော့အခြေအနေကပြောင်းပြန်ဖြစ်သွားပြီးမင်းဆိုလိုတာကအခွင့်အရေးကိုအတုံးချပြီးသူတို့ရဲ့အချက်ချနေရကိုတိုက်ဖို့လားဒီနေ့ Celestial Abyss ကိုင်းကိုငါတို့တိုက်ခိုက်မယ်လိုကန်ဒီကိစ္စကတေချာပြင်ဆင်ဖို့လိုတယ်ဂိုင်းကြီးကဲ6ယောက်စလုံးက integration အဆင့်သို့မဟုတ်အထက်မှာရှိကြတယ်ပြီးတော့သူတို့မှာရာစုနှစ်ပေါင်းများစွာတရားကျင့်နေတဲ့ tribulation transcendence အဆင့်ရှိတဲ့ Grand Elder တယောက်လည်းရှိတယ်အရှင်မပြောတာမှန်တယ်ဒီနေ့လာတဲ့တက်က1000ရှိတဲ့ရှေ့ပြေးတက်ဖွဲ့ပဲရှိသေးတယ်ဒါပေမဲ့ Celestial Abyss ကိုင်းမှာတပြည့်တောင်းတဲ့ချီရှိတယ် Nathan ဆိုကျင့်စဉ်ကျင့်သူတွေလည်းအပြည့်ပဲပြီးတော့ဂိုင်းရဲ့ကာကွယ်ရေးအစီရင်လည်းရှိသေးတယ်ငါတို့လူအင်အားမလုံလောက်နိုင်ဘူးလိုကန်မင်းအိမ်မက်မက်နေတာလား Celestial Abyss ဂိုင်းကနှစ်ပေါင်း3000လောက်တည်ရှိလာတာဘယ်သူမှတောင်ပေါ်တကားကိုမဖောက်ထွင်းနိုင်ခဲ့ဘူးမင်းရဲ့တာမန်လူ1000နဲ့ဆိုရင်အထဲတောင်မရောက်ခင်အကုန်တက်ခံရလိမ့်မယ်ခက်ခဲတယ်ဆိုရင်ခက်ခဲတဲ့နည်းနဲ့ပဲတိုက်မယ်စနစ်ရည်ခီးဆောင်17နဲ့1000နဲ့လေးလံနဲ့17နဲ့1000ကိုကြည်အပြည့်ဖြစ်ပြီးလဲလဲပေးပါပြီးတော့ integration အဆင့်ရှိတဲ့ဘီလူးအိုကြီးတွေကိုတိုက်ဖို့အိတ်ဆေးပါတဲ့မီကိုဘုံ90လဲလဲပေးဘာမှမမြင်ရတဲ့အယောင်မဲ့အနက်မဲ့အရာမျိုးလိုအပ်တဲ့လဲလဲမှုအောင်မြင်ပါတယ်အမှတ်1000သုံးလိုက်ပြီးဒီလက်နက်ကို17နဲ့လို့ခေါ်တယ်မင်းတို့သုံးနေ
နေတဲ့တနက်တွေနဲ့မတူဘူးပိုပေါ်ပြီးအလုံမြန်တဲ့နှုံနဲ့ပြစ်နိုင်တဲ့အလိုလျောက်ပြစ်ခတ်နိုင်တာအိုးဖះရည်အဲ့ဒီအကာကမော်ပစ္စည်းတစ်ခုလေးစက်ကူလိုမျိုးဖြည့်ဆည်းခံလိုက်ရပြီးဒီစက်တနက်ကတစ်ချက်ပြစ်လိုက်တာနဲ့ရန်သူအုပ်စုတစ်ခုလုံးကိုအမြင့်ပြတ်ချေမှုန်းနိုင်တဲ့ဒီတစ်ခုကိုကြည်တာကလေးလံတဲ့စက်တနက်ပိုစွမ်းအားကြီးပြီးပိုဝေးဝေးပြစ်နိုင်တဲ့စက်တိုက် PRP ပြစ်ခတ်နိုင်တဲ့သူ့စွမ်းအားက integration အဆင့်ကျင့်စဉ်ကျင့်သူတယောက်မော်ပစ္စည်းသုံးပြီးပြစ်တယ်လို့မျိုးပဲဒီလိုလက်နက်တွေနဲ့ဆို Celestial Abyss ဂိုင်းကိုတိုက်ဖို့ဖြစ်နိုင်ခြေရှိတယ်စစ်တီတိုင်းမှာစက်တနက်ကိုစီရှိမယ်ပြီးတော့လက်ပစ်ပုံမျက်ရည်ယိုဘုံမော်တာတွေလည်းရှိမယ်ဆာယာငါတို့တယောက်ကိုတရအချိုးနဲ့တိုက်နိုင်မလားဟုတ်တယ်တကယ်နိုင်မယ်ဒီလိုပြစ်အားမျိုးနဲ့ Celestial Abyss ဂိုင်းကိုတိုက်တာကဖြစ်နိုင်ုံတင်မကဘူးငါလုံနိုင်မယ်လို့ယုံကြည်တယ်ဒါပေမဲ့ငါတို့ view ဟာလိုတယ်အကျန်းဖက်နီးမဟုတ်ဘူးအကျန်းဖက်နီးမဟုတ်ပဲနီလန်တစ်သုံးမယ် Blitzkrieg ရဲ့အဓိကအချက်၃ချက်ကမြန်နှုန်းအားတင်စေမှုနဲ့အချက်ချနေရာတွေကိုအာယုံစိုက်တိုက်ခိုက်ခြင်းပဲ Celestial Abyss ဂိုင်းကရှုံးနေထားရတာငါတို့တိုက်မယ်လို့သူတို့ဘယ်တော့မှမထင်ထားဘူးအခုမိုးကြိုးလိုအရှိန်နဲ့တိုက်မယ်သူတို့ဘာဖြစ်နေမှန်းမသိခင်မှာပဲအချက်ချနေရာကိုတိုက်မယ်ငါတွက်ချက်ပြီးဒီကနေ Celestial Abyss ဂိုင်းရဲ့တောင်ပေါ်တကားအထိကျင့်စဉ်ကျင့်သူတွေကဓာစီပြီးပြန်လာတယ်ဒါပေမဲ့တာမန်လူတွေကမြင်းစီပြီးမနာတန်းသွားရင်တရက်နဲ့တညဆိုရောက်တယ်ငါတို့အဲ့ဒီအချိန်ခြားနာချက်ကိုအသုံးချမယ်ဒါပေမဲ့ဂိုင်းကာကွယ်ရေးအစီအရင်ကဘယ်လိုလုပ်မလဲမော်ရာကြီးတစ်ဆက်လုံးပြစ်ခတ်မှုနဲ့သူတို့အစီအရင်မှာအပေါက်မဖောက်နိုင်ဘူးဆိုတာငါမယုံဘူး Celestial Abyss ဂိုင်းရဲ့အစီအရင်ကရှေ့ခေတ်ကလေးကရှိတာ Tribulation Transcendence အဆင့်ကျင့်စဉ်ကျင့်သူတောင်ထောက်လို့မရဘူးမင်းရဲ့အတုံးမကျတဲ့မော်ရာတွေကအဲ့ဒါကိုအချစ်ရတော့မလုံနိုင်ဘူးမော်ရာတွေပဲငါမှရှိတယ်လို့ဘသူပြောလဲဒါတင်မကသေးဘူးငါမှလှဲ့ကွက်တွေကုံသွားရင်တော့မင်းရှိသေးတယ်လေငါတို့ရဲ့ချစ်လစွာတော့တန့်စင်သူမမင်းကတော့ရှက်ဖို့ကောင်းလိုက်တာစစ်ပွဲဆိုတာလှည့်စားခြင်းပဲငါ Celestial Abyss တောင်းကိုဘလို့စီးနှင်းပြီးတောင်းကိုအရှင်ဖမ်းမလဲဆိုတာထိုင်ကြည့်နေလိုက်လို့ကန်ဒါပေမဲ့ integration အဆင့်အကြီးအကဲတွေခိုင်းချုပ်နဲ့ Maya Grand အကြီးအကဲတွေကိုဘလို့လုပ်မလဲအဲ့ဒီလိုအစွာတန်းထက်တဲ့သူတွေကိုဘလို့ရင်ဆိုင်မလဲငါမှဒါရှိတယ်ဒါကအယောင်မဲ့ပြီးဘသူမှမမြင်နိုင်ဘူးမင်းက integration ကျင့်စဉ်ကျင့်သူပဲဖြစ်ဖြစ် Maya ကျင့်စဉ်ကျင့်သူပဲဖြစ်ဖြစ်အဲ့ဒါကိုတစ်ချက်ရှူလိုက်တာနဲ့မင်းမျောသွားမှာပြီးရင်သူတို့ကငါတို့လက်ထဲမှာပဲတကယ်ဆိုရင်ဘာစောင့်နေကြတာလဲညီကိုတို့လှုပ်ရှားကြဆိုလူတိုင်းလက်နက်တွေအသင့်ပြင်ထားစက်တနက်အဖွဲ့တိုက်ပွဲမှာတိကျဖို့မလိုဘူးမင်းတို့အလုတ်ကအဲ့ဒီအစစ်မြင့်ကျင့်စဉ်ကျင့်သူတွေကိုဖိနှိပ်ထားဖို့ပဲသူတို့ကိုလှုပ်မရအောင်ဖိထားစက်တနက်ငဲအဖွဲ့မင်းတို့ကရှေ့ပြေးတစ်ဖွဲ့ပဲ Celestial Abyss တောင်ထဲရောက်တာနဲ့လှုပ်ရှားသမျှအကုန်ပြစ်ကြည်စံမချန်နဲ့ဟုတ်ကဲ့ Master Logan ညီကိုတို့ Celestial Abyss ဂိုင်းစီချီတက်ရမှာစကားမများနဲ့တော့ငါတို့အတွက်လမ်းတစ်ခုပဲရှိတယ်အောင်ပွဲပဲထွက်ကြတော့မင်းပြန်ရောက်ပြီလား Ikari Serafina ကိုဖမ်းမိပြီလားတတိယအကြီးကဲတိုက်ခိုက်လိုက်ရင်ကောင်းကင်ကမိုးကြိုးပစ်တယ်လို့ပဲမင်းတို့မျိုးပျက်စီးနေလောက်ပြီးပျက်စီးရမှာလားငါနိုင်ချင်းခံပြီးပြေးလာခဲ့ရတာငါခေါ်သွားတဲ့တပည့်တစ်ထောင်လုံးအကုန်သေးကုန်ပြီးမင်းမပြောလိုက်တယ်လုံးဝပျက်စီးသွားတာဟုတ်တယ် Serafina ကသူ့စွမ်းအားအပြည့်ပြန်ရရင်တော့မင်းနဲ့ Daily Transformation Nascent စုတပည့်တစ်ထောင်ကိုမနိုင်ဘူး Serafina ဘေးကတာမန်လူကြောင့်ဖြစ်တာLoganလို့ခေါ်တဲ့သူကတာမန်လူတွေကိုဥဆောင်ပြီးမှောက်မိုက်တဲ့ပညာရက်တွေချိန်စာတင်လက်နက်တွေတုံးတာအလွန်အန္တရာယ်များတဲ့ဝိညာဉ်မြင့်မရှိတဲ့တာမန်လူတစ်ယောက်ကမင်းရဲ့ထိတ်တန်းကျင့်စဉ်ကျင့်သူတစ်ထောင်ကိုချေမုန်းလိုက်တာတော့မင်းယူသွားပြီလားမင်းကိုပြောတာအဲ့ဒီချိန်စာတင်လက်နက်တွေကတချို့ဆိုမိုင်ပေါင်းများစွာကနေခေါင်းကိုဖောက်ထွက်နိုင်တယ်တချို့ကလည်းလေထဲကနေမိုးကြိုးတွေကိုဆင့်ခေါ်နိုင်တယ်အကြောက်ဆုံးချက်ကတော့တာမန်လူတိုင်းကအဲ့ဒီချိန်စာတင်လက်နဲ့တလက်စီကင်ထားတာပဲတာမန်လူတွေကပြင်ပကိရိယာတွေတုံးပြီးကျင့်စဉ်ကျင့်သူတွေကိုအနိုင်ယူလိုက်တာတမိုင်းမှာတစ်ခါမှမကြားဘူးအဲ့ဒီလိုကန်ရဲ့မူလအစကတန်တရားဖြစ်เสียရပဲသူကနတ်ဆိုးကိုင်းနဲ့ဆက်နွယ်နေတာဖြစ်ရမယ်မာစတာလိုကန်ရဲ့မှောက်မိုက်တဲ့စွမ်းအားတွေကကြောက်ဖို့ကောင်းပြီးအလွန်အန္တရာယ်များတဲ့ဂိုင်းရှင်တန်းဖို့ဆိုရင် Grand ကြီးကဲပဲသူ့ကိုဖိနှိပ်နိုင်မယ်ဂိုင်းနေရာကမစိုးဘူးကာကွယ်ရလွယ်ပြီးတိုက်ရက်ခတ်တဲ့ရှုခင်းတွေကလည်းလှတယ်လီယာရာမင်းက Celestial Abyss ဂိုင်းရဲ့တန့်စင်သူမဆိုတော့ဒီနေရာကိုအတိဆုံးပဲဘလို့တိုက်မလဲရှေ့တောင်ကအပြင်ဘက်တကားပေါက်အစင်းနှိပ်တပည့်တွေရှိတဲ့နေရာဘိုးတောင်ကအတွင်းဘက်တကားပေါက်နတ်ဆန်ဆိုကျင်းစင်ကျင်းသူတွေကုန်ရှိတယ်အရေးကြီးဆုံးကနောက်ကျောတောင်ဂိုင်းရဲ့တားမြစ်ဆုံးကျန်းစာခန်းနဲ့အကြီးအကဲခန်းတွေအဲ့ဒီမှာရှိတဲ့သဘောပေါက်ပြီးရှေ့ကအစပြုဆုံးအလဲကထိတ်တန်းဆုံးနောက်က boss ဆုံးလမ်းကြောင်းကရှင်းသွားပြီးငါကိုယ်တိုင်စက်တနက်ငယ်သမားတရကိုခေါင်းဆောင်ပြီးရှေ့ပြေးတက်ဖွဲ့လုပ်မယ်အတားအဆီးတွေကိုရှင်းပြီးလမ်းဖွင့်မယ်တက်မူးဝီလိုမင်းကနတ်ဆန်ဆိုကျင်းစင်ကျင်းသူတရကိုခေါ်ပြီးလေးလံတဲ့စက်တနက်တွေနဲ့အပေါ်ကနေပြစ်ကူပေးGarrison တက်ရင်မင်းတို့ရဲ့အမြောက်တက်ရင်ကလိုအပ်တဲ့နေရာတိုင်းမှာပြစ်ကူပေးရမယ်ငါညွန်ပြတဲ့နေရာတိုင်းမှာမင်းတို့ကြီးစံတွေကြားရမယ်ဟုတ်ကဲ့ဆာရာမင်းကနောက်တန်းကိုထိန်းထားကြံရစ်ခဲ့တဲ့သူတွေကိုရှင်းလင်းပြီးငါတို့ရဲ့နောက်ဆုံးမဲ့လမ်းကြောင်းနဲ့ဘေးဘက်တွေကိုလုံခြုံအောင်လုပ်ထားအားလုံးနားလည်ထားဒါက Blitzkrieg စစ်စင်ရေးပဲပြစ်မှတ်ကနောက်တန်းတောင်ကအကြီးအကဲခံမဲ့လမ်းမှာတိုက်ဖို့မရက်နဲ့နားလည်ပါပြီး Master Logan Celestial Abyss ဂိုင်းရဲ့ကာကွယ်ရေးအစီအရင်ပွင့်သွားပြီး Garrison မော်တာရီအကုန်ဒီယူလာခဲ့အဲ့ဒီအစီအရင်ကိုငါတို့မှရှိတာနဲ့အကုန်ပြစ်ခွဲတနေရာတဲ့ကိုအာယုံဆိုင်ပြီးအပြင်းထန်ပြစ်ခတ်အပေါက်ပွင့်သွားပြီးညီကိုတို့ငါနောက်လိုက်ခဲ့တာမန်လူတွေအတွက်တာမန်လူတွေအောင်ပွဲအတွက်ဟိုမာကြီးကာကွယ်ရေးအစီရင်ပွင့်သွားပြီးဘသူဖောက်ဝင်လာတာလဲမင်းတို့ဘသူတွေလဲ Celestial Abyss ခိုင်းကိုဘလို့ရဲနဲ့ကျူးကျော်ရဲတာလဲတပည့်အတုံးမကျတဲ့ Cyrus ပါအကြီးကဲတွေနဲ့တူအရေးတကြီးကိစ္စအတွက်လာတာပါတရားမှတ်နေတာကိုအနောက်ရှက်ပေးမိလို့တောင်းပန်ပါတယ် Grand ကြဒီကဲကျွန်တော်တို့တရားကျင့်ရကနေထွက်လာဖို့တောင်းပန်ပါတယ်ဘာကိစ္စကြောင့်ငါကိုယ်တိုင်ထွက်လာရမှာလဲတတိယအကြီးကဲတော်ရန်တလားလောက်ကသူက Azure မျိုးကို Ikari Serafina ကိုဖမ်းဖို့သွားပေမဲ့ဆူဆူရွရွရှုံးနေခဲ့တယ်ထိတ်တန်းတပည့်တစ်ထောင်နီးပါးပျက်စီးခဲ့ရတယ်ရန်သူကတာမန်လူတွေတုံးနိုင်တဲ့ကြောက်စရာ
ကောင်းတဲ့ချိန်စာတင်လက်နက်တွေကိုဘလို့ရလာလဲမသိဘူးဒီတိုက်ပွဲမှာငါတို့ရဲ့အကောင်းဆုံးတွေ1000ဆုံးရှုံးခဲ့ရတယ် Grand ကြီးကခမရကျွန်တော်အတွက်မတ်တက်ရက်ပေးရမယ်ငါသာအမြင်မပြေးခဲ့ရင်ဒီနေ့ဒီမှာရှိနေမှာမဟုတ်ဘူးဒီဘေးအနေနဲ့တစ်ခုလုံးကဆီရာဖီနာဘေးကလိုကန်လို့ခေါ်တဲ့တာမန်လူတယောက်ကြောင့်ဖြစ်တာတပည့်1000အပြည့်နဲ့ချီတက်သွားတာတာမန်လူအုပ်စုကိုရှုံးခဲ့တယ်မင်းတို့မှာငါစီလာရဲတဲ့တတိရှိသေးတယ်ပေါ့ကိုဘာသာဖြည့်ရှင်းကြမင်းတို့ကိုယ်တိုင်မဖြည့်ရှင်းနိုင်တဲ့အချိန်ကြမှာငါကိုယ်တိုင်ဝင်ပါမယ်ခိုင်းချုံနဲ့အကြီးကဲတို့ဆိုးရွားတဲ့သတင်းပဲခိုင်းရဲ့ကာကွယ်ရေးအစီအရင်ပွင့်သွားပြီးတောင်ကြီးကအစီအရင်ကိုဖောက်ဝင်ခံလိုက်ရပြီးအေဂရီရဲ့တက်တွေခိုင်းကိုတိုက်နေတာဖြစ်ရမယ်မဖြစ်နိုင်တာခိုင်းကာကွယ်ရေးအစီအရင်ကိုရှေ့ခေတ်ပညာရှိတွေခင်းကျင်းထားတာတာမန်လူအုပ်စုကအပေါ်စားလဲကွက်တွေနဲ့ဘလို့လှုပ်ဖောက်နိုင်မှလဲပြီးတော့အဂျော်မျိုးသားတွေကခုနကမှတိုက်ပွဲကြီးတိုက်ထားတာသူတို့မှာဘယ်ကအင်အားနဲ့ခိုင်းကိုတာဝေးပစ်ခတ်တိုက်ခိုက်မှလဲသူတို့မှာချီတက်လာဖို့အင်အားရှိရင်တော့ Celestial Abyss တောင်ကိုနင်းရဲမှာမဟုတ်ဘူးအပြင်ဘက်တကားကတပည့်တွေပေါ်စားလို့အစီအရင်ပျက်စီးတာဖြစ်မယ်တယောက်ယောက်ကိုသွားစစ်ခိုင်းလိုက်အဲ့လောက်ပါဘယ်စိတ်ပူစရာမလိုဘူးမဟုတ်ဘူးခမရတို့နားမလဲဘူးလိုကန်ကအယူတယောက်သူကကြောက်ရွံ့မှုမရှိသလိုစီးမြင့်တွေကိုလည်းဂယုမဆိုင်ဘူးသူ Celestial Abyss ခိုင်းကိုတိုက်မယ်လို့ပြောရင်တကယ်တိုက်မှာအကြီးကဲတော်မင်းလိုကန်ကိုအရန်ကြောက်ပြီးအကြီးကဲဂုံတိတ်ခါတောင်ပြောင်းနေပြီး Grand အကြီးကဲပြောပြီးမို့တွားကြရဲ့ရွှေမျိုးကိုချက်ချင်းပြန်တိုက်ဒီတခါငါကိုယ်တိုင်ဥဆောင်မယ်မှန်လိုက်တာခိုင်းချုပ် Celestial Abyss ခိုင်းကနှစ်ပေါင်း3000တိရှိခဲ့တာအခြေခံခိုင်မာတဲ့တာမန်လူအုပ်စုကိုဘလို့လောက်ကြောက်ရမှာလဲခိုင်းချုပ်ဘေးအန်ရဲ့တာမန်လူတက်ကတောင်ကိုတက်လာနေပြီးသူတို့ဗဟိုတောင်ကိုရောက်နေပြီးညီကိုတွေအများကြီးကြဆုံးနေပြီးမင်းပါပြောလိုက်တယ်ဘလို့လောက်ဒီလောက်မြင်ဖြစ်နိုင်မှာလဲအပြင်ဘက်တကားကအားနေပေမဲ့တပည့်တွေထောင်နဲ့ချီရှိတဲ့အစီရင်တွေထောင်ချောက်တွေလည်းအများကြီးပဲသူတို့ဗဟိုတောင်ကိုဘလို့လောက်ဒီလောက်မြင်ရောက်နိုင်မှာလဲမာစတာလိုကန်ရှိမှာကျင့်စဉ်ကျင့်သူရာနဲ့ချီပိတ်ဆို့ထားတယ်မာစတာလိုကန်ရှိမှာကျင့်စဉ်ကျင့်သူရာနဲ့ချီပိတ်ဆို့ထားတယ်အားလုံးကကျင့်စဉ်အစင်းမြင့်တဲ့သူတွေပဲကြီးစံလဲနဲလာပြီးအတင်းဝင်တိုးရင်အချိန်ကုန်မဲ့ Celestial Abyss ခေါင်းကအလွယ်တကူအနိုင်ယူလို့ရတဲ့သူတွေတော့မဟုတ်ဘူးဘာပဲဖြစ်ဖြစ်ဒါက Celestial Abyss ခေါင်းရဲ့မြင့်မြတ်တဲ့နှလုံးသားပဲအပြင်တကားကိုဖောက်ဝင်ခဲ့တာတင်ရာဇဝတ်မှုမြောက်နေပြီးအခုဗဟိုတောင်ကိုပါမျက်စိကျရဲတဲ့ပေါ့ယူမိုက်လိုက်တာဒူးထောက်အရှုံးပေးကြမဟုတ်ရင်ခမများတို့အလောင်းကိုအကောင့်အတိုင်းထားပေးမယ်ဒါမှမဟုတ်ရင်ငါတို့အကြီးကဲတွေရောက်လာရင်ခမများတို့ဝိညာဉ်တွေပါပျက်စီးသွားလိမ့်မယ်ငါတို့ဗဟိုတောင်မှာ Nathan ဆိုကျင့်စဉ်ကျင့်သူတွေတိတ်လို့ပဲ Daily Transformationဆရာကြီးတွေမိုးလိုပဲ Void Refinement အဆင့်ရှိတဲ့သူတွေကအဆောင်တွေပဲခမများတို့တာမန်လူတွေကဖျက်နိုင်မယ်လို့ထင်နေတာလား Master Logan အတင်းပဲပြစ်ခွဲကြဆိုဒီကျင့်စဉ်ကျင့်သူတွေကအယမ်းမှန်တက်နေတာဒီတခင်လေးတွေကအခြေအနေမှန်ကိုမသိသေးဘူးကောင်းပြီးသူတို့ကပြချင်နေတာဆိုတော့တက်မှုဝီလိုလေးလံတဲ့စက်တနက်တွေနဲ့မြေပြင်ကိုရှင်းလိုက်ကောင်းကင်မှာရှိတဲ့သူတွေကဘာလုပ်နေတာလဲဘာဖြစ်ဖြစ်ဒီနေ့ငါတို့စီမှာညီကိုတွေအများကြီးရှိတယ်သူတို့ကိုကြောက်နေစရာလိုလို့လားကိုယ့်ရည်ချင်းကိုမသိတဲ့အယူအုပ်စုတွေသူတို့တွေကတယောက်ယောက်ဒီနေရာကိုကြော်သွားရင်ဒီနေ့ငါကျင့်စဉ်ကိုငါကိုယ်တိုင်ဖျက်ဆီးဖြစ်မယ်ပြစ်ကြအဲ့ဒါဘာလက်နဲ့လဲမပြေးရင်တေးမှာပဲဘာဖြစ်ဖြစ်အကူညီကျေးဇူးပြုပြီးကူညီပါငါမသေးချင်ဘူးပြေးနေပြီးမင်းတို့မန်တက်နေတော့ကမှကြိုက်တဲ့ပုံမှန်အရှိန်နဲ့ဆက်သွားအတားစီအားလုံးရှင်းသွားပြီးတက်ဖွဲ့အားလုံးဆက်ချီတက်နောက်တန်းတောင်ကအကြီးကဲခန်းကိုချိန်ညီကိုတို့ပိုတွန်းအားပေးဗဟိုတောင်ကိုဖောက်ဝင်ပြီးတာနဲ့ Celestial Abyss ခိုင်းရဲ့နှစ်ပေါင်း3000စုဆောင်းထားတဲ့ယတနာတွေကျန်းစာခန်းမော်ပစ္စည်းခန်းအခမီခန်းအကုန်ငါတို့ပိုင်ပြီးအထဲမှာကျင့်စဉ်စာအုပ်တွေဒဏ္ဍာရီလာလက်နက်တွေနဲ့ဆေးလုံးတွေရှိတယ်လိုချင်တာအကုန်ယူတိုက်ခိုက်ပြီးအကုန်သိမ်းခိုင်းချုပ်ရန်သူတွေအယမ်းမြန်နေတယ်ငါတို့မထိန်နိုင်တော့ဘူးဗဟိုတောင်ကျသွားပြီးမင်းပါပြောလိုက်တယ်ထိတ်တန်းကျင့်စဉ်ကျင့်သူရာပေါင်းများစွာနဲ့ထိတ်တန်း Daily Transformation ဆရာကြီးဒါဇင်နဲ့ချီအစီရင်တွေနဲ့ပါသူတို့မိတိုင်တိုင်းလောင်တဲ့အချိန်လောက်တောင်မခံဘူးလားဒါဆိုဆီရာဖီနာရဲ့တက်တွေတကယ်ပဲဒီအထိတိုက်ခိုက်လာတာလားဆီရာဖီနာကိုယ်တိုင်တိုက်တာလားဆီရာဖီနာကိုလုံးဝမတွေ့ဘူးဒါပေမဲ့ငါတို့တခါမှမမြင်ဘူးတဲ့လက်နက်တွေကင်ထားတဲ့တာမန်လူအုပ်စုပဲပောက်ကွဲတန်တိုင်းကမိုးကျိုးလိုပဲခံနိုင်ရင်မရှိဘူးဒါဘလို့ဖြစ်နိုင်မှာလဲ Celestial Abyss စကိုင်းကကောင်းကင်အောက်မှာအကြီးဆုံးဂိုင်းလေတာမန်လူတွေကိုတော့ဘာလို့မနိုင်တာလဲအတုံးမကျတဲ့ကောင်တွေမင်းတို့အကုန်လုံးတိုက်ပွဲမှာကြောက်လန့်နေကြတာပဲလမ်းရှင်းပေးတဲ့နိုင်ငံလုံးက Celestial Abyss ဂိုင်းတောင်မနိုင်တဲ့ရန်သူကဘလို့လူလဲဆိုတာငါကိုယ်တိုင်သွားကြည့်မယ်ဘသူလဲ Celestial Abyss ဂိုင်းရဲ့တာမြင့်နယ်မြေတွေကိုကျူးကျော်ပြီးငါတို့တပည့်တွေကိုတက်ရဲတယ်ပေါ့ငါက Israel မျိုးရဲ့လုံခြုံရေးအကြီးအကဲ Agri Serafina ရဲ့ဝင်ကြီးချုပ်နာမည်က Logan ဒါဆိုမင်းကအဲ့ဒီတာမန်လူ Logan ပေါ့ဂိုင်းချုပ် Cyrus ပဲအဖြစ်မယူပါနဲ့ခင်ဗျားတို့ Celestial Abyss ဂိုင်းမှာအကြီးအချင်းရှိတဲ့သူတယောက်မှမရှိဘူး Logan ခင်ဗျားကတာမန်လူတွေကိုစူးစီးပြီးငါတို့တကားကိုတိုက်တယ်ပြီးတော့ပါဇက်ကလည်းဂိုင်းဆိုင်သေးတယ်ခင်ဗျားတည်တင်နေပြီးတော့ Serafina Agri အနေနဲ့ဒီလိုအယူနဲ့ပူပေါင်းပြီးဖြောက်မှတ်တဲ့ဂိုင်းကိုတက်ဖြတ်ရဲတယ်ပေါ့ဘာခွင့်ရေးနဲ့လဲမင်းကလူစိတ်ညံတဲ့နယ်မြေကိုအုပ်ချုပ်ရမှာ Cyrus အခုထိလည်းအခြေအနေကိုပြောင်းပြန်လန်ဖို့စူးစမ်းနေတော့မယ်ဘာအကြောင်းရင်းမှမရှိပဲငါ့ကိုလိုက်ရှာခဲ့တာဘသူလဲအရေးထဲကနေငါ့ကိုဖျက်ဆီးခဲ့တာဘသူလဲဂိုင်းချုပ် Cyrus ငါကပွင့်လင်းတဲ့သူပါအရင်ဆုံးမေးခွန်းအနှဲငယ်လောက်မေးပါရစေခမ ्या က Agri ဟာနတ်ဆိုးကိုင်းနဲ့ပူးပေါင်းတယ်လို့အမြဲပြောနေတာတတိပြဇန်ဒုတိယချက်ခမ ्या ရဲ့တတိယအကြီးကဲတော်အန်ပဋိပက္ခတွေကိုအမြဲဖန်တီးနေတဲ့သူကပဲနတ်ဆိုးကိုင်းနဲ့တကယ်ပူးပေါင်းနေတာလူကန်မင်းဘလောက်ပဲရှာကျွန်းကျွန်းဒီနေ့မင်းရဲ့တေချင်းတရားကနေမလွတ်မြောက်နိုင်ဘူး Serafina တကယ်ပဲနတ်ဆိုးကိုင်းနဲ့ပူးပေါင်းသလားဆိုတာကတော့အရေး
ရေးမကြီးတော့ဘူးစီရာဖီနာဘယ်သူနဲ့မှမပူးပေါင်းခဲ့ရင်တောင်ဘာဖြစ်လဲ Celestial Abyss ဂိုင်းကနှစ်ပေါင်း3000တည်ရှိခဲ့တာငါတို့ကကောင်းကင်အောက်မှာအကြီးဆုံးဂိုင်းပဲဘာလို့မိမတယောက်ကိုဥညွှန်ရမှာလဲမှန်တယ် Celestial Abyss ဂိုင်းကတယောက်ယောက်ကိုတက်ချင်ရင်အကြောင်းပြချက်လို့လား Celestial Abyss ဂိုင်းကတရားမျှတခြင်းပဲဂိုင်းချုပ်ဒီလိုအားနည်းသူတွေနဲ့စကားပြောတာရက်လိုက်ပါဂိုင်းချုပ်အနေနဲ့လက်ညှိစရာမလိုပါဘူးငါရဲ့ mid stage integration အဆင့်ကျင့်စဉ်နဲ့တင်သူတို့ကိုအပီးတိုင်ချေမှုန်းဖို့လုံလောက်ပါတယ်ပစ္စမအကြီးကဲတတိထားသူတို့ကိုမပေါ်ဆနဲ့လိုကန်ရဲ့နီးလန်းတွေကကောက်ချစ်ပြီးတည်စေနိုင်တဲ့ကာကွယ်ဖို့မဖြစ်နိုင်ဘူးသူတို့ကငါတို့ကိုအားနည်းသူတွေလို့ခေါ်နေတာ integration အဆင့်ဆရာကြီးကိုစောင့်ခိုင်းမနေနဲ့တက်ဖွဲ့အားလုံးတန်းငွေကမျက်နှာဖုံးတက်ကောင်းပြီးဒါဘာအတိတ်ပဲလဲမင်းတို့တည်တော့မှာကိုဒီလိုရေးစရာကောင်းတဲ့မျက်နှာဖုံးတွေတက်နေတာလားငါတို့မေ့မျောမသွားအောင်တေချာအောင်လုပ်တာဒါဘာတွေလဲငါကောင်းတွေဘာလို့မိကိုတွေထွက်နေတာလဲအရာအားလုံးဘာလို့လဲနေတာလဲဒီမိကိုကအစိတ်တင်တာအခုမှတိတာနောက်ကျသွားပြီးပြီးဆုံးသွားပြီး Celestial Abyss ဂိုင်းတကယ်ပဲပြီးဆုံးသွားပြီးကောင်းပြီးအားလုံးမျက်နှာဖုံးချုပ်မိကိုတွေအတော်ရှင်းသွားပြီးရှိုးကြည့်မနေနဲ့အလုပ်လုပ်ဒီလူတွေကိုတင်းတင်းကြပ်ကြပ်ချီနှောင်ထားအထူးသဖြင့် peak integration အဆင့်ဂိုင်းချုပ် Cyrus နဲ့အဲ့ဒီ mid integration အဆင့်အဖိုးကြီးကိုစာယာသူ့ကိုကျိုးပိုကြီးကျိုးတဲ့နဲ့တင်မလုံလောက်ဘူးသူတို့ကျင့်စဉ်ကအယမ်းမြင့်နေသူတို့နိုးလာပြီးရုံးရင်ပြဿနာတက်လိမ့်မယ်သူတို့ရဲ့ခေါ်နေရာတွေကိုထပ်ပြီးတစိတ်ခတ်ပေးရမယ်တာမန်လူထက်ပိုအားနေတော့အောင်တင်းတင်းကြပ်ကြပ်ချုပ်ထားပြီးငါတစိတ်သုံးထက်ခတ်ထားတယ်ငါထက်အများကြီးပိုတော်တဲ့သူကအင်အားပြည့်နဲ့ဝင်မပါတဲ့၍သူတို့ဝိညာဉ်စွမ်းအားတစ်စက်မှမသုံးနိုင်တော့ဘူးတာမန်လူနဲ့ဘာမှမထူးတော့ဘူးတက်မူဝီလိုဂယ်ရီဆန်ကျန်တဲ့တပ်ဖွဲ့တွေကိုချက်ချင်းယူပြီး Celestial Abyss ဂိုင်းကိုအပီးတိုင်ထိန်းချုပ်လိုက်တောင်ပေါ်တကားကနေနောက်ကျောတောင်ထိခံမတိုင်ဂိုင်းတိုက်တိုင်းကိုပိတ်ဆို့ထား Celestial Abyss ဂိုင်းတပေတိုင်းကိုစူစီခုခံနေတဲ့သူတွေကိုရှင်းထုတ်ဂိုင်းချုပ်နဲ့အကြီးအကဲတွေအကုန်ဖမ်းမိပြီးငါတို့လည်းအရှုံးပေးတဲ့ပညာရှိဆိုတာဘယ်အချိန်မှအရှုံးပေးရမလဲတည်တယ်ဂိုင်းအတွက်တင်းနေစရာမလိုဘူးနှစ်တရာကျင့်စဉ်တွေအားလုံးအလကားဖြစ်သွားမယ်အရှုံးမရှိတဲ့ခုခံမှုတွေအတွက်ဆိုရင်ဝမ်းနည်းစရာကောင်းတယ်ငါတို့အရှသုံးပေးတယ်ငါတို့အရှုံးပေးတယ်ဒီ aura ကမဲရင်အဆင့်ပဲ Celestial Abyss ဂိုင်းရဲ့ Grand Elder အလာရိတရားကျင့်ရာကနေထွက်လာပြီးဒီ Grand Elder လိုကန်မင်းလွန်သွားပြီး Grand Elder အလာရိကနှစ်ပေါင်း300ကျော်တရားကျင့်နေတာသူ့စွမ်းအားကခံမှန်းလို့မရဘူးသူမဲရင်အဆင့်ကိုရောက်နေတာကြာပြီးအခုထွက်သွားရင်လွတ်နိုင်သေးတယ်ထွက်သွားဒါကနောက်ကျသွားပြီးနောက်ကျသွားပြီးဘလို့ပိုးမွားကငါရဲ့မြင့်မြတ်တဲ့နေရာကိုကျူးကျော်ပြီးငါတပည့်တွေကိုထိခိုက်အောင်လုပ်ပြီးတရားမှတ်နေတာကိုအနှောက်အယှက်ပေးရတာလဲမင်းလိုတာမန်လူတယောက်ကဒီလိုရုပ်မာတဲ့နီလန်းတွေကိုတုံးပြီးငါတပည့်တွေကိုထိခိုက်အောင်လုပ်ဖို့ဘလောက်တောင်ရဲတင်းလိုက်တာလဲဒီနေ့တော့နတ်ဖျားနဲ့တာမန်လူတွေရဲ့ကြွားချချက်ကိုငါတင်ပေးမယ်မင်းရဲ့ဝိညာဉ်တွေကွဲကြေသွားရင်ဘလို့နေမလဲဆိုတာသိရလိမ့်မယ်ဒီအဖိုးကြီးကအရင်လူတွေထက်အများကြီးပိုတန်ပါတယ်မင်းရဲ့ Celestial Abyss ဂိုင်းကငါ့ကိုပူပေါင်းကြံစည်ခဲ့တာငါဒီနေ့ဒီတောင်ကိုတိုက်ခိုက်တာပထမတစ်ခုကကိုကာကွယ်ဖို့ဒုတိယတစ်ခုကမင်းကိုအိမ်တန်ရှင်ရေးလုပ်ကူညီပေးဖို့ငါ့ကိုအိမ်တန်ရှင်ရေးလုပ်ကူညီပေးမယ်ဟုတ်လားစီရာဖီနာမင်းက Celestial Abyss ဂိုင်းအတွက်အိမ်တန်ရှင်ရေးလုပ်ဖို့အရေးချင်းရှိတယ်လို့ထင်နေတာလားဝိညာဉ်အမြင့်မရှိပဲအပေါ်စားကရိယာတွေကိုပဲအားကိုးတဲ့တာမန်လူကငါဂိုင်းကိုတိုက်ခိုက်ရဲတဲ့ပေါ့လိုကန်မင်းကိုအရင်ဆုံးစံနမူနာပြလိုက်မယ်တတိထားနက်လန်းစင်ရဲ့စစ်မှန်တဲ့စွာရှိမှမင်းရဲ့ကစားစရာကခေကကလေးကစားစရာပဲတေးဖို့ပြင်ထားအိုးငါမျက်လုံးတွေအိုးဘိုးကြီးဒီမှာပိုဆက်တဲ့အရာမဲရနာအစစ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီငရုတ်ကောင်းမှုကိုကြောက်ရလိမ့်မယ်ဒါပါအစိတ်လဲမင်းကတကယ်ကိုရုပ်မာတဲ့တာမန်လူပဲအာယုံဆူဆိုင်မှုမြင်မာတဲ့အိတ်စေးအိတ်ဆက်ဖို့အချိန်တန်ပြီးမင်းကကိုဘာလုပ်လိုက်တာလဲအဖိုးကြီးစကားများမနေနဲ့တော့အိမ်မက်လာမပါအထဲမှာမင်းလိုချင်တာတွေအကုန်ရှိလိမ့်မယ်ဒီမဲနဲ့ကျင့်စဉ်ကျင့်သူကတော့ငါအိပ်ပျော်သွားတာလားငါဘာတူလဲငါပဲမှာလဲငါနှစ်ပေါင်းများစွာတရားကျင့်ခဲ့တာဘာအတွက်လဲမာစတာလိုကန်ဂရန်ကြီးကဲကိုဘာလုပ်လိုက်တာလဲမင်းတို့ဘာလို့ဒီတိုင်းရဲ့ကြည့်နေတာလဲဒီအဖိုးကြီးကိုလာချီထားပြီးရင်သူ့ရဲ့ခုတ်ကိုတစိမ့်ခတ်တဲ့နေရှာသူနိုးလာရင်ငါဒုက္ခရောက်လိမ့်မယ်မာစတာလိုကန်တောင်ပေါ်ကတပည့်တွေအကုန်လုံးကိုဖမ်းမိပြီးမာစတာလိုကန်ဒီခမ်းမတွေထဲမှာကျင့်စဉ်စာအုပ်တွေမော်ပစ္စည်းတွေနဲ့ရှားပါးဆေးလုံးတွေရှိတယ် Celestial Abyss အကိုင်းရဲ့2000ပေါင်းများစွာစုဆောင်းထားတဲ့ကြွယ်ဝမှုတွေပဲကောင်းတယ်အရန်ကောင်းတယ်ဒီတိုက်ပွဲကတန်ပါတဲ့ပြန်ရောက်တာနဲ့တိုက်ခိုက်ခဲ့တဲ့စစ်တီတိုင်းကိုသူတို့ရဲ့ပံ့ပိုးမှုအတွက်စုချီးမြှင့်မယ်မာစတာလိုကန်ဒီနေ့တော့ဂယ်ရီဆန်မင်းကိုလုံးဝလေးစားသွားပြီးအဲ့ဒီ Grand ကြီးကဲကမဲနာအဆင့်ကျင့်စဉ်ကျင့်သူလေးမင်းရှိမှာသူအသက်တစ်ချက်တောင်မခံဘူးဒါငါရဲ့ကျွမ်းကျင်မှုမဟုတ်ပါဘူးအဖိုးကြီးကငါရဲ့ flash ဘုံကိုတက်တက်ကြည့်ပြီးအစင်သင့်ဖြစ်နေတာလေလိုကန်ဘသူအမှားလဲတကယ်တော့ငါအိမ်မက်မက်နေတယ်လို့ပဲ Celestial Abyss ဂိုင်းကတရက်ထဲနဲ့ပျက်စီးသွားပြီးဖြူဟာကရလက်ကိုဆုံးဖြတ်ပြီးကရိယာတွေကအောင်ပွဲကိုဆုံးဖြတ်တယ်လို့ငါအမြဲပြောနေတာပဲငါရဲ့ဖြူဟာမြောက်ညှိနှိုင်းမှုနဲ့ပြအားပြအောင်မှာကျင့်စဉ်ကျင့်သူတွေကဘဲတွေလိုပဲငါတို့ပြန်ရင်အရင်မြစ်တိုင်းကိုတုံးပြီးမင်းကိုပိုကြီးမာပြီးပိုတန်မာတဲ့တမတ်ကြီးကိုတင်နန်းပေးမယ်နန်းတော်ထဲမှာမာစတာလိုကန်ဝီလိုကျွန်တော်အရင်ကအလေးမထားခဲ့ဘူးစကားတွေလည်းမှားပြောမိတယ်အခုကိုယ်တိုင်မြင်ရတော့မှငါကရေတွင်းထဲကဖားတကောင်မှန်းသိလိုက်ရတယ်ဒီနေ့ကစပြီးဘယ်ကိုညွှန်မလဲငါတိုက်မယ် Celestial Abyss ဂိုင်းကျသွားပြီးမာစတာလိုကန်ရဲ့စွမ်းအားကိုကိုယ်တိုင်မြင်ရပြီးတော်လို့လူတွေရဲ့တစ္ဆာဖောက်မှုနဲ့ဂိုင်းထဲကပုတ်တိုးနေတာတွေကိုမြင်လိုက်ရတယ်ကျွန်တော်တို့ရဲ့ကွာတစိတ်ကိုဖွင့်ပေးဖို့တောင်းဆိုပါတယ်ကျွန်တော်တို့အကျွမ်းမဲ့အရှုံးပေးပြီးအေဂရီနဲ့မာစတာလိုကန်ကိုတစ္ဆာရှိဖို့ကတိပြုပါတယ်ဒီနေ့ကစပြီးအမှုတော်ထိုင်းရင်းနဲ့အပြစ်ဖြေပါမယ်ကောင်းပါပြီသူမကိုအခွင့်အရေးပေးလိုက်ကြဆိုအရှင်မင်းကြီးတရင်ဆိုးပါနေဆက်ကနေအရေးပေါ်တရင်ပို့လာတဲ့3ရက်လောက်ကနတ်ဆိုးကိုင်းကအနောက်ဘက်က Outlander တက်မတော်နဲ့ပူးပေါင်းပြီး Golden Pass ကိုအလွတ်ဝင်တိုက်ခိုက်လိုက်ပြီးမြောက်ဘက်နေဆက်ကတပ်စခန်းတွေကအသေးခံတိုက်ခဲ့ပေမဲ့လူအင်အားချင်းအရန်ကွာခြားနေတဲ့ Golden Pass ကျသွားပြီးဘာ Golden Pass ကျသွားပြီး Outlander တွေကျူးကျော်လာတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ Golden Pass ဆိုတာမြောက်ဘက်နေဆက်ရဲ့ gate တကားပဲအဲ့ဒါကျသွားရင်မြောက်ဘက်မြို့ဆက်3မြတို့ကချက်ချင်းအနေရရှိသွားပြီးနတ်ဆိုးကိုင်းနဲ့ Outlander တက်မတော်ကနောက်ထပ်တန်းစီချီတက်လာတော့မှအရှင်မင်းကြီးကျွန်တော်တို့ချက်ချင်းအခုတက်တွေပို့ရမယ်စောင့်
ကြောင့်ပါနတ်ဆိုးကိုင်းကအောက်ကွန်တွေနဲ့ပူးပေါင်းတယ်လို့ပြောလိုက်တာလားအောက်ကွန်တွေဆိုတာဘာတွေလဲကျွန်တော်ကဒီမှာအစ်စ်လေးမို့လို့ Desolate Realm ဆိုတာဘလို့အလုပ်လုပ်လဲမသိသေးဘူး Master Logan ရှင်းပြပေးပါဒီလိုပါငါတို့နေထိုင်တဲ့ကျေပြောတဲ့မြေကို Desolate Continent လို့ခေါ်တဲ့အရှင်မင်းကြီးရဲ့ Divine Emissary Dynasty ကအရှိပိုင်းနဲ့ဗဟိုပိုင်းကကျွဲဝတဲ့ဒေသတွေကိုထိန်းချုပ်ထားတာပါဒါပေမဲ့အနောက်ဘက်ကတဲကန်နာယာကြီးရဲ့ဟိုဘက်မှာတော့လုံးဝကွဲပြားတဲ့ကဘာတစ်ခုရှိတယ်အဲ့ဒီကလူတွေကငါတို့နဲ့အတွင်ပြင်စကားပြောပုံကျင့်စဉ်တွေလုံးဝမတူဘူးသူတို့အများစုကအရက်ရှိပြီးကြွတ်သားတောင်တင်းနဲ့ရွှေရောင်စပင်အပြာရောင်မျက်လုံးတွေနဲ့သူတို့ကမော်ပညာလို့ခေါ်တဲ့စွမ်းအားကိုကျင့်ကြတယ်သူတို့ကျင့်သူတွေကို Miss Mages လို့ခေါ်တဲ့ Miss တွေဟုတ်တယ်သူတို့ရဲ့မော်ပညာကကြောက်ဖို့ကောင်းတဲ့တချို့ကမီးရှံတွေရေခဲတော့ဒီကိုစင့်ခေါ်နိုင်တဲ့တချို့ကမြေပြင်နဲ့မုန်တိုင်းတွေကိုစေခိုင်းနိုင်တယ်ဒါပေမဲ့ငါတို့ရဲ့ဝိညာဉ်စွမ်းအားစနစ်နဲ့တော့လုံးဝကွဲပြားတယ်သူတို့ရဲ့စွမ်းအားကတကယ်ကိုအစစ်မှန်ပဲအစွမ်းထက်ဆုံး Miss တွေကမဲရဲ့ကျင့်သူတွေထက်တောင်တာလွန်နိုင်တဲ့အောက်ဘက်တွေကအမြဲမှန်တက်နေတတ်ပေမဲ့ဘောင်ကျော်ဖို့တော့မရဲခဲ့ဘူးအခုနတ်ဆိုးကိုင်းနဲ့ပူပေါင်းလိုက်တော့အနေရများသွားပြီးငါတို့က Celestial Abyss ကိုင်းကိုအနိုင်ယူလိုက်တာတရင်ပြန်သွားရင်ငါတို့ Dynasty မှာအောက်ဘက်တွေကိုခုခံမဲ့ထိတ်တန့်ကျင့်သူတွေရှိမှာမဟုတ်ဘူးလိုကန်ဒီတခါမင်းမှာအစီအစဉ်ရှိလားနေဆက်ကပြိုလဲတော့မလို့ဖြစ်နေပြီငါဘာလို့ရမှန်းတကယ်မသိတော့ဘူးစာရငါစဉ်းစားပါစေအောက်ဘက်တွေကိုကင်တွယ်ဖို့ front line ကိုကိုယ်တိုင်သွားကြည့်မှဖြစ်မယ်ရန်သူကိုတိကိုကိုတိရင်ဘယ်တိုက်ပွဲမဆိုအနိုင်ရမှာပဲမလားအရင်ဆုံးထောက်လန်းရေးလိုအပ်တယ်ဒါပေမဲ့အဲ့ဒါမတိုင်ခင်ပြင်ဆင်ရမယ်ဒီနေ့ Celestial Abyss ကိုင်းကဖမ်းမိတဲ့သူတွေနဲ့ယတနာတွေကိုမြို့တော်ကိုပြန်ယူသွားမယ်အဲ့ရောက်ရင်သူတို့ကိုပြန်လဲပညာပေးပြီးအသွင်ပြောင်းရမယ်အဲ့ဒါကအောက်ဘက်တွေကိုတိုက်ဖို့နောက်ထပ်တပ်ဖွဲ့တစ်ခုရလာမှာပဲ Master Logan D Celestial Abyss ကိုင်းကျင်သူတွေကရပ်ပိုင်းလောက်ကမှငါတို့ရဲ့အဓိကရန်သူတွေလေးပြန်ခေါ်လာရင်တော့သူတို့ကအရှင်မင်းကြီးကိုတကယ်သစ္စာရှိပါမလားအချိန်တန်ရင်ငါကိုယ်တိုင်သူတို့ကိုအကြောင်းပြချက်နဲ့ရည်ရွယ်ချက်တွေနဲ့တင်သွင်းပြမယ် Garrison သူတို့ကိုအရင်ပြန်ခေါ်လာခဲ့မင်းမှာ Azure မြို့မှာတာမန်လူတွေကိုလေ့ကျင့်ပေးတဲ့အတွေ့အကြုံရှိတယ်ဒီတခါတော့မင်းကိုအရင်မြစ်တွေပို့ပေးမယ်မြို့တော်မှာစစ်တီတွေပို့စုဆောင်လေ့ကျင့်ပေးဖို့အောက်ဘက်တွေကိုတိုက်ဖို့လူရင်အားအများကြီးလိုတဲ့ဒါဆို Master Logan ရဲ့အစီအစဉ်တိုင်းလောက်ကြဆိုဖမ်းမိသူတွေနဲ့စစ်တုံးပန်းတွေကိုယူပြီးမြို့တော်ကိုအမြန်ဆုံးပြန်ကြမယ်ဖမ်းမိသူတွေနဲ့ပစ္စည်းတွေကိုနန်းတော်ထဲကိုကျွန်တော်နဲ့လိုက်ခဲ့ပါအရင်ဆုံးအကျွမ်းတဝင်ဖြစ်အောင်ပြပေးမယ်ဒီနေရာကကျွန်တော်ပုံမှန်လေ့ကျင့်တဲ့နေရာဟိုဘက်ကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ခန်းတွေပဲလိုကန်လက်ရွမျိုးကနေ Celestial Abyss ကိုင်းတီအခုချိန်ထိဒီခီးလန်းကိုပြန်ကြည့်လိုက်တော့မင်းကိုကူညီဖို့အတွက်ကောင်းကင်ဘုံကဆေးလွတ်လိုက်တာလို့ယုံကြည်တယ်ဒါကြောင့်မင်းကိုငါရဲ့ထီးနှန်းကိုပေးအပ်ချင်တယ်ခဏလေးကျွန်တော်မှမင်းရဲ့ထီးနှန်းကိုစိတ်ဝင်စားမှုလုံးဝမရှိဘူးငါနောက်နေတာမဟုတ်ဘူးဒီခီးတစ်လျှောက်လုံးမင်းကကိုအချိန်ချင်းကဲတင်ခဲ့တယ်မင်းသာမရှိရင်ငါတင်နေလောက်ပြီးမင်းကိုကျေးဇူးဆက်ဖို့ဒါကတခုလေးသောနီလန်းပဲမဟုတ်ဘူးလုံးဝမဖြစ်နိုင်တာကျေးဇူးဆက်ဖို့နီလန်းတွေအများကြီးရှိပါတယ်ဘာလို့ဒါကိုပဲရွေးရတာလဲမင်းထီးနှန်းကိုမလိုချင်ရင်တခုတော့ဂတိပေးပါဘာဂတိလဲပြောပါမင်းကိုငါရဲ့ master ဖြစ်လက်ခံခွင့်ပြုပါဒီနေ့ကစပြီးမင်းကငါရဲ့အားကိုးရပါ master ဟုတ်လား Iglesia Fina ကဒီပုံမှာတကယ်ပဲသဘောကျနေတာလားမင်းသာသဘောတူရင်ဒီနေ့ကစပြီးမင်းပြောသမျှငါလုပ်ပေးမယ်ကောင်းပါပြီလေအဲ့ဒါမဖြစ်နိုင်တာတော့မဟုတ်ဘူးမင်းပြောမယ်ဆိုရင်သဘောတူပါတယ်ဆာရာဒီကိစ္စနဲ့ရှင်ရင်အောက်ဘက်တွေကျူးကျော်လာတာကပိုအရေးကြီးတယ်လို့ထင်တယ်လေ့ကျင့်ရေးကွင်းကိုငါနဲ့အတူလိုက်ခဲ့မလားဒီနေ့ပဲဒီအကျဉ်းသားတွေကိုငါစုစည်းပြီးပြန်လည်ပညာပေးတော့မယ်အဲ့ဒီအကျဉ်းသားတွေကိုအာယုံ site Celestial Abyss ဂိုင်းဝင်တို့ငါကလိုကန်ပဲမင်းတို့ရဲ့ဂိုင်းကိုဖျက်ဆီးခဲ့တဲ့တိုက်ခိုက်မှုကိုဥဆောင်ခဲ့သူမင်းတို့ရဲ့ဂိုင်းချုပ်နဲ့အကြီးအကဲတွေကိုကုန်ပစ္စည်းတွေလိုချီနှောင်ခဲ့တဲ့သူပေါ့မင်းကရုပ်မာတဲ့ဒီအတွက်မင်းပြန်ပေးဆက်ရလိမ့်မယ် Celestial Abyss ဂိုင်းကတရားမျှတတဲ့လမ်းစဉ်ပါမင်းတို့ရက်ကနတ်ဆိုးဂိုင်းနဲ့ဘာမှမထူးခြားဘူးခဏလေးငါကိုတခုလောက်မေးပါရစေငါဘာလို့ Celestial Abyss ဂိုင်းကိုဖျက်ဆီးခဲ့တာလဲမင်းတို့ဂိုင်းကနတ်ဆိုးဂိုင်းရဲ့လက်ကင်တွေဖြစ်နေလို့စစ်ပွဲစတင်ခဲ့တာဒါတင်မကသေးဘူးမင်းတို့ဂိုင်းမှာကျင့်စဉ်ကျင့်တဲ့အခါအရင်မြစ်တွေအရေးချင်းတွေအဆက်အသွယ်တွေဩဇာတွေနဲ့ဝါစင်တွေလိုတဲ့တာဝန်တွေထမ်းဆောင်ပြီးဆုလက်တွေရလာတဲ့အခါမှာတော့အများစုကဂိုင်းနဲ့အကြဤကဲတွေစီရောက်သွားတယ်မင်းတို့ဘသူအတွက်အသက်ပေးနေတာလဲကိုအတွက်လားဒါမှမဟုတ်မင်းတို့ကိုကရိယာတွေလိုသဘောထားတဲ့အပေါ်စီးကလူတွေအတွက်လားငါကမင်းတို့ကိုငါအမိတ်အောက်မှာလွတ်လပ်ခွင့်ပေးဖို့လာခဲ့တာမင်းတို့ရဲ့နောက်ခံဝိညာဉ်အမြင့်ဒါမှမဟုတ်အဆက်အသွယ်တွေကိုငါဂရုမစိုက်ဘူးအရေးကြီးတာကမင်းတို့ရဲ့စွမ်းဆောင်ရည်ပဲတရားမျှတမှုပဲသူပြောတာလုံးဝမှန်တယ်ငါ Celestial Abyss ဂိုင်းရဲ့အပြင်တကားမှာနှစ်90နေခဲ့တဲ့တာဝန်တစ်ခုလောက်တိုင်းကြောက်စိမ့်တရားရတဲ့80ကဂိုင်းစီရောက်ပြီး30ကအကြီးအကဲစီရောက်တယ်ငါအတွက်30ပဲကျန်တယ်အဲ့ဒါကျင့်စဉ်မဟုတ်ဘူးကျွန်ခန္ဓာမှန်တယ်ငါ30လောက်စူးစမ်းလေ့ကျင့်ခဲ့တယ်ငါမှာအရေးချင်းရှိတယ်စူးစမ်းတယ်ဒါပေမဲ့ energy ကြီးကဲတွေကိုပူဇော်ဖို့မသိတဲ့အတွက်နောက်ခံမရှိတဲ့အတွက်အပြင်တကားတစ်ပိတ်အဖြစ်ပဲကျန်နေခဲ့တယ်ပလုတ်တက်တဲ့သူတွေပဲအတိမတ်ပြုခံရပြီးတကယ်အလုပ်လုပ်တဲ့ငါတို့ကဘေးဖက်ခံရမှာလားဂိုင်းရဲ့ဈေးကွက်ကလည်းလိန်ညာမှုတွေပဲအခြေခံအကျဆုံးပြန်တန်းတဲ့ထားကတော့ကြောက်စိမ့်တရားနှိမ့်ဆက်ပေးရတဲ့ဂိုင်းကငါတို့ကိုနောက်တနည်းနဲ့ညှစ်နေတာပဲကောင်းကောင်းပြောတယ် Celestial Abyss ဂိုင်းပုတ်တိုးနေတာအဲ့ဒါကြောင့်ပဲငါမေးပါရစေအဲ့ဒီလိုဂိုင်းမျိုးအတွက်တေးပေးဖို့တန်လို့လားမတန်ဘူးဒီနေ့ကစပြီးငါအောက်မှာဖိနှိပ်မှုနဲ့အမျက်ထုတ်မှုမရှိစေရဘူးငါတို့ယုံကြည်တာကအကောင်းတဲ့သူကအားနဲ့သူကိုလမ်းပြပေးဖို့အတွေ့အကြုံရှိတဲ့သူကအစပြုသူကိုမြင့်တင်ပေးဖို့ပဲနောက်ဆုံးတော့အားလုံးစည်းလုံးမှုနဲ့တိုးတက်လာလိမ့်မယ်နေချင်တဲ့သူတွေဒီမှာပဲနေခဲ့သွားချင်တဲ့သူတွေသွားနိုင်တယ်မင်းတို့ရဲ့ခေါ်ကိုတစိတ်ခတ်ပြီးရင်ထွက်သွားခြင်းတဲ့သူတွေလွတ်လပ်စွာထွက်သွားနိုင်တဲ့ကောင်းပြီးဒီအချိန်ကစပြီးမင်းတို့က Celestial Abyss ဂိုင်းရဲ့အကျဉ်းသားတွေမဟုတ်တော့ဘူးငါအမိတ်အောက်ကစစ်တီတွေဖြစ်သွားပြီးတက်မှုဝီလိုအခုကစပြီးသူတို့ကိုတပ်ဖွဲ့တစ်တွေဖြစ်ပြန်ဖွဲ့စည်းငါတို့ရဲ့တာမန်စစ်တီတွေနဲ့ပူးပေါင်းပြီးအခြေခံစစ်တင်နှန်းစပေးအတူဆုံးအချိန်တွင်စီကန်းရှိပြီးနာခံမှုရှိတဲ့တပ်မတော်တစ်ကိုလိုချင်တဲ့ဟုတ်ကဲ့ပါဆရာနေပုံထိုင်ပုံတတိထားအရင်ကနာဆန်ဆိုကျင့်သူဖြစ်ခဲ့လို့ကိုအထူးတီးတက်လို့မထင်တဲ့ဒီမှာကျင့်စဉ်အဆင့်တန်းမရှိဘူးစီကန်းနဲ့အမိတ်ပဲရှိတယ်ဂယူဆိုင်ကြည့်ဒါက rifle တနက်ခလုတ်တစ်ချက်ဆွဲလိုက်တာနဲ့ခြေလန်းတရားအကွာကနေတေးစေနိုင်တဲ့အဆင့်တပေးကင်းလုံခြုံရေးခလုတ်ကို
ဖြုတ်အားကြီးသူကအားနည်းသူကိုလမ်းပြမယ်တာမန်လူနဲ့ကျင့်စဉ်ကျင့်သူအားလုံးတန်းတူပဲလောက်လောက်တွင်းမှာပဲဒီ Celestial Abyss ဂိုင်းကျင့်သူတွေကတိတိတတ်တာစီကန်းရှိလာပြီးလုံးဝမြုပ်နှံထားကြတာမယုံနိုင်စရာပဲ Master လိုကန်ရဲ့မိန့်ခွန်းအပြီးမှာတော့ဒီ Celestial Abyss ကအကျဉ်းသားဟောင်းတွေဟာစိတ်အားထက်သန်လာပြီးအရင်ကထက်ပိုစူးစမ်းလေ့ကျင့်လာကြတယ်ပြီးတော့သူတို့တယောက်ချင်းစီကလည်းတိတိတတ်တာပို့ပြီးလေးစားမှုရှိလာကြတယ် Master လိုကန်အရှင်မင်းကြီးသတင်းဆိုးပါမြောက်ဖက်နယ်ဆက်တက်စခန်းကနေအရေးပေါ်သတင်းပို့လာပါတယ်မြောက်ဖက်နယ်ဆက်မှာဘာဖြစ်လို့လဲပြောစမ်းရေးပေါ်သတင်းတစ်ခုရထားပါတယ်အောက်ဝန်တော်နဲ့နတ်ဆိုးကိုင်းမဟာမိတ်တွေက Golden Pass ကိုတင်ပြီးတဲ့နောက်ရက်မနေပဲတတုံးချောင်းခွဲပြီးတောင်ဘက်ကိုအင်အားပြည့်နဲ့ထိုးစစ်ဆင်နေပါတယ်မြောက်ဖက်နယ်ဆက်ခန်းစစ်တွေပြိုကျနေပါပြီမဲအနာကျင့်သူအဆောက်တက်မှု North ကသူ့တပ်တွေကိုဦးဆောင်ပြီးအသေးခံခုခံခဲ့ပေမဲ့ချေမုန်းခံရပြီးဆုတ်ခွာခဲ့ရပါတယ်အဆောက်တက်မှု North ကိုတိုင်းတောင်အောက်ဝန်တော်မော့ဆရာတွေကြောင့်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပါတယ်သူကအရှင်မင်းကြီးကိုမဲအနာအဆင့်ဒါမှမဟုတ်အဲ့ဒီထက်မြင့်တဲ့ကျင့်သူတွေဆေးလွတ်ပေးဖို့တိုင်းပြည်မှာရှိတဲ့ထိပ်တန်းအားလုံးကိုအကူတက်အဖြစ်စူးစီးပေးဖို့တောင်းဆိုနေပါတယ်မဟုတ်ရင်မြောက်ဖက်နယ်ဆက်ကြဆုံးပြီးမြို့တော်ကိုတိုင်းအနေရရှိသွားပါလိမ့်မယ်ငါတို့ဘယ်ကနေမဲရဲ့ကျင့်သူတွေကိုတွားရှာရမှာလဲ void refinement ဒါမှမဟုတ် integration ကျင့်သူအယောက်တရာတောင်စုဖို့မလွယ်ဘူးလူကန်ငါတို့ဘာလို့ကြမလဲဘာလို့ပြာရခတ်နေတာလဲသူတို့ကိုကြည့်လိုက်လောဝက်လောက်လေးကျင့်ပြီးပြုပြင်ပြောင်းလဲလိုက်တာဒီ Celestial Abyss ဂိုင်းကျင့်သူဟောင်း3000လုံးဝပြောင်းလဲသွားပြီးသူတို့ကိုလက်နက်ပေးလိုက်တာနဲ့ချက်ချင်းတိုက်ပွဲဝင်ဖို့အစင်သင့်ဘဲတာအပြင် Garrison အသစ်စုဆောင်းထားတဲ့တာမန်စစ်တီ9000ကလည်းတင်တန်းပြီးသွားပြီးသူတို့ကအောက်ဝန်တွေကိုတကယ်တိုက်ပွဲမှာတိုက်ချင်နေကြတာဒါပေမဲ့ဒါက Celestial Abyss ဂိုင်းကိုတိုက်တာနဲ့မတူဘူးဒီတစ်ခါအောက်ဝန်တွေကနတ်ဆိုးဂိုင်းရဲ့ကြောထောက်နောက်ခံတဲ့အင်အားလုံးရင်းနဲ့လာနေတာမဲအင်းဆရာကြီးတောင်နိုင်ခြင်းမနိုင်မဆရာစစ်ပွဲရဲ့ရလက်ကိုဆုံးဖြတ်တာကတူးချင်းရဲ့ကျင့်စဉ်အဆင့်တွေကြီးပဲဘယ်တော့မှမဟုတ်ဘူးအဖွဲ့အစည်းစီကံနီးပြူဟာနဲ့လက်နက်တွေပဲတက်မှုဝီလိုချက်ချင်းအမိန့်ပေးလိုက်တနာရီအတွင်းတက်မတော်တစ်ခုလုံးမြောက်ဖက်နယ်ဆက်ကိုချီတက်မဲ့ Garrison မင်းကထောက်ပံ့ရင်းနဲ့ပစ္စည်းစာရင်တွေ့ကိုကင်တွေအထူးသဖြင့်ဝိညာဉ်ကြောက်တုံးတွေနဲ့ဆေးလုံးတွေအကုန်ယူခဲ့ငါ system ဆိုင်ကိုမကြည့်ဖြစ်တာကြပြီးပစ္စည်းတစ်တွေဒီလောက်အများကြီးရှိနေမယ်လို့မထင်ထားဘူးမြေမြုပ်မိုင်းတွေကွက်တီပဲဒါတွေကဘယ်ခံစစ်ကြောင်းကိုမဆိုအကြီးကျယ်ခိုင်မာစေလိမ့်မယ်လေကြောင်းပံ့ပိုးမှုအတွက်လက်နက်တပ်ဆင်ထားတဲ့ drone တွေနဲ့တွဲသုံးလိုက်ရင်လုံးဝကွဲပြားတဲ့စစ်ပွဲအဆင့်ကိုရောက်သွားလိမ့်မယ်ပြီးတော့တကယ်အပြောင်းလဲဖြစ်စေမဲ့လေရင်ပစ်ဒုံးကြီးတွေပြန်တန်းနေတဲ့ကျင့်သူတွေကိုအချိန်တိုင်းအသေးချာထိမှန်စေတဲ့အကောင်းဆုံးကဒီအရာတွေကလောက်ချပြီးဘလို့ပဲဖြစ်ဖြစ်လိုက်လံပစ်ခတ်တာပဲမင်းတို့ဘလောက်ပဲမြ мян ရှောင်းပါစေကျင့်စဉ်အဆင့်ဘလောက်ပဲမြင့်ပါစေဒီအရာကတခါလောက်ချမိသွားရင်မင်းတို့ခံစားရတော့မှာပဲစနစ်ရည် rifle တနက်6000မော်တာ50မြေမြုပ်မိုင်း1000နောက်ပြီးလက်နက်တပ်ဆင်ထားတဲ့ drone တွေနဲ့လေရင်ပစ်ဒုံးကြီးတွေကိုဘတ်ဂျက်ရှိသလောက်လဲလှယ်ပေးပါဂုဏ်ပြုပါတယ်ကစားသမားရေးလဲလှယ်မှုအောင်မြင်ပါပြီးအခုလိုအရေးပေါ်စူးစီးလိုက်ရတာအကြောင်းရင်းကရိုးရှင်းပါတယ်မြောက်ဖက်နယ်ဆက်ကဝိုင်းပတ်ခံထားရတယ်ဆိုတဲ့သတင်းရလို့ပါအောက်ဝန်တွေကနတ်ဆိုးကိုင်းနဲ့ပူးပေါင်းပြီးတောင်ဘက်ကိုအင်အားအပြည့်နဲ့ထိုးစစ်ဆင်နေပါတယ်မင်းတို့အားလုံးလာတော်ကြာလေ့ကျင့်ခဲ့ကြတာအရေးချင်းတွေကိုပြေဝအောင်လုပ်ခဲ့တာဟာဒီလိုတကယ်တိုက်ပွဲမျိုးနဲ့ရင်ဆိုင်ဖို့ပါအဲ့ဒီနေ့ကဒီနေ့ပါပဲဒီစစ်စင်ရေးမှာငါတို့ရဲ့စွမ်းအားတွေကိုအဲ့ဒီမှန်တက်နေတဲ့အောက်ဘက်တွေကိုနားလည်အောင်ပြပေးရမယ်အခုတက်ဖွဲ့အလိုက်တန်းစီပြီးလက်နက်တစ်တွေကိုထုတ်ယူကြအချိန်သိမ့်မရှိဘူးဒါပေမဲ့မြောက်ဖက်နယ်ဆက်မရောက်ခင်မင်းတို့အားလုံးအခြေခံတွေကိုကျွမ်းကျင်နေရမယ်ငါတို့တခါမှမမြင်ဘူးတဲ့လက်နက်တစ်တွေပဲ Celestial Abyss ကိုင်းကိုတိုက်တုံးကသုံးခဲ့တာတွေထက်တောင်ပိုတန်မာပုံရတဲ့ Master Logan ကိုနောက်ကလိုက်ရင်ငါတို့မနိုင်တဲ့တိုက်ပွဲမရှိဘူးဒီမြောက်ဖက်နယ်ဆက်ကိုချီတက်တာကအနည်းအလွန်များပေမဲ့ Master Logan ရဲ့အစီအစဉ်တိုင်းဆိုရင် Celestial Abyss ကိုင်းကတင်စီရမိတဲ့မော်ပစ္စည်းတွေဆေးလုံးတွေနဲ့ကျင့်စဉ်စာအုပ်တွေကိုတိုက်ပွဲမှာစွမ်းဆောင်ရည်ပြတဲ့သူတွေကိုစုအနေနဲ့ပေးအပ်မယ်ကိုရည်ချင်းပေါ်မူတည်ပြီးလိုတလောက်ယူနိုင်တဲ့ရန်သူကိုပိုတက်နိုင်လေစုပိုရလေပဲမော်ပစ္စည်းတွေနဲ့ဆေးလုံးတွေကျင့်စဉ်စာအုပ်တွေကလည်းအကောင်းစားကြီးပဲငါ Celestial Abyss ခိုင်းမှာနှစ်တွေအများကြီးအလကားဖြုံးခဲ့တာအပြင်တကားမှာ10နှစ်လောက်ကျုံခံခဲ့ရပေမဲ့ဒီလောက်အရေးသွေးမြင့်ပစ္စည်းမျိုးတစ်ခါမှမရခဲ့ဘူးဒီလိုစုတွေရမယ်ဆိုရင်တော့လိုကန်အတွက်နောက်ဆုံးအချိန်ထိတိုက်ပေးဖို့အကြောင်းပြချက်ခိုင်းလုံးပါတယ်ရှေ့တန်းကအသေးစိတ်အစီရင်ခံစာရလိုက်တဲ့အခြေအနေကစိုးတဲ့အဆောက်တက်မှု North ရဲ့လက်အောက်မှာ void refinement ဒါမှမဟုတ်အဲ့ဒီထက်မြင့်တဲ့ဆရာကြီး9ယောက်ရှိတာ3ယောက်ကြဆုံးပြီး4ယောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့မြောက်ဖက်နယ်ဆက်ရဲ့အစင်းမြင့်တိုက်ခိုက်ရေးအင်အားကလုံးဝမရှိသလောက်ဖြစ်သွားပြီးအောက်ဝန်တော်နဲ့နတ်ဆိုးကိုင်းအင်အားစုတွေကအနည်းဆုံး9000ရှိပြီးမဲနဲ့အဆင့်ဒါမှမဟုတ်အဲ့ဒီထက်မြင့်တဲ့တိုက်ခိုက်ရေးသမားတွေအများကြီးပါဝင်နေတယ်ငါတို့ရဲ့လူအင်အားနဲ့ဒီလက်နက်တစ်တွေကတကယ်လုံလောက်ပါမလားစစ်တီ1000နီးပါးနဲ့ဒီလက်နက်တစ်တွေရှိရင်ငါတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားကအရင်ကထက်အများကြီးပိုတန်မာသွားပြီးငါမှမတုံးရသေးတဲ့ဖြူဟာတွေအများအားကြီးရှိသေးတယ်စိတ်အေးအေးထားဒီတိုက်ပွဲကိုအနိုင်ရနိုင်တဲ့အခြေအနေကငါတို့ဘက်မှာရှိတယ်အဆောက်တက်မှုတရင်ရလိုက်တဲ့အရှင်မင်းကြီးကသူ့စစ်တပ်နဲ့မြို့တော်ကနေထွက်ခွာလာပြီးအကူအညီပေးဖို့လမ်းမှာရောက်နေပြီးဘလောက်များလဲဘလို့အစွမ်းထက်သူတွေပါလာလဲမဲနဲ့မဟာမိတ်တွေပါလာလားအဆောင်တက်ဖွဲ့ဘလောက်ပါလဲအဆောင်တက်မှုအရှင်မင်းကြီးကအစင်းမြင့်ကျင့်သူတယောက်မှမခေါ်လာဘူးအတိကအင်အားစုကအသစ်စုဆောင်းထားတဲ့တာမန်စစ်တီ9000နဲ့ Celestial Abyss ခိုင်းကနေဖမ်းမိပြီးပြုပြင်ထားတဲ့ကျင့်သူ3000ပါသူတို့အများစုကအဆင့်နှိမ့်တွေပဲ integration အဆင့်ထက်ကျော်လာဆိုလို့အရှင်မင်းကြီးကိုယ်တိုင်ပဲရှိတယ်ဘာဒါယူလောက်တာပဲတာမန်လူ9000နဲ့အကျဉ်းသားကျင့်သူ3000နဲ့အောက်လန်တို့မော့ဆရာတွေကိုဘလို့တိုက်မှလဲဒါကအသေးခံချီတက်တာနဲ့ဘာမှမထူးဘူးအရှင်မင်းကြီးဘာလို့ဒီလောက်တောင်ပေါ်ဆက်ရတာလဲအဆောင်တက်မှုရှေ့တန်းကနေအောက်လန်တို့တက်အကြောင်းအစီရင်ခံစားလာနေပြီငါတို့စစ်တပ်ရဲ့နောက်ဆုံးခံစစ်ကြောင်းကိုသူတို့ဖောက်ထွက်လာပြီးမိုင်းတရတောင်မဝေးတော့ဘူးတိုက်ဖို့လူလည်းမကြံတော့ဘူးအစီရင်ခံပါတယ်အရှင်မင်းကြီးရောက်လာပါပြီအရှင်မင်းကြီးအခြေအနေကအရေးပေါ်ပါလေးစားစွာနဲ့ပဲမေးပြရစီအရှင်မင်းကြီးဘလောက်များတဲ့ထိတ်တန်းစစ်တီတွေခေါ်လာခဲ့တာလဲပြီးတော့ဘလောက်များတဲ့အစွမ်းထက်သူတွေပါလာတယ်လဲဦးလေးနော့ကျွန်တော်ခေါ်လာတဲ့အဓိကတပ်ဖွဲ့ကတာမန်စစ်တီ9000နဲ့ပြုပြင်ထားတဲ့ Celestial Abyss ဂိုင်းဝင်ကျင်းသူ3000ပါအရှင်မင်းကြီးကမြောက်ဖက်နဲ့စက်ကိုကဲတင်တာမဟုတ်ဘူးပိုဆိုးသွားအောင်လုပ်နေတာတာမန်လူ9000နဲ့အခုမှအရှုံးပေးတဲ့အကျဉ်းသား3000နဲ့အင်အားကြီးတဲ့အောက်လန်တက်မတော်ကိုဘလို့ရှင်တိုက်မလဲဒါဆိုအရှင်မင်းကြီး
ကြီးကိုတာမန်လူအနေငယ်လောက်ပဲအကူအညီဖြစ်ခေါ်လာဖို့လှည့်စားထားတဲ့သူကမင်းပေါ်ဦးလေးနော့စ်လိုကန်ကကျွန်တော်ရဲ့အသက်ကယ်သူပါသူက Celestial Abyss အခိုင်းကိုအနိုင်ယူဖို့ကူညီပေးခဲ့သူပါသူ့ရဲ့စွမ်းရည်တွေကို Divine Mystery မင်းဆက်တစ်ခုလုံးကသိပါတယ် Master လိုကန်မှာဝိညာဉ်အမြင့်မရှိကောင်းရှိမယ်ဒါပေမဲ့တာမန်လူကဒီကိုမရှုံးနိုင်တဲ့တက်မတော်ကြီးအဖြစ်ဖန်တီးနိုင်တဲ့စွမ်းအားရှိပါတယ်သူ့ရဲ့စစ်တီ8000ကိုစနစ်တကျချထားမယ်ဆိုရင်သူတို့ရဲ့စွမ်းအားကကျင့်သူတောင်းပေါင်းများစွာနဲ့ရှင်နိုင်ပါလိမ့်မယ်အဆောက်တက်မှု Not စောတကမတက်ပါနဲ့စကားပြောရတာလွယ်တယ်ရလက်ကိုပဲကြည့်ကြတာပေါ့မိုက်မဲတဲ့ကောင်မင်းဘက်သူနဲ့ရင်ဆိုင်နေရလဲမသိဘူးရောက်ဝင်တော့မော့ဆရာတွေကကြောက်ဖို့ကောင်းတဲ့စစ်တီတွေမင်းရဲ့အပေါ်စားနီလန်းတွေကစွမ်းအားကွာဟချက်ကြီးကိုကာကွယ်ပေးမှာမဟုတ်ဘူးဘာနီလန်းသုံးလကားပဲငါတို့လိုအပ်တာကမဲရင်နာအဆင့်အစွမ်းထက်သူတွေပါအစီရင်ခံပါတယ်အဆောက်တက်မှုလောက်တော့တက်မတော်ကငါတို့အနာကိုရောက်လာပြီးတက်ဆက်မိုင်မဲလို့တော့တယ်တိုက်ခိုက်နိုင်တဲ့အဆင့်မြင့်ကျင့်သူလည်းမရှိခန်းစစ်ကိုထိမ့်မဲ့မဆရာကြီးလည်းမရှိနောက်ဆုံးရွေးချယ်စရာကစုတ်ခွာဖို့ပဲအကုန်လုံးစုတ်ခွာဖို့အမိန့်ပေးလိုက်ငါတို့အင်အားကိုထိန်းထားမယ်စုတ်ခွာမယ်ဟုတ်လားဘာလို့စုတ်ခွာရမှာလဲအဆောက်တက်မှုအခုစုတ်ခွာလိုက်ရင်တောင်ဘက်မှာလွတ်နေတဲ့မြေပြင်ပဲရှိတော့မှဒီနေရာကခန်းစစ်အတွက်အကောင်စုံနေရပဲအစွမ်းထက်သူမရှိပဲဘာတိလို့လဲဒီနေရာမှာရက်တက်နေတာကတေချောင်းကျန်တာနဲ့တူတူပဲဦးလေးနော့စ်လိုကန်ကိုစမ်းကြည့်ပါစေသူရှုံးရင်ငါတို့စုတ်လို့ရပါသေးတယ်သူနိုင်ရင်ကောကျွန်တော်တို့တက်တွေကိုမာစတာလိုကန်ရဲ့ရှေ့ပြေးတဲ့အဖြစ်အသုံးပြုခွင့်ပေးပါအရှင်မင်းကြီးကပဲတောင်းဆိုနေမှာတော့သူအခွင့်အရေးပေးလိုက်ပါရှော့ကျွန်တော်ရှိပါတယ်စစ်တပ်တစ်ခုလုံးကိုစူစီပြီးစစ်မြေပြင်ကိုလိုကန်လက်ထက်အလိုက်သူရှုံးရင်အားလုံးကိုချက်ချင်းပြန်ခေါ်လာခဲ့တပ်ဖွဲ့ဝင်တွေအားလုံးနားထောင်မြင့်တဲ့နေရာရှာပြီးနေရာယူခန်းစစ်ကြောင်းတွေကိုမြ မြန်တိဆောက်ပြီးတိုက်ပွဲဝင်ဖို့ပြင်ထားအမြောက်တပ်မော်ဒါတွေကိုအမိတ်ပေးထားတဲ့နေရာမှာအတင်ထားရန်သူကပင်မလမ်းမကြီးပေါ်10မိုင်ကွာမှာရှိတဲ့ရန်သူဖြစ်တန်းရမယ့်နေရာတိုင်းမှာမြေမြုပ်မိုင်းတွေမြုပ်ထားစနိုက်ပါအဖွဲ့တွေခေါ်လာတဲ့မြင်းတဲ့နေရာရှာပြီးနေရာယူအမြဲလုံနေကြအတိုင်းအဆင့်မြင့်ပြီးကျင့်စဉ်မြင့်တဲ့ရန်သူတွေကိုတက်တဲ့ချိန်ပြစ်နားလဲပြီးဒရုန်းတပ်ဖွဲ့တွေအားလုံးအသင့်ပြင်ထားရန်သူမြင်တာနဲ့လူအုပ်ကြီးတွေကိုဓာတ်ရိုက်ပြန်တန်းဝင်ရောက်တိုက်ခိုက်သူတို့ဘာလုပ်နေတာလဲရန်သူကအနားရောက်နေပြီးခန်းစစ်ဖွဲ့မဲ့အစားတလုံးတွေနဲ့ကစားနေတဲ့ဟုတ်တဲ့အောက်ကန်တော်မော့ဆရာတွေကလေထဲကနေပြန်တန်းလာမှဒီစစ်တီတွေကမြေကြီးပေါ်လဲနေကြတဲ့အချိန်မီတောင်ပြေးနိုင်မှာမဟုတ်ဘူးအရှင်မင်းကြီးဒါဟာနောက်နေတာလားဦးလေးနော့စတီးခံပါမကြခင်နားလဲလာပါလိမ့်မယ်မာစတာလိုကန်ရဲ့တိုက်ခိုက်ပုံကတာမန်ချင်းသူစစ်တပ်နဲ့လုံးဝမတူဘူးမြောက်ပိုင်းအဆောက်တက်မှုလော့ဟေကန်ကအပြင်းထန်တန်းရရပြီးတေးလူမျိုးပါဖြစ်နေတယ်သူတို့ရဲ့ခန်းစစ်ကအနှဲငယ်ထိယုံနဲ့ပြိုကျသွားလိမ့်မယ်ဒီတိုင်းဆိုရင်အေဂရီကိုအရှင်လက်လက်ဖမ်းမိဖို့မကြတော့ဘူးဒီအရှိပိုင်းချင်းသူတွေကရုပ်ပိုင်းဆိုင်ရာဒီအရှိပိုင်းကျင့်သူတွေကရုပ်ပိုင်းဆိုင်ရာအရန်နုနေတဲ့ပြန်တန်းတဲ့ဓာတ်တွေနဲ့မော်ပစ္စည်းအကွက်တွေကိုပဲတိကျတာငါတို့စစ်တီတွေကတော့တကယ်ဆွမ်းအားနဲ့မော်ပညာကိုသုံးတာငါစစ်တူကြီးကတွေးဆနေပြီးပေါ်ဆမနေနဲ့အရှိပိုင်းကျင့်စဉ်လောကမှာရှေးဟောင်းမြင့်တွယ်မှုတွေရှိတယ်လှုပ်ဝက်နေတဲ့ဘလူးဟောင်းကြီးတွေရှိနေနိုင်သေးတယ်အကျွင်းမဲ့ဆွမ်းအားကိုရင်ဆိုင်တဲ့အခါဘလောက်ပဲပုံနေအရေးမကြီးဘူးအဆောက်တက်မှု North ကတိုက်ရိုက်ရှိမှာပဲရှိတယ်လို့တရားဝင်သတင်းရထားတယ်အမိတ်ပေးလိုက်မြအမြန်ချီတက်ကြတောင်ကုန်းမှာခန်းစစ်ပြင်နေတဲ့ရန်သူတက်ကိုတွေးလိုက်ရပြီးဒါပေမဲ့တခုခုတော့ထူးဆန်းနေတဲ့ရန်သူအင်အား1000လောက်ရှိပေမဲ့တဝက်ကျော်ကဝိညာဉ်စွမ်းရင်လုံးဝမရှိဘူးသူတို့ကတာမန်လူတွေလိုပဲကြံတဲ့ကျင့်သူတွေကလည်းအစင်းနှိမ်တွေပဲအရှိပိုင်းမှာလူကုန်သွားပြီလားငါတို့ရဲ့အင်အားကြီးတက်မတော်ကိုတာမန်လူတွေနဲ့လာတိုက်နေတာလားသူတို့ကတေးဖို့လာတာလားဒါမှမဟုတ်နောက်နေတာလားသူတို့ကြောက်လန့်ပြီးနောက်ဆုံးနီးလန်းဖြစ်ဒီလိုလောက်တာနေမှာသူတို့အချင်းချင်းတိုက်ခိုက်နေကြလို့ဖြစ်မယ်လို့ငါထင်တယ်လွန်ခဲ့တဲ့ရက်အနည်းငယ်က Akiri Serafina က Celestial Abyss ကိုင်းကိုတိုက်ခိုက်နေတယ်လို့သတင်းရထားတယ်လော့ဟေကန်ငါတို့ဘာစောင့်နေတာလဲအကုန်လုံးအပြစ်တိုက်ခိုက်ပြီးခြေမုံလိုက်ကြဆိုသူတို့ကငါတို့ကိုအထင်သေးလွန်းလို့ဘာဆိုတာပြလိုက်ကြမယ်လူကန်ရန်သူတွေလှုပ်ရှားနေပြီးမင်းလူတွေကဘာလို့ဘာမှမလုပ်တာလဲစိတ်ရှိပါပြပွဲကအခုမှစမှဟိုးရှိမှဘာတွေပောက်ကွဲပြီးမိတောက်တွေထွက်နေတာလဲမသိဘူးရှေ့တန်းတက်ကိုတိုက်ခိုက်ခိုင်းလိုက်စနိုက်ပါတွေအလွတ်ပစ်ခတ်ကြစက်တနက်တွေနဲ့ဖိအားပေးပစ်ခတ်ဒုံးကြီးအဖွဲ့တွေပြန်တန်းနေတဲ့ငကားစီသူတွေကိုချိန်ရွယ်ဘာတွေဖြစ်နေတာလဲငါတို့စစ်တီတွေတယောက်ပြီးတယောက်လဲကြနေတယ်ဒါပေမဲ့ရန်သူကိုတယောက်မှမတွေ့ရဘူးဟိုဘက်မှာလှုပ်ဝက်စရာကြီးရှိနေတာလားဒါပေမဲ့ငါတို့မြင်ရတာကကျင့်စဉ်မရှိတဲ့တာမန်လူတွေပဲသူတို့ရဲ့ကျင့်သူတွေတောင်စွမ်းအားရန်နေတယ်ဒါပုံမှန်မဟုတ်ဘူးအဲ့ဒီတာမန်လူတွေကဟန်ဆောင်နေတာဆိုရင်ကောသူတို့ရဲ့စစ်မှန်တဲ့ကျင့်စဉ်အဆင့်ကငါတို့ထက်သာလွန်နေလို့စွမ်းအားကိုမခံစားရတာဖြစ်နိုင်တယ်အဲ့ဒါဘလို့လုပ်ဖြစ်နိုင်မှာလဲနတ်ဆိုးကိုင်းရဲ့တရင်အရစီရာဖီနာမှာအစွမ်းထက်ကျင့်သူမကြံတော့ဘူးမဟုတ်လားအဲ့ဒါအမှန်ဆိုရင်ငါတို့အရှိပိုင်းကိုအထင်သေးမိတာပဲငါတရင်ကတိကျတယ်စီရာဖီနာမှာပို့เสียကျင့်သူမကြံတော့ဘူးအခုမြင်းနေလို့ဘာထူးမှလဲအမိတ်ပေးလိုက်အားလုံးစူစီတက်မတော်တစ်ခုလုံးအကုန်လုံးတိုက်ခိုက်တောင်ကုန်းကိုအကုန်လုံးထိုးဖောက်ဘသူတွေပုံနေလဲဆိုတာငါတို့မျက်မြင်တွေ့ရအောင်မဟာမိတ်တွေရဲ့ဂုံအတွက်စစ်တီတို့ချီတက်သူတို့စုတ်ခွာနေကြပြီးကောင်းပြီလေအခုမှလုံးကြုံအောင်စူစီးနေကြတာဒါပေမဲ့ငါစောင့်နေတာအဲ့ဒါပဲ Harrison စီရင်ခံပါတယ် Master Logan မြောက်တက်တွေအတင်းရှိပြီးအမိန့်ကိုစောင့်နေပါတယ်ကောင်းပြီရန်သူရဲ့အဓိကတိုက်စစ်ကိုမိတောက်တွေနဲ့ဖုံးလွှမ်းပစ်လိုက်ဒီမီလုံးတွေကအရန်ပြင်းထန်တဲ့အကုန်လုံးပြန်ကျဲသွားကြဆက်တိုးလို့မရတော့ဘူးရှေ့ဆက်တိုးရင်တေးမှာပဲတောင်ကုန်းပေါ်မှာအင်အားကြီးတပ်ဖွဲ့ရှိနေတဲ့အကုန်လုံးပြေးကြဦးလေးနော့ Logan ရဲ့စွမ်းရည်ကိုယုံသလားအခုတော့ယုံမီလေသူစစ်တီတွေကိုစနစ်တကျချထားလိုက်တာကျင့်သူတောင်းပေါင်းများစွာနဲ့ရှင်းနိုင်တယ်ငါနှစ်ပေါင်းများစွာနယ်စပ်တပ်တွေကိုဥဆောင်ခဲ့ပြီးအဝက်တွေနဲ့စစ်ပွဲတွေအကြိမ်ကြိမ်တိုက်ခဲ့ပေမဲ့ဒီလောက်ပြင်းထန်တဲ့တိုက်ပွဲတွေမှာတော့ဒီလိုရလက်မျိုးတစ်ခါမှမမြင်ဘူးဒီတာမန်စစ်တပ်ရဲ့တိုက်ခိုက်နိုင်စွမ်းကနားလဲနိုင်စွမ်းထက်ကျော်လွန်နေတယ်အရန်ကြည်နှက်ဖို့ကောင်းလိုက်တာတစ်ချိန်လုံးဟောင်းဝန်တွေစီကနေပြေးနေခဲ့ရတာအခုတော့အခြေအနေကပြောင်းပြန်ဖြစ်သွားပြီးမာစတာလိုကန်ကတကယ်လက်တွေ့ပဲအဲ့ဒီဟောင်းဝန်တွေအခုဘလောက်တောင်မန်တက်နေအောင်မလဲကြည့်ရသေးတာပေါ့ဝတ်မင်းရဲ့စစ်တီတွေဘာလို့မိနစ်ပိုင်းတွင်းမှာပဲပြေးကုန်ကြတာလဲမာရှယ်ရန်သူနဲ့အနီးကပ်ဆုံးရောက်ခါနေပြီးဒါပေမဲ့သူတို့ရဲ့တိုက်ခိုက်မှုတွေကအရန်ပြင်းထန်လွန်းတဲ့ရန်သူတွေကဝိညာဉ်စွမ်းရင်လုံးဝမရှိတဲ့တာမန်လူတွေပဲဒါပေမဲ့ငါတို့သူတို့ကိုမနိုင်ဘူးသူတို့ကတကယ်ပဲတာမန်လူတွေဒီဆိုရင်ငါတို့ရှိကငရဲခန့်လို့မြင်ကွင်းကိုဘယ်လိုရှင်းပြရမလဲကျွန်တော်မှရဲရင်တဲ့ theory တစ်ခုရှိတယ်ပြောစမ်းဒီလူတွေကမန်ရဲ့အဆင့်ထက်ကျော်လွန်တဲ့ကျင့်စဉ်ကိုပိုင်ဆိုင်
ထားတာဖြစ်နိုင်တယ်တကယ်တာမန်လူတွေကဒီလောက်ပြင်းထန်တဲ့ဆွမ်းအားကိုဘယ်လိုလုပ်သုံးနိုင်မှာလဲမင်းနာအဆင့်ထက်ကျော်လွန်နေဆိုတော့ tribulation transcendence အဆင့်ဘီလူတွေလားဒါပေမဲ့အရှိပိုင်းကျင့်စဉ်လောကမှာဒီလောက်ကြောက်စရာကောင်းတဲ့သူတွေဘယ်တော့မှပေါက်ဖွာလာတာလဲ tribulation transcendence ဆရာကြီးတွေနဲ့တိုက်မိပြီးကြဆုံးသွားတာမထူးဆန်းပါဘူးငါတို့တက်တွေကတက်ဖြတ်ခြင်းတွေကိုလမ်းလျှောက်ဝင်သွားတာပါသူတို့ကိုယ်တိုင်တိုက်ဖို့တောင်မလိုဘူးအဲ့ဒီထူးဆန်းတဲ့လက်နက်တွေကသူတို့သဘောနဲ့သူတို့လုပ်ထားတဲ့အယုတ်ကလေးတွေဖြစ်နိုင်တယ်အဲ့ဒါမဖြစ်နိုင်ဘူးတိုက်လုံးမှာ tribulation transcendence ဆရာကြီးတွေကလက်ချိုးရည်လိုရတဲ့အတိုင်းတာပဲရှိတာသူတို့အားလုံးက ascension အတွက်တီးတက်လေ့ကျင့်နေကြတာဘယ်လိုလုပ်ဒီလောက်အများကြီးတပြိုင်တည်းပေါ်လာမှာလဲဒါဆိုမင်းနဲ့မင်းရဲ့နှက်ဆိုးကိုင်းတပည့်တွေတွားကြည့်ပါလားမင်းရဲ့အမှောင်ပညာတွေနဲ့တခုခုဖော်ထုတ်နိုင်ကောင်းရဲ့လော့ဟေဂန်မင်းကကိုမေးခွန်းထုတ်နေတာလားကောင်းပြီငါဒါကိုမယုံဘူးမင်းရဲ့စစ်တီတွေကြောက်နေရင်ငါလူတွေတွားမယ်နှက်ဆိုးကိုင်းတပည့်တို့ငါနဲ့အတူတိုက်ခိုက်ကြအဲ့ဒီတောင်ကုန်းကိုမြေပြင်နဲ့ထပ်တူကြအောင်လုပ်လိုက်ဘသူကမှအရှင်မထားနဲ့ master logan လောက်ကတော့တက်တွေစုပ်ခွာပြီးပြန်စုစည်းနေတယ်ဒါပေမဲ့နှက်ဆိုးကိုင်းကအရှိန်နဲ့တက်လာနေတယ် master logan နှက်ဆိုးကိုင်းတပည့်တွေကငါတို့ထက်ကျင့်စဉ်ပုံမြင့်နေသူတို့ရဲ့နီလန့်တွေကလည်းရက်ဆက်တယ်ကျွန်တော်တို့စုပ်ခွာပြီးအချိန်ဆွဲတင်လာမလို့ဘူးသူတို့ပိုစိတ်လှုပ်ရှားလေငါတို့အတွက်ပိုကောင်းလေပဲငါတို့ရဲ့နှက်ဆိုးကိုင်းတငယ်ချင်းတွေကအခမဲ့အတွေ့အကြုံတွေလာပေးဖို့တန်းစီနေကြတာနီလန့်တစ်ခုစမ်းဖို့အကောင်းဆုံးအချိန်ပဲလက်နက်တပ်ဆင်ထားတဲ့ drone တိုက်ခိုက်ရေးအဖွဲ့တွေကိုအမိန့်ပေးလိုက် drone တပ်ဖွဲ့တွေပြန်တန်းဖို့အသင့်ပြင်အဲ့ဒီငှက်တွေကဘာတွေလဲဘာလို့ပြားတွေလိုအတန်ထွက်နေတာလဲရန်သူအကွက်တွေပဲဂယုမဆိုင်နဲ့ဂိုင်းချုံနောက်ကိုလိုက်ပြီးတိုက်ခိုက်အဲ့ဒီအရာတွေကိုစိတ်မပူနဲ့သူတို့ခန်းစစ်ကြောင်းကိုဖောက်ဝင်လိုက်တာနဲ့သူတို့ရဲ့အကွက်တွေအလကားဖြစ်သွားလိမ့်မယ်အဲ့ဒီအရာတွေကိုရှောင်ကြအဲ့ဒီငှက်တွေကတတ်နိုင်တယ်ယူလိုက်တာမရက်လိုက်နဲ့အကွာဝေးကိုချင်းကပ်လိုက်တာနဲ့ငါတို့နိုင်ပြီး master logan နှက်ဆိုးခန်းကမီတာ300အကွာကိုရောက်တော့မယ် drone တွေနဲ့မထိန်နိုင်တော့ဘူးကျွန်တော်ကျင့်သူတွေကိုခေါ်ပြီးအနီးကပ်တိုက်ပွဲအတွက်ပြင်ဆင်ပေးရမလားနှက်ဆိုးခိုင်းတပည့်တွေကမူရစ်နေတယ်လို့တိုက်နေကြတာပိုရဲတင်းလာပြီးဒါမကောင်းဘူးဂိုင်းချုပ်သွားကြရအောင်ကျွန်တော်တို့ဘာမှမမြင်ရတော့ဘူးဂိုင်းချုပ်ဆက်တိုးဖို့လမ်းမရှိတော့ဘူးဆက်သွားရင်အကုန်လုံးတေကုန်လိမ့်မယ်အရှိပိုင်းကိုကျွန်တော်တို့အရန်ထင်သေးမိသွားတယ်ဒါဟာတာမန်ခုခံမှုမျိုးမဟုတ်ဘူးအခုကျွန်တော်တို့ရဲ့တခုလေးသောရွေးချယ်စရာက golden pass ကိုစုပ်ခွာဖို့ပဲဒီမှာပဲရက်လိုက်မှလားကျွန်တော်ဖာရုကောင်စီစီကိုအရာအလုံးအစီရင်ခံဖို့ဆက်သွယ်ရေးမော်ပညာကိုတုံးပြီးအစင်းမြင့်ရဟန်းမင်းကြီးရဲ့အကူအညီတွေရောက်လာလိမ့်မယ်ဂိုင်းချုပ်စုပ်ခွာပေးပါကျွန်တော်တို့အမြအားကြီးဆုံးရှုံးခဲ့ရပြီးရန်သူလက်နက်တွေကိုဘလို့မှကာကွယ်လို့မရဘူးတပည့်တွေအများစုကရန်သူမျက်နှာတော်မမြင်လိုက်ရပဲလဲကျသွားကြတယ်ပောက်ကွဲမှုတွေနဲ့ပြန်တန်းနေတဲ့ဆက်တွေကြားမှာကျွန်တော်တို့ဘာမှပြန်မတိုက်နိုင်ဘူးလုံးဝအကူညီမဲ့နေတာပဲဂိမ်းတပည့်အားလုံးကိုအလှည့်ကျကာကွယ်ဖို့အမိန့်ပေးလိုက်ပြန်ပြင်းရင်စုတ်ခွာကြညီကိုတို့ဂိုင်းချုပ်အမိန့်ပေးလိုက်ပြီးအခုပဲစုတ်ခွာတော့မင်းရဲ့နှက်ဆိုးကိုင်းကငါတက်တွေလောက်တောင်မလုံနိုင်ဘူးထင်တယ်အဲ့ဒီတောင်ကုန်းပေါ်ကလူတွေကတကယ် tribulation transcendence ဘလူးကြီးတွေမဟုတ်ရင်တောင်ကျွန်တော်တို့နားလည်နိုင်စွမ်းထက်ကျော်လွန်တဲ့စွမ်းအားတွေကိုကင်ဆွဲထားတဲ့စက်တိုက်ရင်ဆုံးရှုံးမှုတွေပဲပိုများလိမ့်မယ်မင်းပြောတာမှန်ပုံရတယ်သူတို့ဘက်မှာတကယ်လှုပ်ဝက်စရာကြီးရှိနေနိုင်တယ်ကျွန်တော်ထိုးစစ်ဆင်တုန်းကဟိုဘက်မှာအားလုံးက master logan လို့ခေါ်တဲ့သူရဲ့အမိန့်ကိုနာခံနေတာတွေ့ခဲ့ရတယ်သူကပဲအဲ့ဒီလှုပ်ဝက်စရာကြီးဖြစ်နိုင်တယ် master logan ကျွန်တော်ခမားကိုမှတ်ထားလိုက်မယ် marshal သတင်းဆိုးပဲရန်သူတွေအကုန်လုံးထွက်လာကြပြီး marshal ရှိပိုင်းသားတွေတိုက်စစ်ဆင်လာနေပြီးအမြန် golden pass ကိုစုပ်ခွာကြညီကိုတို့ဂုံယူရမယ့်အချိန်ရောက်ပြီးစစ်တပ်တစ်ခုလုံးထွက်ကြရန်သူတွေကိုလိုက်တိုက်ကြမကြခင်ကပဲသူတို့ငါတို့တိုက်ခိုက်မှုကိုတွန်းလှန်ခဲ့ပြီးအခုတော့ပြန်ပြီးတိုက်စစ်ဆင်နေပြီးမယုံနိုင်စရာပဲတကယ်ကိုမယုံနိုင်စရာပဲဒီတာမန်လူတယောက်ချင်းစီတိုင်းကကျင့်သူ10ယောက်ရဲ့စွမ်းအားနဲ့တိုက်နေကြတယ် master logan ကလိမ္မာပါနဲ့တဲ့နီးပြူဟာတွေနဲ့ပဲနိုင်တာလို့ကျွန်တော်အရင်ကထင်ခဲ့မိတယ်အခုတော့ကျွန်တော်လုံးဝမားနေမှန်းသိသွားပြီး master logan လေ့ကျင့်ပေးလိုက်တဲ့ဒီစစ်တီတွေတာမန်စစ်တပ်ရောပြုပြင်ထားတဲ့ကျင့်သူတွေပါသူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းနဲ့ပူးပေါင်းဆောင်ရွက်မှုကကြောက်စရာကောင်းတော့အောင်စုံလင်လုံးနဲ့ master logan ဒီလိုတိုက်တာကိုကျွန်တော်ပထမဆုံးအကြိမ်မြင်ဘူးတာပဲဘယ်လောက်တောင်စိတ်လှုပ်ရှားဖို့ကောင်းလိုက်တယ်လဲ master logan outlander တက်တွေအဝေးကြီးကိုထွက်ပြေးသွားပြီးကျွန်တော်တို့လိုက်မလားမလိုက်နဲ့အမိန့်ပေးလိုက်အားလုံးတတ်မှတ်ထားတဲ့ခန်းစစ်နေရာတွေကိုပြန်သွားကြပက်ပက်လဲကိုခိုင်မအောင်လုပ်ပြီးအနားယူကြရလက်တွေကိုစည်ရင်လုပ်ပြီးဒဏ်ရာရသူတွေကိုကုသပေးကြကျွန်တော်တို့ကြီးကြတဲ့အောင်ပွဲကိုရလိုက်ပြီးဘာလို့သူတို့ကိုလိုက်မတိုက်တာလဲအဲ့ဒီ outlander တွေကအဝေးကြီးရောက်သွားပြီးငါတို့တက်တွေကတိုက်ပွဲဝင်တာကြာနေပြီမို့သူတို့ရဲ့ခွန်အားနဲ့ကြီးစံတွေလည်းကုန်ခါနေပြီးလမ်းကြောင်းမသိပဲလိုက်တာကအနည်းအများတဲ့ master logan ဒီတိုက်ပွဲကရလာတဲ့ပစ္စည်းတွေကမယုံနိုင်စရာပဲမော်ပစ္စည်းတွေလက်နက်တွေနောက်ပြီး outlander တန်ချက်ကနဲ့ကြောက်မြက်တွေပါပဲအကုန်လုံးကိုစစ်တီတွေကိုဝေပေးလိုက်အဲ့ဒီနောက်စွမ်းဆောင်ရည်ပြတဲ့သူတွေကိုစေးလုံးနဲ့မော်ပစ္စည်းတွေပေးလိုက်ပါ master logan လုပ်လိုက်ပါမယ် master logan အရင်ကကျွန်တော်ရဲ့ရိုင်းဆိုင်မှုနဲ့တန်တရားအတွက်တောင်းပန်ပါတယ်ကျွန်တော်မျက်စိကန်းနေခဲ့တာဒီနေ့တိုက်ပွဲမှာ master logan နဲ့ခမရဲ့အမိန့်အောက်ကစစ်တီတွေတိုက်သွားတဲ့ပုံကအံ့ဩလောက်စရာပါပဲကျွန်တော်အခုဆိုရင်အပြေအဝလေးစားသွားပြီးခမကလည်းရိုးသားလုံးပါတယ် master logan ခမလေ့ကျင့်ပေးလိုက်တဲ့စစ်တပ်ရဲ့စီကံစိတ်တက်နဲ့တိုက်ခိုက်နိုင်စွာတန်းကကျွန်တော်ရဲ့ကျင့်သူတက်တွေနဲ့ရှင်ရင်ကောင်းကင်နဲ့မြေကြီးလိုကွာခြားပါတယ် master logan ခမတိုက်ခိုက်နေတာကိုကြည့်ရတာတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်တနာရီတောင်မပြည့်ခင်မှာခမကဒါပေါ်နဲ့စစ်တပ်တစ်ခုလုံးထွက်ပြေးနေပြီးကျွန်တော်တို့လုံးဝအနိုင်ရလိုက်ပြီး master logan ခမကိုမြောက်ဖက်နယ်ဆက်စစ်တပ်တစ်ခုလုံးရဲ့တပ်မှုဖြစ်တာဝန်ယူပေးဖို့တရားဝင်တောင်းဆိုပါတယ်အဆင့်တန်းမရွေးကျင့်သူတိုင်းကိုခမစိတ်ကြိုက်ပြန်လဲလေ့ကျင့်ပေးနိုင်ပါတယ်စစ်တီတွေကိုလေ့ကျင့်ပေးတာတော့ကျွန်တော်စီမှာထားလိုက်ပါဒါပေမဲ့အခုလောလောဆယ်မှာအရေးကြီးတဲ့မေးခွန်းကဒီအရှုံးပြီးရင်တာဝန်တွေနောက်ထပ်ဘာလုပ်ကြမလဲဆိုတာပါပဲသူတို့ဆုံးရှုံးမှုတွေအများကြီးရှိခဲ့တော့မကြခင်မှာထပ်တိုက်ဖို့တော့မလွယ်တော့ဘူးနောက်ထပ်ဖြစ်နိုင်ခြေရှိဆုံးကတော့အကူအညီတွေကိုစောင့်နေတာပါပဲအကူအညီတွေလားဒီနေ့ကအောက်ဘက်တပ်တွေကရှေ့ပြေးတက်ပဲရှိသေးတာအနောက်ပိုင်းတာဝန်တွေရဲ့တကယ်အတိကအင်အားကသူတို့ရဲ့ high priestess ဖာရို
ကောင်စီနဲ့ Dragon Ball တပ်ဖွဲ့တွေစီမှာရှိတာပါကောင်စီရဲ့အမိန့်အောက်မှာလေ High Priestess Pharaoh ကောင်စီဆိုတာဘာတွေလဲအနောက်ပိုင်းလူမျိုးစုတွေရဲ့အဓိကခေါင်းဆောင်လို့ခေါ်တဲ့ High Priestess ကသွေးမျိုးဆက်နဲ့တိုက်ခိုက်ရေးစွမ်းအားမှာ Kickman နဲ့ကျင့်သူနဲ့ရှင်နိုင်တယ် Pharaoh ကောင်စီဆိုတာကတော့အစွမ်းထက်ဆုံးတဲ့ရှေးဟောင်းမော်ဆရာကြီးတွေနဲ့ဖွဲ့စည်းထားတာပါသူတို့တွေကတချို့ဆိုရင်2000ပေါင်းများစွာအသက်ရှင်နေခဲ့တာလို့ကောလာဟာလာတွေရှိတယ်မယုံနိုင်စရာအစွမ်းတွေနဲ့ပေါ်စိတ်ဝင်စားဖို့ကောင်းတဲ့တကယ်ပွဲကြီးကအခုမှ Storm မဲ့ပုံမဲ့လူကန်ရှေ့ဆက်ဖို့ဘာအစီအစဉ်ရှိလဲ Golden Pass ကိုတိုက်ရိုက်တိုက်ခိုက်ရင်ကုန်ကြစည်များလုံးနဲ့ပြန်လည်နာလန်ထူဖို့အချိန်လိုတယ်ဒါပေမဲ့ဒီမှာပဲနေရင်ခန်းစစ်အနေထားပဲရောက်နေလိမ့်မယ်ဒါကြောင့်ကျွန်တော်မှအကြံတစ်ခုရှိတယ်ပထမအချက်မြတောက်ဖက်နယ်ဆက်ကကျင့်သူတိုင်းကိုတက်နိုင်သမျှမြန်မြန်စုစည်းပြီးလေ့ကျင့်ပေးရမယ်ကျွန်တော်အရေးပေါ်တင်တဲ့တစ်ခုလုပ်ပေးမယ်ပြဿနာမရှိဘူး Master Logan ခင်ဗျားလိုတာလုပ်ပါအမိတ်မနာခံသူမှန်သမျှကျွန်တော်ကိုယ်တိုင်ရှင်းလိုက်မယ်ဒုတိယအချက်ကျွန်တော်အထူးစစ်စင်ရေးအဖွဲ့တစ်ခုတိစောက်နေတယ်အဲ့ဒါကတော့စစ်တပ်တစ်ခုလုံးတွေကအကောင်းဆုံးတွေကိုရွေးထုတ်ပြီးအထူး unit အဖြစ်ဖွဲ့စည်းတာပါအကောင်းဆုံးလက်နက်တွေတက်ဆင်ပေးပြီးအဆိုးရွားဆုံးလေ့ကျင့်မှုတွေကိုပေးရမယ်သူတို့ရဲ့တာဝန်ကရန်သူနောက်ကျောတဲ့ကိုစိတ်ဝင်ပြီးရန်သူခေါ်ရင်းဆောင်တွေကိုရှင်းလင်းဖို့ပဲဒါဟာ High Priestess နဲ့ Pharaoh ကောင်စီကိုတက်တဲ့ချိန်ထားတဲ့ဓာတ်သွားပဲလေ့ကျင့်ပြီးသွားရင်တော့သူတို့ကအရန်ကိုထိရောက်လိမ့်မယ်ကောင်းတဲ့အစီအစဉ်ပဲကျွန်တော်အပြည့်အဝထောက်ခံတယ်တက်တစ်ခုလုံးမှာချက်ချင်းရွေးချယ်မှုတွေလုပ်ခိုင်းလိုက်မယ် Master Logan အတွက်အကောင်းဆုံးတွေပဲဖြစ်ရမယ်ကောင်းပြီအဲ့ဒါဆိုအဆင်ပြေပြီး3ရက်အတွင်းအဲ့ဒီစစ်တီတရားကိုကျွန်တော်လိုချင်တဲ့စနစ်ရေးအထူးစစ်စင်ရေးလက်နက်အစုံတရားကိုလဲလှယ်ပေးပါအစုံတရားရရှိသွားပါပြီအမှတ်10ထောင်သုံးဆွဲပြီးပါပြီးဂုဏ်ပြုပါတယ်မင်းတို့ထောင်ပေါင်းများစွာတဲ့ကနေအထူးစစ်စင်ရေးအဖွဲ့ဝင်တွေအဖြစ်ရွေးချယ်ခံရတာပါအကောင်းဆုံးလက်နက်တွေကိုရရှိမှာဖြစ်ပြီးနောက်15ရက်အတွင်းမှာကျွန်တော်ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးလေ့ကျင့်ပေးသွားမယ်ငရဲလိုပင်ပန်းတဲ့အစီအစဉ်ပါထွက်သွားခြင်းသူရှိရင်ကျွန်တော်မတားဘူးအခုရှိကိုထွက်လာခဲ့ပါအခုတော့အားလုံးကဆက်နေဖို့ရွေးချယ်လိုက်ပြီးမို့လက်နက်အစုံတွေကိုလာယူကြဒီဟာကကျွန်တော်အရင်ကသုံးခဲ့တဲ့ rifle ထက်ပိုလေးတဲ့လက်ထဲမှာပို့ပြီးတောင့်တင်းတဲ့အပေါ်က defense လေးကဘာလို့ရတာလဲဆိုတာကျွန်တော်မသိဘူး Master Logan ပေးတဲ့လက်နက်တိုင်းကတကယ်မော်ပစ္စည်းတွေထက်တောင်တာသေးတယ်ဒီလက်နက်တွေကကျွန်တော်တို့တစ်ခါမှမမြင်ဘူးတာတွေကြီးပဲတေချာကြည့်ပါဒီရှုံလိုပစ္စည်းကိုခလေးလို့ခေါ်တဲ့အရန်ဆွမ်းအားကြီးတယ်မာကျောတဲ့ဘဲရကိုမစိုးဖောက်ခွဲနိုင်တယ်ဒီပျော့ပျော့လေးကဒီလောက်တောင်ဆွမ်းအားကြီးတာလားဒါကလက်ပစ်ပုံးထက်တောင်ပိုပြင်းထန်မှာလားအခုဒီ suppressor ကိုကြည့်ပါဒါကတနက်တန်ကိုလုံးဝတိတ်သွားစေပြီးရန်သူကိုအသက်မထွက်ဘဲရှင်းလင်းနိုင်စေတဲ့တိုက်ခိုက်မှုတွေလုပ်တဲ့အခါအရန်သုံးဝင်တဲ့အဲ့ဒီတက်ဖြတ်မှုကိုကြည့်လိုက်ပါအတန်တိတ်တက်ဖြတ်မှုကိုကြည့်လိုက်ပါရန်သူကအလင်းထဲမှာငါတို့ကအမှောင်ထဲမှာအတန်တိတ်ကရိယာနဲ့ဖြစ်တာကအနီးနားကရန်သူတွေကိုတတိမထားမိစေဘူးတကယ်မိုက်တယ်ဒါနဲ့ဆိုရင်ရန်သူအနာကိုတိတ်တဆိတ်သွားလို့ရပြီးသူတို့ကဘယ်ဘက်ကပြစ်လိုက်တာလဲဆိုတာတော့သိမှာမဟုတ်ဘူးညဘက်သုံးမယ်ဆိုရင်ပိုတောင်တေချာသေးတယ်အတိအကျပဲကဲအခုစုံတွဲလိုက်ခွဲပြီးလေးတက်စင်တာနဲ့အတန်တိတ်ကရိယာသုံးတာကိုလေ့ကျင့်ကြလိုကန်ရှင်လေ့ကျင့်နေတာအရန်ကြာနေပြီးခဏနာပြီးလက်ဖက်ရည်တောက်ပါဦးအေဂရီကိုယ်တိုင်လက်ဖက်ရည်လာပို့တာလားဒါကစိန်ကြလားဟမ်းပါတယ်ရှင်ချွေးတွေရွှဲနေပြီးနဘူးကချွေးတွေတုတ်ပေးပါရစေ Master Logan Golden Pass အရေးပေါ်သတင်းပါအောက်ကတော့အကူတက်တွေရောက်လာပြီးကျွန်တော်တို့ကင်းထောက်တွေကအသက်ဆုံးပြီးဒီအစီရင်ခံစာကိုယူလာတာပါ High Priestess နဲ့ Pharaoh ကောင်စီရဲ့အကြီးအကဲ10ယောက်လုံးလှုပ်ရှားနေပါပြီအောက်ကတော့စစ်တပ်ကပြန်လဲစုစည်းနေပြီးအခုဆိုကျွန်တော်တို့စီဥတီလာလောက်ပြီးဒီတခါတော့သူတို့ခေါင်းဆောင်ပိုင်းကအင်အားပြည့်နဲ့ထွက်လာတာသူတို့အင်အားကလည်းနှစ်ဆဖြစ်နေပြီးသူတို့ကလက်စားချေဖို့တနိဋ္ဌာန်ချထားကြတယ်ဒါဆိုအမနတွေပြန်လာနေတာပေါ့ High Priestess နဲ့ Pharaoh ကောင်စီတစ်ခုလုံးတောင်ဘက်ကိုချီတက်လာနေတဲ့သတင်းရဒီတခါရှေ့ပြေးတက်ကို Pharaoh ကောင်စီရဲ့အကြီးအကဲ10ယောက်ကဥဆောင်ပြီးအရင်ကရှုံးနေသွားတဲ့ Marshal Hagan လည်းပါတဲ့ High Priestess ကတော့တောင်ဘက်ကိုမချီတက်လာဘူးသူမကအမိန်ပေးဖို့ Golden Pass မှာပဲနေခဲ့တယ်ဒါပေမဲ့သတင်းတွေအရဒီ High Priestess ကမယုံနိုင်တော့အောင်စွမ်းအားကြီးတဲ့အရန်ငယ်ရွယ်တဲ့မိန်းကလေးဖြစ်ပြီးအလယ်လက်အဆင့် Tribulation Transcendence ကျင့်သူထက်မနှိမ့်လောက်ဘူးလို့ဆိုတဲ့ဒါဆို High Priestess က Golden Pass မှာနေခဲ့ပြီးစစ်တပ်နဲ့မပါလာဘူးပေါ့တိတ်ကောင်းတာပေါ့ဒါကသတင်းကောင်းပဲသတင်းကောင်းဟုတ်လား Master Logan ဘယ်လိုလုပ်သတင်းကောင်းဖြစ်မှာလဲသူမကအရန်ကိုစွမ်းအားကြီးတာသူမနောက်တန်းမှာနေတာကပိုခက်ခဲသွားစေတာပေါ့စဉ်းစားကြည့်လေအောက်ကတော့အဓိကတက်မကြီးကတောင်ဘက်ကိုသွားနေရင် Golden Pass မှာအဆောင်ရှောင်နေသွားပြီပေါ့ဘယ်လောက်ကောင်းတဲ့အခွင့်အရေးလဲ Logan ရှင်ဆိုလိုတာကကောင်းဖြတ်လိုက်ရင်ကိုလုံးပြိုကျသွားမယ်ပေါ့တောင်ဘက်ကိုဆင်းလာတဲ့သူတို့တက်မကြီးနဲ့တက်တက်တိုက်မဲ့အစားကျွန်တော်အထူးစစ်စင်ရေးအဖွဲ့ကို Golden Pass စီတိုက်ရိုက်ခေါ်သွားပြီး High Priestess ကိုအရှင်လက်လက်ဖမ်းမယ် Master Logan ဒါကအရန်အနေရများတဲ့အဓိကတက်မကြီးမရှိရင်တော့ Golden Pass မှာအဆောင်ရှောက်ထူထပ်နေအောင်ပါပဲ Master Logan ဒါကြရှုံးသွားရင်အထူးစစ်စင်ရေးအဖွဲ့တစ်ခုလုံးပျက်စီးသွားရုံမကဘူးခင်ဗျားကိုယ်တိုင်လည်းပြတာနိုင်မှာမဟုတ်ဘူးပြီးတော့ High Priestess ရဲ့စွမ်းအားကတာမန်ထက်အများကြီးကျော်လွန်နေတယ်လူတရက်ခေါ်သွားတာကထောင်ချောက်ထဲလမ်းလျှောက်ဝင်သွားတာပဲခင်ဗျားပြောတဲ့အနေတိုင်းကိုကြွကျွန်တော်သိပါတယ်ကျွန်တော်ဒီအထူးစစ်စင်ရေးအဖွဲ့ကိုဘာလို့တည်ထောင်ခဲ့တာလဲဆိုတာမေ့သွားကြပြီလားအတိအကျပြောရရင်ဒီလိုစစ်စင်ရေးမျိုးအတွက်ပေါ်ပြီးတော့အခုချိန်မှာဒါကကျွန်တော်တို့အတွက်အသက်တာဆုံးရွေးချယ်စရာပဲဒါဆိုကျွန်တော်တို့စီကဘာလို့ချင်သေးလဲကျွန်တော်ထွက်သွားပြီးတာနဲ့မြောက်ဖက်နယ်ဆက်ခန်းစစ်ကခင်ဗျားတို့လက်ထဲမှာပဲရက်တော်ကြာလေ့ကျင့်ပြီးနောက်မှာမြောက်ဖက်နယ်ဆက်ကကျင့်သူ10ထောင်ဟာအခြေခံနည်းဗျူဟာတွေနဲ့တနက်ပစ်ခတ်မှုတွေကိုကျွမ်းကျင်နေပါပြီအောက်ကွန်တွေရဲ့ထိုးစစ်ကိုတောက်ခံထားဖို့လုံလောက်တာထက်ပိုနေပါပြီမြောက်ဖက်နယ်ဆက်ခန်းစစ်ကြောင်းကိုကျွန်တော်နဲ့အရှင်မင်းကြီးစီလွှဲထားလိုက်ပါကျွန်တော်အသက်ပေးရရင်တော့မှအောက်ကွန်တယောက်မှဒီမြင်းကိုမကြော်ဖြတ်စေရဘူးလိုကန်စိတ်အေးချမ်းသာစွာနဲ့တွားပါရှင်ပြန်လာမယ့်အချိန်ထိကျွန်မတောက်ခံထားပါမယ်ကောင်းပြီခန်းစစ်တစ်ခုလုံးကိုစီယာကတာဝန်ယူပြီးအဆောင်တက်မှုကအကူအညီပေးပါဝီလိုနဲ့လိုင်ယာကတော့တတ်မှတ်ထားတဲ့နေရာတွေကိုတည်တယ်တသားမင်းကတော့ငါနဲ့အတူ Golden Pass ကိုလိုက်ခဲ့ရမယ်ပြီးတော့အမြင့်ဆုံးအမြန်နှုန်းနဲ့ပြန်တန်းနိုင်ပြီးရှာဖွေမှုကနေလွတ်ကင်းနိုင်မဲ့အမြန်ပြန်တန်းနိုင်တဲ့ရင်တစည်းလဲလိုတဲ့ Master Logan ဒါကကျွန်တော်ပြောခဲ့ဘူးတဲ့ရှေးဟောင်းရင် Cloud Piercer ပါတာကကျွန်တော်ရဲ့ကိုယ်ပိုင်ကျွန်တော်ရဲ့ကိုယ်ပိုင်ရင်ဖြစ်ခဲ့တာပါဒဏ္ဍာရီတွေရတော့ရှေးဟောင်းလက်မှုပညာရှင်ကြီးတဦးကပုံသွင်းဖန်တီးထားတာတဲ့သူ့ရဲ့အမြန်နှုန်းကမယုံနိုင်စရာပဲတနေ့ကိုမိုင်ထောင်နဲ့ချီပြီးအေးဆေးသွားနိုင်တဲ့တိဆောက်ထားတဲ့ပုံကွယ်မှုဆိုင်ရာစွမ်းအားတွေပါဝင်တာကြောင့်အမြင့်ပေမှာဆိုရင်လုံးဝမမြင်ရတဲ့လောက်ပဲတကယ်ကိုလှပတဲ့လက်ရပဲဒီလိုချုံးမွေးတဲ့ဒီဇိုင်းကအရေးသွေးမြင့်လက်မှုပညာကိုပြသနေတယ်ကျွန်တော်မြင်ဘူးသမျှထဲမှာအကောင်းဆုံးပဲဒဏ္ဍာရီလာရင်တစည်းကိုဒဏ္ဍာရီလာသူ့ရဲ့ကောက်တစ်ယောက်ပဲထိုက်တန်တဲ့ Cloud Piercer က Master Logan လက်ထဲမှာပဲသူ့ရဲ့အစွမ်းပြေဆုံးကိုရောက်နိုင်မှာပါရင်အသင့်ဖြစ်နေပြီမို့အချိန်မဖြုံးတော့ဘူးအခုပဲထွက်ကြမယ်တက်သားသွားပြီးစစ်စင်ရေးအဖွဲ့ကိုစူးစီးလိုက်ညီကိုတို့အာယုံဆိုင် Master Logan ခမရဲ့စစ်တီတွေကတော့တကယ်ကို
လက်နက်အပြည့်စုံပဲသတင်းရထားတာကအောက်ကွန်တော်အကူအညီတွေရောက်လာပြီးအောက်ကွန်တော်တပ်တွေကဒေါသတကြီးနဲ့တောင်ဘက်ကိုပြန်ပြီးထိုးစစ်ဆင်လာနေတယ်ဒါကြောင့်ခင်ဗျားတို့ကိုအကြီးမားဆုံးတာဝန်တစ်ခုစီခေါ်သွားမှာပါခေါင်းကိုဖျက်လိုက်ရင်ကိုလုံးပြိုကျသွားမယ် Golden Pass ကိုစိတ်ဝင်ပြီးရန်သူနောက်ကျောအထိထိုးပေါက်တိုက်ခိုက်မယ် High Priestess ကိုအရှင်လက်လက်ဖမ်းမယ်ပြီးရင်အောက်ကွန်တော်တွေကိုစုပ်ခွာဖို့ဖိအားပေးမယ် High Priestess ကိုအရှင်လက်လက်ဖမ်းမယ်ဆိုတာတကယ်လားကျွန်တော်တို့တရားတဲ့နဲ့လား Master Logan ခင်ဗျားနောက်နေတာလားဒီတာဝန်ကမဖြစ်နိုင်ဘူးလို့ထင်တဲ့သူတွေရှိမှန်းကျွန်တော်သိပါတယ်ဒါပေမဲ့စစ်စင်ရေးအဖွဲ့တွေဝင်လာတဲ့အချိန်ကစပြီးခင်ဗျားတို့ဟာမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ဖို့ကံကြမ္မာပါလာသူတွေပါမြောက်ဖက်နယ်ဆက်ရဲ့လုံခြုံရေးအရှိပိုင်းရဲ့ဂုံတိတ်ခါပြီးတော့နောက်ကလူတန်းပေါင်းများစွာရဲ့အသက်တွေကခင်ဗျားတို့ပခုံးပေါ်မှာရှိနေတာနောက်ဆုံးအနေနဲ့မေးပါမယ်ထွက်သွားခြင်းသူရှိလားအခုထွက်သွားတာအရှက်ရစရာမဟုတ်ပါဘူးခင်ဗျားတို့ကမြောက်ဖက်နယ်ဆက်ကိုကာကွယ်သူတွေဖြစ်ဂုံတိတ်ခါရှိနေဦးမှာပါ Master Logan နောက်မှာဘသူတွေရက်တည်မလဲသူပဲနေရာမှာပဲတိုက်ခိုက်ခိုင်းပါစေမေးဖို့မထုတ်ပဲတိုက်မယ်အောက်ဝန်တွေကစက်ကူကြားတွေပါပဲအရှိပိုင်းကိုချင်းချောက်မယ်ဆိုရင်ဘလောက်ဝေးဝေးကျွန်တော်တို့ဖြက်စီးပြစ်မယ်ကောင်းပြီတက်ဖွဲ့အားလုံးလက်နက်စစ်ဆေးပြီးစီးနှင်းဖို့ပြင်ကြတီတာဝန်မှာဂရုစိုက်ကြပါခင်ဗျားကိုကျမမဆုံးရှုံးခြင်းဘူးကျမကိုစိတ်ပူနေတာလားဟုတ်တာပေါ့ရှင်ကိုစိတ်ပူတာပေါ့စိတ်လျှော့ပါကျွန်တော်အမြန်ဆုံးအောင်မြင်အောင်လုပ်ပြီးပြန်လာခဲ့မယ်အရင်တုန်းကဗိုလ်ချုပ်ပိန်စီရင်ခံတာကအရှိပိုင်းကျင့်သူတွေအကုန်လုံးရှုံးနေသွားပြီးတိုက်ခိုက်ဖို့ကျင့်သူမကြံတော့ဘူးလို့ဆိုတယ်ဒါပေမဲ့ဘာလို့အဲ့ဒီတောင်ကုန်းမှာပဲငါတို့အထိနာနေရတာလဲပြီးတော့မှော်မှန်ပီလူထဲမှာမြင်နေရတဲ့ဒီရှုပ်ထွေးမှုနဲ့မတိနိုင်တဲ့စွမ်းအားတွေကဘာလဲအရှင်မင်းကြီးအရင်ကရှုံးနေမှုကဗိုလ်ချုပ်ပိန်ရဲ့မစင်မချင်းထိုးစစ်ကြောင့်ဖြစ်နိုင်တယ်ဒါပေမဲ့ဒီတစ်ခါတော့အစွမ်းထက်အကြီးကဲရှေ့ရောက်ကရှေ့တန်းကနေဥဆောင်နေတာပါတယောက်ချင်းစီတိုင်းကအစွမ်းထက်တဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့အောင်ပွဲကတေချာနေပေမဲ့ထူးဆန်းတယ်လို့မထင်ဘူးလားမှော်မှန်ပီလူထဲမှာရန်သူတွေကိုကြည့်ရတာတာမန်လူတွေနဲ့ဘာမှမထူးခြားဘူးဒါပေမဲ့တာမန်လူတွေကငါတို့မော်စရာတွေကိုဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲသူတို့နားလည်နိုင်စွမ်းထက်ကြော်လွန်တဲ့တစ်ခုခုဒါမှမဟုတ်သူတို့ကိုလှုပ်ဝက်ကူညီနေတဲ့အစွမ်းထက်သူတယောက်ရှိနေတာဖြစ်မယ်အရှင်မင်းကြီးသူတို့ဘက်မှာလှုပ်ဝက်ဆရာကြီးတယောက်ရှိနေတာကိုဆိုလိုတာလားဂျိုနတ်နဲ့တခြားအကြီးကဲတွေတတိထားပြီးဆက်သွားဖို့ကျွန်တော်ဆုတောင်းပါတယ်ရှေ့တန်းကိုအမြဲစောင့်ကြည့်နေပါဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုချက်ချင်းစီရင်ခံပါဟုတ်ကဲ့အရှင်မင်းကြီးညီကိုတို့မျက်လုံးဖွင့်ထားကြ Golden Pass အနားရောက်နေပြကျွန်တော်တို့ရောက်ပြီးထောက်လန်းရေးတရင်အရာ High Priestess ရဲ့နန်းတော်က Golden Pass ရဲ့ဗဟိုချက်မှာရှိတယ် Cloud Piercer ကနန်းတော်ရဲ့တက်တဲ့အပေါ်မှာပြန်တမ်းမဲ့အဖွဲ့တစ်နှစ်သုံးလို့ကျွန်တော်နဲ့အတူကျိုးကနေတဆင့်အထဲကိုလင်းမြန်စွာဆင်းသက်မဲ့ Master Logan ဆင်းသက်ပြီးရင်ဘာလုပ်ရမလဲဆင်းသက်ပြီးတာနဲ့အဖွဲ့လိုက်အလှည့်ကျကာကွယ်ပေးထားပြီး High Priestess ရဲ့အခန်းစီတက်တိုးဝင်ကြမယ်ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ကသူမကိုအရှင်လက်လက်ဖမ်းဖို့ဆိုတာမှတ်ထား High Priest ကိုမြင်တာနဲ့သူမကိုသတိလစ်စေတဲ့စေတနက်နဲ့ချက်ချင်းပစ်လိုက်သူမရဲ့စွမ်းအားအပြည့်ထုတ်သုံးလိုက်ရင်ငါတို့သူမကိုဖမ်းမိထားတဲ့အချိန်မှာဘာခွင့်ရေးမှရှိတော့မှာမဟုတ်ဘူးသူမကိုပခုံးပေါ်တင်ပြီးအမြန်ထွက်ခဲ့ Master Logan ဘာမှဂျာမနီနဲ့ကျန်တဲ့အဖွဲ့တွေကကို Garrison ရဲ့အမိန့်အောက်မှာပဲနေခဲ့ Cloud Piercer ပေါ်မှာအစဉ်သစ်ဆောင်နေခင်ဗျားတို့ရဲ့တာဝန်ကအရန်တပ်ဖွဲ့ဖြစ်ဆောင်ရွက်ဖို့လေကြောင်းအကူအညီနဲ့လူနာတင်ပေးဖို့ဘဲချိန်မဆိုအသင်ဖြစ်နေရမယ်နားလေလာတပ်ဖွဲ့အားလုံးရင်ကပြစ်မှတ်ကိုရောက်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်ကြကြိုးနဲ့ဆင်းသက်မဲ့အဖွဲ့အဝင်ဝါကစောင့်နေသူတွေကိုရှင်းလိုက်အဖွဲ့နှစ်ရှိကနေဥဆောင်သွားအဖွဲ့၃နောက်ကနေအကာအကွယ်ပေးဘသူလဲရက်လိုက်အဖွဲ့တဲ့ Flash Bang ပုံပြအဖွဲ့နှစ်ပြစ်ခတ်စီစဉ်ထားတဲ့လမ်းကြောင်းတိုင်း82 Master Logan ကနန်းတော်ရဲ့အတွင်းဆုံးပိုင်းမှာတကားကိုဖောက်ဝင်ရမလားတကားကကြားတဲ့နေရန်ကိုဖောက်ခမများတို့ဘသူတွေလဲဒီကိုဘလို့ဝင်လာတာလဲအဆောင်တွေစကားများလိုက်တာအခုပဲအိတ်လိုက်တော့ဒါဆိုရင်ကျွန်တော်မမဘူးဆိုရင်ခမများက High Priestess ပဲခမများတို့ဘသူတွေလဲဘာလို့ချင်တာလဲဒီနေရာကလုံခြုံရေးအတင်းကျပ်ဆုံးပဲဘလို့လို့ဝင်လာနိုင်တာလဲမိကုန်းကိုပဲဖြစ်ခမများကဟုတ်လားမဟုတ်ဘူးလားငါဘသူလဲဆိုတာတိလျက်နဲ့တော့ဝင်လာရဲတယ်ပေါ့ငါခမများကိုတတ်မှာမကြောက်ဘူးလားအဲ့ဒါဟုတ်တယ်ပေါ့ဘာလို့စကားပြောနေဦးမှာလဲဘာတွေလဲအချိန်မရှိတော့ဘူးဒါကြောင့်အပိုစကားတွေဖြစ်လိုက်မယ်အရှင်မင်းကြီးပူပေါင်းဆောင်ရွက်ပြီးကျွန်တော်တို့နဲ့လိုက်ခဲ့ပါစိတ်မပူပါနဲ့အကျဉ်းသားတွေကိုကျွန်တော်ကောင်းကောင်းဆက်ဆံပါတယ်အဲ့ဒီပောက်ကွဲတန်ကအနီးနားကအဆောင်တွေကိုတေချာပေါက်ဆွဲခေါ်လာလိမ့်မယ်ဒီဘက်ကိုမြန်သွားဝင်လာတဲ့လမ်းကြောင်းတိုင်းပြန်ဆုပ် Master Logan အပြင်မှာရန်သူတွေအပြည့်ပဲကျွန်တော်တို့အဝိုင်းခံထားရပြီး Master Logan လွတ်မြောက်ဖို့လမ်းမရှိတော့ဘူးဝိုင်းခံထားရတာလား High Priestess ကိုဖမ်းဖို့ဒီလောက်တောင်ရုန်းကန်လာခဲ့တာကြွက်တွေလိုထောင်ချောက်ထဲပိတ်မိဖို့မဟုတ်ဘူးဒီနေ့ငါလမ်းမှာပိတ်ဆို့သမျှအကုန်ခုတ်ဖြတ်မယ်စနစ်ရည်အား PG အမြောက်ကိုထုတ်ပေးအားလုံးဘေးဖယ်ပြနားပိတ်ထားကြ Master Logan အဲ့ဒီလက်နက်ကအရန်ကိုပြင်းထန်တဲ့ရန်သူတပ်တွေကိုမျက်စိတမိတ်တွင်းမှာပဲလမ်းကြောင်းဖောက်သွားတယ် Master Logan ကတော့အကောင်းဆုံးအယုတ်တွေကိုလှုပ်ဝက်ထားတာပဲစစ်စင်ရေးအဖွဲ့ဝင်တိုင်းမှာဒါမျိုးရှိရင်ငါတို့မရက်တက်နိုင်တော့ဘူးစကားမပြောနဲ့တော့အမြန်ထွက်ကြအမြင့်ဆုံးအမြန်နှုံးနဲ့သူတို့ High Priestess ကိုဖမ်းသွားပြီးပြန်တန်းတဲ့ငကားတွေဘယ်ရောက်နေတာလဲကျူးကျော်သူတွေမလွတ်ခင်အပေါ်ကိုတက်ခိုင်းလိုက်ငကားတွေကိုလမ်းကြောင်းပြောင်းဖို့15မိနစ်ကြာမယ်နောက်ကျသွားပြီးညီကိုတို့ကြံတဲ့လက်ပစ်ပုံးတွေအကုန်လုံးအောက်ကိုပစ်ချလိုက်ဒီလောက်ထိရောက်လာမှအောက်ကန်တွေကိုနောက်ထပ်အနှဲငယ်မရှင်းပဲပြန်ရမှာတော့နှမျောစရာပဲမင်းတို့ကြားတဲ့အတိုင်းအခုပဲပစ်ချလိုက်နောက်မကြခင်ဘေးဖယ်ငါအလှည့်အလုပ်ပြီးစုတ်ခွာဒီတိုက်ပွဲမစခင်မှာအားနေတဲ့သူတွေကိုငါမတိုက်ဘူးမင်းတို့ရဲ့လှုပ်ဝက်စရာကြီးကိုခေါ်ထုတ်ခဲ့အရင်တစ်ခါကမင်းတို့ကိုကူညီတဲ့အစွမ်းထက်သူရှိမှန်းငါတို့သိတယ်ဒီတစ်ခါတော့ငါတို့ရဲ့အကြီးကဲ၈ယောက်လုံးရောက်လာပြီးဒါကြောင့်မင်းတို့ရဲ့ချန်ပီယံကိုလည်းခေါ်ထုတ်ခဲ့အရှင်မင်းကြီးဒါမကောင်းဘူးသူတို့ကငါတို့ဘက်မှာလှုပ်ဝက်စရာကြီးရှိတယ်လို့ယုံကြည်နေတာဒါပေမဲ့ငါတို့မှာအဲ့လိုလူမျိုးမရှိဘူးလေငါတို့ကိုကူညီမဲ့သူမရှိဘူးဆိုတာသိသွားရင်သူတို့ကတွန့်ဆုတ်မနေပဲအပြည့်ဝင်တိုက်လိုက်မယ်ဦးလေးနော်သူတို့ကိုဆွဲထားဖို့နီးလန့်ရှိမလားအရှင်မင်းကြီးကျွန်တော်စေတနာဝန်ထမ်းအဖွဲ့ကိုခေါ်ပြီးအချိန်ဆွဲပေးပါမယ်ကိုမန်တာဝီလိုအခုခမရတို့ဝင်တိုက်ရင်အချိန်ရမှာမဟုတ်ဘူးတိုက်ပွဲကိုပုံမြန်အောင်ပဲအဆုံးသတ်သွားလိမ့်မယ်အင်းပွဲကစားတော့မှလားလိုဂန်ရှင်ပြန်ရောက်လာပြီး High Priestess ကိုရခဲ့လားငါသွားရင်အမခံချက်ရှိတယ်လိုဂန်ခမရတကယ်ပဲအောက်လန်ရဲ့ High Priestess ကိုဖမ်းလာနိုင်တာပဲအောက်ဝန်တို့ရဲ့ High Priestess ပါလား Master Logan တကယ်ကိုထူးချွန်လုံးပါတယ်သူအောက်ဝန်တို့ရဲ့ High Priestess ကိုဒီလောက်မြန်ဆန်ဖမ်းခေါ်လာနိုင်တာအံ့ဩစရာပါပဲအခုတော့ High Priestess ကိုကျွန်တော်တို့လက်ထဲမှာထိန်းချုပ်ထားနိုင်ပြီဆိုတော့အောက်ဝန်တို့တွေတိုက်ခိုက်ဖို့တစ်ခါလောက်ပြန်စဉ်းစားရတော့မှာပါသူမစီကထွက်ပေါ်နေတဲ့စွမ်းရည်တွေကအင်မတန်ကြီးမားတဲ့ Pigman နဲ့ဆရာကြီးတောင်သူမနဲ့မရှင်နိုင်တော့ဘူးအထူးစစ်စင်ရေးအစီအစဉ်ကအောင်မြင်သွားပြီးအခုဆိုရင်ဘယ်သူမှမဆိုကျွန်တော်တို့ရဲ့လမ်းမီယာမှာပဲရှိတော့တယ် Master Logan ခမအချိန်ကိုက်ပြန်ရောက်လာတာပဲအောက်ဝန်တွေကကျွန်တော်တို့စီမှာလှုပ်ဝက်စရာကြီးရှိတယ်လို့ယုံကြည်နေကြတယ်သူတို့ကကျွန်တော်တို့ကိုစိန်ခေါ်နေပြီးသူတို့ခေါ်တဲ့ Champion ကိုအပြင်ထုတ်ပြဖို့တောင်းဆိုနေကြတယ်ဘ
ရင်မနဲ့ကျွန်တော်ဘလို့တုတ်ပြန်ရမှန်းမသိဖြစ်နေတာအခုခမရရှိနေပြီဆိုတော့အဆင်ပြေသွားပြီသူတို့ကိုကျွန်တော်စကားနည်းနည်းလောက်ပြောပြရစီအောက်ကွန်တက်ဖွဲ့တွေတတိထားကြအရင်တစ်ခါကမင်းတို့ကိုချေမုန်းခဲ့တဲ့သူကတခြားသူမဟုတ်ဘူးငါလိုကံပဲဝိညာဉ်စွမ်းရင်လုံးဝမရှိတဲ့တာမန်လူတယောက်ကဆရာကြီးတယောက်လိုဟန်ဆောင်ရဲတဲ့ပေါ့အဲ့ဒီနေ့ကငါတို့ရင်ဆိုင်ခဲ့ရတဲ့တိုက်ခိုက်မှုတွေကကြောက်မက်ဖွယ်ကောင်းပြီးနားလည်နိုင်စွမ်းထက်ကျော်လွန်နေတယ်မင်းတို့ပိုးကောင်မျိုးကဒီလောက်စွမ်းအားမျိုးကိုဘလို့လုံးသုံးနိုင်မှလဲလူကံစကားကြီးစကားကျေပြောရင်အကျိုးဆက်နဲ့ရင်ဆိုင်ရလိမ့်မယ်မင်းမှာကျင့်စဉ်ဆိုတာလုံးဝမရှိဘူးတာမန်လူတယောက်ကငါရှိမှကြွားလုံးထုတ်ရဲတယ်ပေါ့စကားပြောနေတာရက်လိုက်တော့တကယ်တော်တဲ့ချန်ပီယံကိုမပို့ပဲဒီကောင်ကိုလွတ်ပြီးငါတို့ကိုစော်ကားနေတာလားစကားပြောတာရက်ပြီးတိုက်ကြဆိုဒီနေ့ငါတို့ရဲ့အကြီးအကဲတွေအကုန်လုံးရှိနေပြီမို့အောင်ပွဲကတေးချနေပြီးအရှိပိုင်းသားတွေမှာလူဝက်ဆရာကြီးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘသူကယူဆိုင်မှာလဲစာဝူမင်းတို့အားလုံးတိုက်ဖို့စိတ်အားထက်သန်နေကြတာပဲမင်းတို့ရဲ့ high priestess ကိုသူမဘာထင်လဲဆိုတာမေးကြည့်ပြီးပြီလားအဲ့ဒါငါတို့ရဲ့ high priestess မဟုတ်လားဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲငါတို့ရဲ့ high priestess က golden pass မှာမိုင်းတစ်ထောင်အဝေးမှာရှိနေတာသူမဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ high priestess ကမယုံနိုင်တော့အောင်စွမ်းအားကြီးတာဒီအရှိပိုင်းသားတွေကသူမကိုဘယ်လိုလုပ်ဖမ်းနိုင်မှာလဲမင်းတို့အရှိပိုင်းသားယူတွေ high priestess က golden pass မှာအခုထိရှိနေတာလုံခြုံရေးအတင်းကျပ်ဆုံးနေရမှာဆရာကြီးတွေအများကြီးရှိနေတာသူမကအင်မတန်စွမ်းအားကြီးတာမင်းတို့သူမကိုဘယ်လိုမှဖမ်းနိုင်မှာမဟုတ်ဘူးဒါအမှားယွင်းဒါတေချာပေါက်ဒီကောက်ကျစ်တဲ့အရှိပိုင်းသားတွေဖန်တီးထားတဲ့အမှားယွင်းပဲ high priestess က golden pass မှာသူမကိုဘယ်လိုဖမ်းနိုင်မှာလဲစိတ်ကူးမရင်ခင်တေချာအောင်ကြည့်ကြဦးအခု golden pass ကိုဆက်သွယ်ပြီးမင်းတို့ high priestess အိမ်မှာရှိနေသေးလားစစ်ဆေးကြည့်ပါလားအကြီးအကဲက golden pass ကတက်မှုကိုဆက်သွယ်ပြီး high priestess လုံခြုံမှုရှိမရှိအတီးပြုတ်လိုက်အကြီးအကဲ golden pass ကပြန်ဖြေလိုက်ပြီးပြောစမ်းသူမဘာဖြစ်သွားလဲအဆောင်တွေရဲ့အစီရင်ခံစားရ၃ရက်ကပဲ high priestess ရဲ့အခန်းထဲကိုလူသက်သမားတွေစိတ်ဝင်လာခဲ့တဲ့အဆောင်တွေကအသက်ဆုံးပြီးတိုက်ခဲ့ပေမဲ့ဆိုးရွားတဲ့ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်အဲ့ဒီအချိန်ကတည်းက high priestess ကြောင့်ဆုံးနေတာ golden pass ရဲ့ထောင်တိုင်းကိုရှာခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ဘူးအခုတော့ယုံမီလား golden pass လုံခြုံရေးအတင်းကျပ်ဆုံး high priestess ကိုယ်တိုင်အင်မတန်စွမ်းအားကြီးတာမင်းတို့ဘယ်လိုလုပ်လိုက်တာလဲအကြီးအကဲ Jonas Logan ကိုငါတို့အထင်သေးမိတာဖြစ်နိုင်မလားသူမှကျင့်စဉ်မရှိတာမဟုတ်ပဲသူ့ရဲ့စွမ်းအားကအယမ်းမြင့်မားလွန်းလို့ငါတို့နားမလည်တာဒါမှမဟုတ်မခံစားနိုင်တာဖြစ်နိုင်တယ်ခံစားလို့မရတဲ့အဆင့်ဆိုတာဘာကိုပြောတာလဲ tribulation transcendence အဆင့်လားထိတ်ဆုံးဒါမှမဟုတ်အဲ့ဒီထက်ပိုမြင့်မလားကျွန်တော်အရင်ကသတင်းတစ်ခုရထားဘူးလေဘယင်မ Serafina ဘေးနားမှာ Logan ဆိုတဲ့လူတစ်ယောက်ပေါ်လာတယ်တဲ့ကောလာဟာလာတွေရ Master Logan ဆိုတာဒီလောကကလူမဟုတ်ဘူးသူကအထက်ဘက်လောကကနေဆေလွတ်လိုက်တဲ့နတ်တစ်ပါးဖြစ်နိုင်တယ်အခုကြည့်ရတဲ့လောက်တော့အဲ့ဒီကောလာဟာလာတွေကအခြေမြင့်မရှိတာမဟုတ်တော့ဘူးအထက်ဘက်လောကကနတ်တစ်ပါးဆိုတော့ငါတို့ရဲ့ရှေ့ပြေးတက်ကိုချေမုန်းနိုင်တာမထူးဆန်းတော့ပါဘူးအဲ့ဒီအကြီးအကဲတွေကိုကျွန်တော်တို့ဘယ်လိုရင်ဆိုင်ရမလဲ high priestess သူတို့လက်ထဲရောက်နေပြီဆိုတော့ဘာဆက်လုပ်ကြမလဲသူ့ကိုကျွန်တော်အရင်စကားပြောပြရစီသူ့ရဲ့ရွေချက်ကိုစမ်းတက်ပြီးသူဘာလိုချင်လဲဆိုတာကြည့်ရအောင် Master Logan ခင်ဗျာကျွန်တော်တို့ရဲ့ high priestess ကိုဖမ်းထားနိုင်ပြီဆိုတော့ရှေ့ဆက်ပြီးဘာတွေလိုချင်လဲဆိုတာပြောပြပါလားရိုးရှင်းပါတယ်ကျွန်တော်မှာအချက်၃ချက်ရှိတယ်ပထမအချက်နတ်ဆိုးကိုင်းကပြပကျူးကျော်သူတွေနဲ့ပူးပေါင်းပြီးအရှိပိုင်းကိုရှုပ်ထွေးအောင်လုပ်ခဲ့တာခွင့်မစွာတက်နိုင်တဲ့ရာဇဝတ်မှုပဲမင်းတို့အဖွဲ့တွေကနတ်ဆိုးကိုင်းဝင်တွေကိုအကုန်လွှဲပေးလိုက်ဒါကအရှိပိုင်းရဲ့ပြည်တွင်းကိစ္စပါကျွန်တော်တို့အိမ်ကိုကျွန်တော်တို့ရှင်းမယ်ဒုတိယအချက်မင်းတို့လောက်ကန်တက်တွေအရှိပိုင်းနယ်မြေကနေချက်ချင်းထွက်သွားပေးပါတတိယအချက်ဒီစစ်ပွဲမှာကျွန်တော်တို့ဘက်ကခံစားခဲ့ရတဲ့အသေးပြောင်းနဲ့ပျက်စီးဆုံးရှုံးမှုတွေအတွက်အပြည့်အဝရော်ကြေးပေးရမယ်ဒီအချက်၃ချက်ကိုဖြည့်ဆည်းပေးရင်ခင်ဗျားတို့ရဲ့ high priestess ကိုပါတီခိုက်မှုမှမရှိပဲပြန်လွတ်ပေးမယ်လို့အာမခံတယ်မဟုတ်ရင်တော့ခင်ဗျားတို့တောင်းဆိုတာတွေကလာမင်းကိုလိုချင်တယ်လို့ပဲဖြစ်နေလိမ့်မယ်ငါကမင်းကိုဘာလို့ယုံရမှာလဲဒါတွေကိုငါသဘောတူရင်တော့သူမကိုတကယ်လွတ်ပေးမှလားဆိုတာငါဘယ်လိုသိမလဲမသဘောတူရင်လည်းရပါတယ်ဒီချက်တွေကိုခင်ဗျားတို့လက်ခံတဲ့အထိကျွန်တော်တို့စောင့်နေမှာပါဟုတ်တယ် Jonas သူမကိုကျွန်တော်မလွတ်ပေးနိုင်ဘူးပိုချုပ်ပိန်သူ့ရဲ့လက်ကွက်တွေကိုမယုံပါနဲ့ဒါက Logan ရဲ့အချိန်ဆွဲတဲ့နီးပြူဟာပဲသူမောက်ကပ်နေတာတေချာစဉ်းစားကြည့်သူသားတကယ်နဲ့တပါဆိုရင်အကြီးအကဲတွေကိုချိန်မုံနိုင်တဲ့စွမ်းအားရှိရင်သူဘာလို့ golden pass တဲကိုအနေနဲ့ကြီးကြီးနဲ့ခိုးဝင်ပြီး high priestess ကိုဖမ်းရမှာလဲသူသားအဲ့ဒီလောက်စွမ်းအားရှိရင်ဒီနေရာမှာပဲငါတို့ကိုတက်တက်တိုက်လိုက်မှာပေါ့ဒါကသူမောက်ကပ်နေတာကိုတက်တည်ပြနေတာပဲ high priestess ကိုဖမ်းတာကအကြီးအကဲတွေနဲ့မဟာမိတ်တွေကိုတက်တက်တိုက်ဖို့စွမ်းမရှိတဲ့သူတွေလုပ်တဲ့အလုပ်ပဲ Logan ကကောက်ကျစ်စင်းနေတာတေချာတယ်သူအချိန်ဆွဲနေတာဒါမှမဟုတ်တခုခုကြက်စီနေတာပဲသူ့ထောင်ချောက်ထဲမကြမိစေနဲ့အခု compromise လုပ်လိုက်ရင်ငါတို့ရထားတာတွေအကုန်ဆုံးရှုံးရုံမကဘူး high priestess လည်းဘေးကင်းကင်းပြန်လာမယ်လို့အာမခံချက်မရှိဘူးငါတို့အားနဲ့ချက်ပြလိုက်ရင် Logan ကပိုတောင်းဆိုလာလိမ့်မယ်မှန်တယ်သူတို့တက်တွေကိုချက်ချင်းချေမှုန်းနိုင်ရင်သူတို့ဘာသာအရှုံးပေးပြီး high priestess ကိုပြန်လွတ်ပေးလိုက်မှာပါငါတို့တိုက်မယ် Jonas နဲ့ပိန်ပြောတာမှန်တယ်ငါတို့ရှေ့ရောက်ပေါင်းပြီးတက်တောင်းနဲ့ချီရှိနေတာကိုဒီကောင်လေးတယောက်ကိုဘာလို့ကြောက်နေရမှာလဲတကယ်ပါပဲသူကလက်ကွက်အနေငယ်ပဲရှိတာပါငါတို့စုပေါင်းစွမ်းအားနဲ့သူ့ကိုအနာယူနိုင်မှာပါ high priestess ကိုကယ်တင်ဖို့ကအရေးကြီးဆုံးပဲ compromise လုပ်တာကသူ့ကိုပိုအားပေးတယ်လို့ဖြစ်လိမ့်မယ်ဗိုလ်ချုပ်ပိန်အချို့လူတွေကငါတို့ပေးတဲ့စစ်ဆက်ညှိနှိုင်းခွင့်ကိုတန်ဖိုးမထားကြဘူးစစ်ဆက်ညှိနှိုင်းမှုပြီးစစ်တပ်ကိုစုပြီးတိုက်ခိုက်ဖို့ပြင်ကြ Master Logan ရန်သူတွေကစစ်ဆက်ညှိနှိုင်းတော့မဲ့ပုံမပေါ်ဘူးဘာဆက်လုပ်မလဲကျွန်တော်တို့အခွင့်အရေးပေးလိုက်ပေမဲ့သူတို့မယူခဲ့ဘူးအခုတော့မြောက်ဘက်နယ်စပ်မှာအစ်စ်လေးကျင်းထားတဲ့တပ်သား10,000ရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်ဖို့အကောင်ဆုံးအချိန်ပဲရန်သူတွေကမငရဲကိုမတွေ့မချင်းသင်ခန်းစာယူမှာမဟုတ်ဘူးဒါကြောင့် Master Logan သူတို့ကိုအလိုလိုက်ပါသူတို့တကယ်လာနေကြပြီးအဲ့ဒီအကြီးအကဲ၈ယောက်က Pigman နဲ့အဆင့်ထက်မနှိမ့်တဲ့စွမ်းရည်တွေကိုထုတ်လွှတ်နေတယ်သူတို့ရဲ့ high priestess ကိုဖမ်းထားတာဘာမှထူးခြားမလာဘူးပဲသူတို့ကိုတက်တည်မဲ့လမ်းကိုရွေးနေတာလားသူတို့ရဲ့ high priestess ဘေးကင်းရေးကိုတောင်ဂရုမစိုက်ကြဘူးဒီအောက်ကလည်းရိုင်းဆိုင်သူတွေယူနေကြတာပဲ Logan သူတို့အင်အားအများကြီးနဲ့လာနေကြပြီးငါတို့နောက်ဆုတ်ပြီးပြန်စုဖွဲ့တဲ့မလားငါကနောက်ဆုတ်ရမှာလားတပ်ဖွဲ့အားလုံးအမြင့်ဆုံးတိုက်ခိုက်ရေးအခြေအနေကိုပြင်ထားကြသူတို့ကမယုံမသားတိုက်ချင်နေတာဆိုတော့လက်နက်ကြီးတွေထုတ်သုံးဖို့အချိန်တန်ပြီးစနစ်ရေးလူ903ဖို့တပုတ်မိများဆက်တွေကိုလဲပေးပါပြီးတော့55မီလီမီတာထုတ်အမြောက်20လက်နဲ့ကြီး1000ကိုလဲပေးပါအမြောက်တစ်ခွက်အတွက်ကျွမ်းကျင်မှုတွေကိုလည်းချက်ချင်းထည့်ပေးပါလဲမှုပြီးပါပြီးအမှတ်35000လိုက်ပြီးဒီ155မီလီမီတာအမြောက်ကြီးတွေနဲ့မိများဆက်တွေဆိုရင်လုံလောက်ပါတယ် Master Logan ဒီလက်နက်တစ်တွေကဘာတွေလဲဒါကမိများဆက်ပါတစ်ချက်ထဲနဲ့မီတာ100ကျော်ရှည်တဲ့မီတောက်တွေကိုပြစ်လွတ်နိုင်တဲ့မီတောက်ရဲ့အလျားကပြန်တန်းတဲ့ငကားတွေထက်တောင်ပိုရှည်တဲ့ခင်ဗျားတို့စီကိုတိုးဝင်လာတဲ့တောက်ပွင့်တက်တွေကိုပြစ်လိုက်ရင်တစ်ချက်ထဲနဲ့အကုန်ပြကျသွားမှာပဲဒီအမြောက်ကြီးကတော့မော်ရာထက်100စပိုစွမ်းအားကြီးတဲ့တစ်ချက်ပြစ်လိုက်ရင်ရန်သူတွေပြဖြစ်သွားလိမ့်မယ်ဒီလောက်ပျက်စီးမှုမျိုးကိုတစ်ချက်ထဲနဲ့လုံနိုင်တာပါဒီနေ့တော့တကယ်အစ်စ်တွေတင်ယူလိုက်ရပြီးအမြောက်တစ်လက်ထဲနဲ့တောင်တက်ဖွဲ့တစ်ခုလုံးကိုဖျက်စီးနိုင်တယ်
ငါတို့မှာ20တောင်ရှိတာဆိုတော့ရန်သူရှေ့တန်းကိုလုံးဝဖုံးလွှမ်းသွားမှာပဲတခြားအရာတွေနဲ့ပေါင်းလိုက်ရင်ဒီနေ့တော့သူတို့အတွက်အောက်ငမတမီအားတွေကိုပြင်ဆင်ထားတယ်ဂယ်ရီဆင်အလကားမရက်နေနဲ့ဒီမီမြဆက်တွေကိုရှေ့တန်းတပ်သားတွေကိုဝေပေးလိုက်အမြောက်တွေကိုတော့နောက်တန်းအမြောက်နေရာတွေမှာတန်းစီထားလိုက်ဟုတ်ကဲ့မာစတာလိုကန်ညီကိုတို့လာပြီးလက်နက်တစ်တွေယူကြ